Okay ပါဆိုတော့ဒီနေ့ကတော့ကျွန်တော်တို့ social media ADS တွေပေါ့နော် ADA ကိုဆွဲတဲ့နီးဆိုတာထက်ပေါ့နော်ကျွန်တော်ဒီနေ့ကတော့စပြီးတော့ intro လုပ်ချင်တယ်ပြီးတော့ဒါနဲ့ပတ်သက်ပြီးတော့မေးချင်တယ်ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော် social media ADA နဲ့ပတ်သက်ပြီးတော့ပြောစရာရှိတယ်ပေါ့နော်ဆိုတော့စမဆွဲခင်မှာကိုကအရင်တော့ဇိုင်းဆွဲတဲ့ယုံနဲ့ကျွန်တော်တို့အတွက်အလောက်ကိုင်ခွန်လန်းရှိပြဿနာမရှိဘူးအခုခေတ်ကတော့ AI တွေကလည်းအရင် strong နေဆိုတော့အဲ tools တခုကိုကျွမ်းကျင်ထားအောင်လေကျွန်တော်တို့အတွက် opportunity ကအရင်သိမရှိတော့ဘူးเนาะအဲ့တော့ကျွန်တော်တို့အနေနဲ့ဒီ social media AD လေးတစ်ခုကိုဘာကြောင့်ကျွန်တော်တို့ဆွဲဒီလိုမျိုးဆွဲတင်တယ်ဒီလိုမျိုးစဉ်းစားတင်တယ်ဒီလိုမျိုးဖြစ်တင်တယ်ဆိုတဲ့ဟာတွေပါကျွန်တော်တို့ကပြောရင်ဥပဒေသားတွေကကျွမ်းကျင်တာထက်ဘယ်လိုပြောရမလဲနားလည်ထားမှသာမြင်ကျွန်တော် AI ကိုခိုင်းတတ်တယ်ပေါ့နော် okay သူလည်းခိုင်းတတ်တယ်ကိုလည်းခိုင်းတတ်တယ်ဆိုတော့တယောက်က AI ကိုခိုင်းတတ်တဲ့ designer ဖြစ်မယ်တယောက်က AI ကိုခိုင်းတတ်တဲ့လူတယောက်ဖြစ်မယ်ပေါ့နော်ဆိုတော့ designer ဆိုတဲ့နေရာမှာဒီ composition တွေကိုဘယ်လိုထားတဲ့နေဒါတွေကိုသူ့ထက်ပို့ပြီးတော့သိမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ font ရဲ့ hierarchy တွေကိုဘယ်လိုအသုံးဆွဲတင်နေဒါတွေသိမယ်ဒါကတော့သူ့ထက်ပို့ပြီးတော့တခြားdesigner မဟုတ်တဲ့လူထက်ပို့ပြီးတော့ AI ကိုခိုင်းနိုင်တဲ့အရာတွေပေါ့နော်နောက်တစ်ခုပြီးတော့တည်ထားတဲ့နာက social media ADHD နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဆွဲမယ်ဆိုလို့ရှိရင်မဖြစ်မနေကိုတည်ထားတဲ့အကြောင်းအရာလေးရှိတယ်။ Okay အဲ့တော့ဒီနေ့ကကျွန်တော်ကဆွဲပြမယ်ဆိုတာတဲ့ social media ADHD နဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောပြပေးမယ်။အဲ့တော့ social media ADHD လို့ပြောလိုက်တာ ਨੇ social media ADHD လို့ပြောရင်ဘာတွေကိုပြင်းမြင်မိလဲပြီးတော့ဘယ်လိုမျိုးသိထားလဲအဲ့ဒါမျိုးလေးကိုကျွန်တော်အရင်ဆုံးမေးကြည့်မယ်ပေါ့နော်ဆိုတော့အဲ့ဒါပြီးမှကျွန်တော်တို့ကဆက်ပြီးတော့ပြောကြည့်မယ်တယောက်စနှစ်ယောက်စပေါ့နော်โอเคအဲ့တော့ဘယ်လိုလုပ်နေအလုပ်လုပ်နေတဲ့လူလေးပါတယ် social media ADHD ဆွဲနေတဲ့လူတွေပါတယ်ဆိုတော့အဲ့ဒီလူတွေကိုအရင်စပြီးမေးကြည့်ပေါ့နော်အရင်တော့ဆိုကျွန်တော်ကိုသူတို့တွေလာမေးတဲ့ဟာလေးရှိရဲဆိုတော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်စပြီးမေးကြည့်မယ်အဲ့တော့ဒီထဲမှာလောလက် social media ADHD နဲ့ဆွဲနေတယ်အလုပ်လေးလုပ်နေတယ်ဒါမှမဟုတ် social media ADHD ဆွဲထားတယ်ဆိုတဲ့လူတွေပေါ့နော်ကျွန်တော်လက်လေးတစ်ချက်ထောင်ပြတယ်ကျွန်တော်မေးကြည့်ကြည့်မယ်ပေါ့နော်ကျွန်တော်ဆွေးနွေးကြည့်မယ်လက်လေးတစ်ချက်ထောင်ပြီโอเคဆိုတော့လာပြီထွန်းပေါ့နော်ကိုလာပြီထွန်းက social media ADHD လို့ပြောလိုက်တာเนี่ยဘာတွေကိုပြင်းမြင်လဲ social media ADHD ကိုဘယ်လိုနားလည်ထားလဲကျွန်တော်အဲ့အရာလေးတစ်ချက်နည်းနည်းဆွေးနွေးပြပါလားအဲအရင်ကတော့အရင် online ပေါ်မှာ Facebook ပေါ်မှာဖြစ်ဖြစ်အဲ့ပေါ်မှာ post လေး design post လေးလုပ်ငန်းအနေပြီးတော့အဲ client တွေဒါမှမဟုတ်လေ audience တွေ design အနေပြီးတော့တစ်ဆင့် communicate လုပ်တဲ့ပုံစံလေးအဲ့လိုနားလေ okay okay ပါဒီကျေးဇူးတင်ပါတယ်ဆိုတော့ကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ရောက်ထည့်တော့ကြည့်မယ်နော်ကြည့်မယ်တော့တယောက်ပဲလားတယောက်ပဲလား okay ဟုတ်ပြီ HP ဆိုတဲ့တယောက်လက်ထောက်ထားတယ် okay ဟောနည်းနည်းဆွေးနွေးပြီဟုတ်ကဲ့ကျွန်တော်ထင်တာကတော့ဆရာအဲ့ social media တွေဟိုင်းဆိုတာကျတော့ဒီ client နဲ့ကို customer နဲ့ပေါ့နော် customer နဲ့ဒီကိုရောင်းချင်တဲ့ကိုယ့်ရဲ့ဒီ brand ကြားကိုဆက်သွယ်ပေးတဲ့အရာလို့တော့ထင်တယ်ဗျ okay ဟုတ်ပြီ okay ကြားဘယ်သူပြောချင်သေးလဲ social media ADS နဲ့ပတ်သက်ပြီးတော့ကိုအထင်မြင်လေးကိုအမြင်လေးတွေဘယ်သူပြောချင်သေးလဲရှိသေးလားရှိသေးလားโอเคတော့မရှိတော့ဘူးဆိုတော့ကျွန်တော်စပြီးတော့ပြောမယ်ပေါ့နော်ဆိုတော့ပြောတဲ့အဖြေတွေကလည်းဒါမှန်ပါတယ်ကိုသူနီးသူဟန်နဲ့ဒါကျွန်တော်တို့အဓိပ္ပာယ်ဖွင့်ဆိုချက်တွေပေါ့နော် okay social media ADs လို့ပြောလိုက်တယ်ဆိုလို့ရှိရင် social media လို့ပြောလိုက်တယ် social media ADS
ADS ဆိုတာ advertising ကိုပြောတာပေါ့နော်ကျွန်တော်တို့ကြွညာတယ် advertise လုပ်တယ် advertise လုပ်တယ် advertise လို့ပြောလို့ရှိရင်တော့တခြားအကြောင်းအရာတွေအများကြီးတော့ပါလာမယ်ပေါ့နော်တခြားသောအကြောင်းအရာတွေအများကြီးပြပါလာမယ်ထားပါတော့ဆိုတော့အဲ့တော့ social media လို့ပြောလိုက်လို့ရှိရင်ကျွန်တော်တို့ social media platform တွေအားလုံးရည်ညွှန်းခြင်းဖြစ်တယ် social media ဆိုတာ social media ဆိုတာက social media platform တွေအများကြီးရှိတယ် Facebook ရှိတယ် Telegram ရှိတယ် TikTok ရှိတယ်ကျွန်တော်တို့ဒီမှာသုံးတာဆို LinkedIn ရှိတယ်ဒီဘက်ဒီမှာဆို Line တို့ WhatsApp တို့စရှိတဲ့ application တွေအများကြီးရှိတယ် Google ရှိတယ် website တွေရှိတယ် Chrome ရှိအများကြီးပေါ့နော်ဆိုတော့အများကြီးရှိတယ် website တွေလည်းရှိတယ်ကျွန်တော် social media မှာကျွန်တော် digital ပေါ်မှာdigital ပေါ်မှာဆိုတာတဲ့ဘယ်လိုပြော social media ပဲပြောမှာဗျာ social media platform တိုင်းမှာဘယ်လို platform ပဲဖြစ်ဖြစ်ကျွန်တော်တို့ advertising လုပ်တဲ့ communication best communication တွေအကုန်လုံး best communicate လုပ်တဲ့ design တွေအကုန်လုံး social media ADS လို့ကျွန်တော်တို့အနေနဲ့သတ်မှတ်လို့ရတယ်ဒါပထမတစ်ချက်ဆိုတော့ကိုကအဲ့လိုနားလည်ထားခြင်းအဖြစ်ကိုအနေနဲ့ design ဆွဲတဲ့အခါမှာ social media ADS ဆွဲပြီဆိုတဲ့နေရာမှာသူများချက်ကျွန်တော်တို့ဘာတွေသိလာမလဲဆို social media လို့ပြောလိုက်တာနဲ့ platform တွေအများကြီးရှိတာဖြစ်တဲ့အတွက်ဘယ်မှာတင်မှာလဲ TikTok မှာတင်မှာလားဒါမှမဟုတ်လို့ရှိရင် Telegram မှာတော့တင်မှာလား Facebook မှာတင်မှာလား LinkedIn မှာတင်မှာလားဒါမှမဟုတ်လို့ရှိရင် Instagram မှာတင်မှာလား whatever ဘယ်နေရာမှာတင်မလဲဘယ် social media platform မှာတင်မလဲဆိုတဲ့ပုံမှာမူတည်ပြီးတော့ကျွန်တော်တွေက design ထွဲတဲ့အခါမှာအများကြီးစဉ်းစားလို့ရတယ်ကြည်ကြည်ပြည့်ပြည့်စဉ်းစားလို့ရတယ်အဲ့တော့ဆွမ်းအဓိပ္ပာယ်လေးကိုကျွန်တော်တို့ပြန်ပြီးကျွန်တော်တို့ပြပြတယ် social media ADS ဆိုတာ ADS ဆိုတာ advertising ကျွန်တော်တို့ကြွညာရအလွယ်တကူပြောမယ်ဆိုရင်ကျွန်တော်တို့ကြွညာရပေါ့ advertising နဲ့ပတ်သက်ပြီး advertising လုပ်တာနဲ့ပတ်သက်ပြီးတော့အများကြီးရှိရထားလိုက်ပါတော့ advertising လုပ်တယ်ဆိုတော့ကျွန်တော် media buy လုပ်တာတွေလည်းပါတယ်ထားပါတော့ဆိုတော့ဒါတသက်တပါလွယ်ကူဆုံးနားလည်မယ်ဆိုလို့ရှိရင် social media platform တွေမှာကျွန်တော်တို့က ADS advertising လုပ်တယ်အဲ့ဒီ advertising လုပ်ဖို့ရအတွက် social media platform တွေမှာ advertise လုပ်ဖို့အတွက်ကြီးညာဖို့လွယ်ကူပြောရင်ကြီးညာဖို့အတွက် social media platform တွေမှာကြီးညာဖို့အတွက်ကျွန်တော်တို့တွေဆွဲတဲ့ best communication design တွေအကုန်လုံးကို social media ADS လို့social media AD တွေလို့ကျွန်တော်တို့ပြောလို့ရတယ်နော်ဆိုတော့ဒါပထမ social media AD နဲ့ပတ်သက်ပြီးတော့ပြောတာအခုအဲ့ဒီနေရာမှာကျွန်တော်တို့ဒီမှာတော့အများသောအားဖြင့်ကျွန်တော်တို့ကြည်ကြည်ပြည့်ပြည့်လေးလောက်ကိုင်နေတဲ့ကိစ္စကတော့ social media ADs ကတော့အများသောအားဖြင့်တော့ကျွန်တော်တို့ Facebook ပေါ်မှာကျွန်တော်တို့ advertising လုပ်ပေါ့နော် advertise လုပ်တယ်ဆိုတာကျွန်တော်တို့သူတို့ရဲ့ media မှာကျွန်တော်တို့ရဲ့ဒီပုံလေးကိုပြဝေရတော့သွားပြီးတော့ဝယ်တဲ့သဘောပဲအဲ့နေရာလေးမှာမင်းတို့ရဲ့ဒီ platform မှာငါတို့ရဲ့ဒီ best communication တွေကိုငါတို့ရဲ့ audience တွေအတွက်ငါတို့ဝယ်ခြင်းတယ်တနေရာသာဝယ်ခြင်းတယ်ဆိုတော့ advertise လုပ်တဲ့သဘောပဲ advertise လုပ်တယ်ဆိုကျွန်တော်ပတ်ဆက်ပေးပြီးတော့ဝယ်တာပေါ့နော်အရင်တော့ organic နဲ့ရထားပါတော့ဆိုတော့အဲ့နေရာမှာအဲ့လိုနားလဲသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ social media agency ကိုဆွဲမယ်ဆိုတဲ့နေရာမှာပထမဆုံးကျွန်တော်တို့နားလေရမှာက social media agency တခုကဘယ် platform မှာတင်မှာလဲဆိုတာကျွန်တော်တို့နားလေရမယ် social media agency တခုကဘယ် platform မှာတင်မှာလဲဥပမာ Facebook မှာတင်မှာလား Facebook မှာတင်မှာလား TikTok မှာတင်မှာလား Instagram မှာတင်မှာလား Telegram မှာတင်မှာလားဆိုတော့ကျွန်တော်တို့တင်မဲ့ platform ပေါ်မှာမူတည်ပြီးတော့ဘာတွေကွဲပြားသွားမလဲဆို audience ကွဲပြားသွားမယ်ပထမတစ်ချက်ကတော့ audience ပေါ့နော် audience တွေကွဲပြားသွားမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဘာကွဲပြားသွားမလဲဆိုတော့ site အချိုးတွေကွဲပြားသွားမယ် TikTok မှာဆို site အချိုးကတစ်မျိုးဖြစ်တယ်လို့ကျွန်တော်တို့ Facebook မှာဆို site အချိုးတွေအများကြီးရှိ site အချိုးဆိုတာတဲ့ကျွန်တော်တို့ပေါ်မဲ့ပုံစံပေါ့နော် visual မှာပေါ်မဲ့အချိုးတွေအများကြီးရှိတယ်ဆိုတော့ဘယ် platform မှာတင်မှာလဲပုံမှာမူတည်ပြီးကျွန်တော်တို့ site အချိုးနဲ့ audience ကိုကျွန်တော်တို့စဉ်းစားလို့ရတယ်ဆိုတော့အဲ့လောက်ကြီးကျွန်တော်တို့စဉ်းစားဖို့လိုတယ် audience ဆိုတာအများကြီးကွဲပြားသွားတာတော့မဟုတ် TikTok မှာဆိုလို့ရှိရင်ဘယ်လို audience တွေရှိလဲသူတို့နဲ့ပတ်သက်ပြီး audience တွေက TikTok မှာ TikTok ကိုတုံးတဲ့လူတွေကဘယ်လို ADS တွေဆိုလို့ရှိရင်ဘယ်လို ADA ဆိုရင်သူတို့အတွက် eye catching ဖြစ်လဲဘယ်လို ADA ဆိုသူတို့ interest level ကပို့ပြီးတော့မြင့်လဲFacebook မှာဆိုလို့ရှိရင်ဘယ်လိုလူတန်းစားတွေတုံးကြလဲအခုချိန်မှာဘယ်လိုလူတွေက Facebook ကိုဆက်သုံးနေတော့လဲ Facebook မှာဆိုလို့ရှိရင်ဘယ်လိုတွေရှိလဲဆိုတဲ့အရာတွေကိုကျွန်တော်တို့ကစဉ်းစားပြီးတော့ design ဆွဲတဲ့အခါကျတော့ကျွန်တော်တို့ကပို့ပြီးတော့ effective ဖြစ်တယ်ဒါက platform ကိုအရင်စပြီးတော့စဉ်းစားတာဆိုတော့ platform လည်းတည်ပြီးညာတော့ပြီးတော့ကျွန်တော်တို့ Facebook မှာတင်တဲ့ post တွေဆွဲမယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဒီမှာ digital marketing လုပ်တဲ့နေရာမှာကျွန်တော်တို့စီမှာအများဆုံးအပြင်တော့ Facebook digital marketing ပေါ့နော် digital marketing ပြောရင်တော့အများကြီးကျယ်ပြန့်သွားပြီ website တွေလည်းပါမယ် 360 လို့ပြောလိုက်လို့ရှိရင်အများကြီးရှိတယ်ပေါ့နော်ဆိုတော့ email marketing နဲ့လည်းပါမယ်ဆိုတော့ဒီနေရာမှာကျတော့ကျွန်တော်တို့ကsocial media မှာကျွန်တော်တို့က Facebook ကိုအဓိကဦးစားပေးပြီးတော့ကျွန်တော်တို့ဒီနေရာမှာတင်မယ်ပေါ့နော်အဲ့တော့ Facebook မှာကျွန်တော်တို့social media agency ဆွဲဖို့အတွက်ကျွန်တော်တို့တွေက
သဘောတဘာဝလေးတွေကိုနားလည်ဖို့လိုတယ်ဟုတ်ပြီပထမဆုံးအနေနဲ့ social media ADs တခုကို effective ဖြစ်ဖြစ်ဆွဲနိုင်ခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ဘာသိရမလဲဆိုတော့မိခွန်း၃ခုမေးဖို့လိုမယ်မိခွန်း၃ခုမေးဖို့လိုမယ်ပထမဆုံးအနေနဲ့ဟုတ်ပြီအဲ့တော့အရင်ဆုံးကျွန်တော်တို့ platform ကိုရွေးလိုက်ပြီ Facebook အတွက်ကျွန်တော်တို့ဆွဲမယ် Facebook မှာကြီးညာဖို့အတွက် social media ADs ကိုဆွဲမယ်အဲ့တော့ social media ADs ကို Facebook မှာကြီးညာဖို့အတွက်ဆွဲမယ်ဆိုတဲ့နေရာမှာကျွန်တော်တို့အနေနဲ့ထပ်ပြီးတော့စဉ်းစားမှာကိုကမေးခွန်း၃ခုမေးဖို့လိုမယ်ပထမတစ်ခုကကိုကဘာရောင်းတာကိုဆွဲပေးရမယ် client ကဘာရောင်းတာလဲဘာရောင်းတာလဲလို့ပြောလိုက်တော့လွယ်လွယ်ကူကူကျွန်တော်ရဲ့ client ကတော့မဟုတ်ရောင်းတာဒါမှမဟုတ်ကျွန်တော်ရဲ့ client က computer ရောင်းတာကျွန်တော်ရဲ့ client ကဖုန်းရောင်းတာဒါမှမဟုတ်လို့ရှိရင်ကျွန်တော်ရဲ့ client ကရွှေရောင်းတာကျွန်တော်အဲ့လိုဖြေသိချင်တာမဟုတ်တကယ် deeply ကိုကသိဖို့လိုတယ်ကိုယ့်ရဲ့ client ကရွှေရောင်းတယ်ဆိုတာဒါက generally ကျွန်တော်တို့စဉ်းစားလိုက်တာရွှေရောင်းတယ်ရွှေရောင်းတာနဲ့ပတ်သက်ပြီးကျွန်တော်တို့စဉ်းစားလိုက်တယ် design တွေဘာညာစဉ်းစားလိုက်တယ် okay အဲ့ဒါလည်းမမှန်ဘူးလားဆိုတော့မှန်တယ်လို့မှန်တယ်အဲ့ချက်ပို့ပြီးတိကျခြင်းတယ်ဆိုလို့ရှိရင်ရွှေရောင်းတာမဟုတ်ဘူးကျွန်တော် client က trust ကိုရောင်းနေတာကိုယ့်ရဲ့ orient ကိုသူ့ရဲ့ orient ကိုဒီရွှေသားဝယ်လဲဆိုရင်ဘယ်လောက်ထိ trust ဖြစ်လဲဆိုတာဘယ်လောက်ထိ safe ဖြစ်လဲဘယ်လောက်ထိစိတ်ချရမှုရှိတယ်လဲဘယ်လောက်ထိ certified ဖြစ်လဲဘယ်လောက်ထိ easy ဖြစ်လဲဝယ်ရတာဘယ်လောက်ထိသူတို့အတွက် comfort ဖြစ်လဲဆိုတော့ value တစ်ခုကိုရောင်းနေတယ်ဆိုတော့ဟာမျိုးပေးနိုင်တယ်ဆိုလို့ရှိရင် social media AD ဆွဲရတာပို့ပြီးတော့ကျွန်တော်တို့အနေနဲ့ effective ဖြစ်တယ်ပို့ပြီးတော့တိကျတော့ကျွန်တော်တို့အနေနဲ့ဆွဲလို့ရတယ်ပထမမေးခွန်းပေါ့နော်ဆိုတော့ကိုကအဲ့လောက်ကြီးမသိဘူးဆိုပထမဆုံးအနေနဲ့အနည်းဆုံးတော့သိတင်တာကို client ဘာရောင်းနေလဲ okay အဲ့တော့ trust နဲ့ပတ်သက်ပြီးကျွန်တော်တို့ဆွဲပဲဆိုလို့ကျွန်တော်တို့ design တွေကိုသူတို့မှထားပါတော့သူတို့ရဲ့ design ကိုစပြီးတော့ထိုင်တော့မယ်ဆိုပြီး trust ကိုရောင်းနေတာဖြစ်တဲ့အတွက်ကျွန်တော်ရွှေရောင်းနေတာမဟုတ် trust ကိုရောင်းနေ trust ကိုကိုစားပြုတဲ့ shape တွေ trust ကိုကိုစားပြုတဲ့တုံးတွေ color တုံးတွေ trust ကိုကိုစားပြုတဲ့ design ပုံစံတွေရိုးရှင်းတဲ့ minimalistic ဖြစ်တဲ့ကျွန်တော်တို့ easy to memorize ဖြစ်တဲ့အစရှိတဲ့ပေါ့နော်ကျွန်တော်တို့ trust ကိုကိုစားပြုတဲ့ trust ကိုအများသောအားဖြင့်ဦးစားပေးထားတဲ့ design frame တွေကိုကျွန်တော်တို့စပြီးတော့တည်ပြလာမယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ရောင်းနေတဲ့ဟာနဲ့ကျွန်တော်တို့ရဲ့ဆွဲတဲ့ AD တွေကလုံးဝ match ဖြစ်လိမ့်မယ်ဒါပထမတစ်ခု okay ဒုတိယတစ်ခုကကျွန်တော်ဘယ်သူတွေကိုရောင်းနေလာလဲ target orient okay အဲ့တော့ဘယ်သူတွေကိုရောင်းနေရလဲဆိုတဲ့နေရာမှာကျွန်တော်တို့ ancient မတွေကိုရောင်းတဲ့ design ကိုကျွန်တော်တို့လူငယ်တွေကိုတွားပြီးတော့ရောင်းတယ်လို့တွားပြီးတော့လည်းဆွဲလို့မရအောင်ကျွန်တော်တို့ကအမြဲတမ်း design ဆွဲမယ်ဆိုလို့ရှိရင်ဘလို့လူတွေကိုငါတို့ရောင်းနေတာလဲဆိုတဲ့ဟာကိုကောင်းကောင်းသိဖို့လိုတယ်ပေါ့နော်ဘလို့လူတွေကိုရောင်းနေတာလဲဆိုတော့ကောင်းကောင်းသိဖို့လိုတယ်အဲ့ဒါမှကျွန်တော်တို့ဆွဲတဲ့ design တွေကဘလို့လူတွေကိုရောင်းနေတာလဲဆိုတာသိမှကျွန်တော်တို့အနေနဲ့ဆွဲတဲ့ design ကလည်း effective ဖြစ်မှာဆိုတော့ဒါဆိုလို့ရှိရင်ကျွန်တော် main ကလေးတွေကိုဒီ make up တင်တဲ့အတွက်ဆိုကျွန်တော်ဒါ main ကလေးတွေအတွက်ရည်ရယ်ဆိုတော့ main ကလေးတွေရည်ရယ် main ကလေးကြိုက်တဲ့ပုံစံ main ကလေးတွေတော့သူတို့တွေသဘောတဘာဝကြသဘောကြမဲ့ပုံစံဒီလိုမျိုးဟာတွေကိုကျွန်တော်တို့က sorry ဦးစားပေးပြီးတော့ရွေးချယ်ပြီးတော့ကျွန်တော်တို့ဆွဲဖို့လိုတယ်တုံးလေးတွေကမစားပျော့ပျော့အေးလေးတွေသူတို့လွယ်လွယ်ကူကူနားလည်နိုင်မဲ့ပုံစံလေးတွေအများကြီးကျွန်တော်တို့အဲ့လိုပေါ့နော်စဉ်းစားပြီးဆွဲတယ်ဆိုလို့ရှိရင်အဲ့လိုတွေစဉ်းစားနိုင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့က AI ကိုအသုံးချပြီးတော့ကျွန်တော်တို့ကအများကြီးကျွန်တော်တို့ friendly လုပ်ရတယ်အဲ့လိုမဟုတ်ပဲကျွန်တော်တို့ကလှအောင်ဆွဲတာပဲ social media AD ကလှအောင်ဆွဲတာပဲဆိုလို့ရှိရင်ကျွန်တော်တို့ကနေရာတစ်ခုမှာကြိုက်ခဲ့လိမ့်မယ်ဘာလို့လဲဆိုတော့အခုချိန်မှာ AI မှာကျွန်တော်တို့ production နှိပ်လိုက်တာနဲ့ကျွန်တော်တို့ social media AD တွေအများကြီးဆွဲလို့ရတယ်ဟာအားသာချက်လေးဖြစ်သလိုအားနည်းချက်လေးဖြစ်လာတယ်ဆိုတော့အားနည်းချက်ကဘယ်လိုလူတွေအတွက်လဲစွမ်းနာလိုမျိုးမစင်စားတဲ့လူတွေအတွက်အားသာချက်ကဘယ်လိုလူတွေအတွက်စွမ်းနာမျိုးစင်စားတဲ့လူတွေအတွက်အားသာချက်တစ်ခုဖြစ်လာတယ်ဆိုတော့ social media AD ကိုဆွဲတဲ့နေရာမှာကျွန်တော်တို့ကနောက်တစ်ခုပေါ့နော်ဒုတိယမေးခွန်းကကျွန်တော်တို့ဘယ်သူတွေကိုရောင်းနေရလဲဟောပထမမေးခွန်းကတော့ကျွန်တော်တို့ဘာရောင်းနေရလဲဒုတိယမေးခွန်းကဘယ်သူတွေကိုရောင်းနေတာလဲဒါမျိုးကိုကျွန်တော်တို့တေချာစဉ်းစား brand တစ်ခုတည်းစပြီးတော့တည်ပြီဆိုလို့ရှိရင်ဒီ brand အတွက်ကျွန်တော်တို့က frame စပြီးတော့တည်ပြီဆိုကြတယ်အဲ့လိုမျိုးစဉ်းစားဖို့လိုတယ်အကျမ်းမိုင်ဆိုလဲကျမ်းမိုင်နဲ့ဆိုင်တဲ့ဟာလူကြီးဆိုလူကြီးနဲ့ဆိုင်တဲ့ဟာအဲ့လိုပေါ့နော် product ရဲ့သဘောတဘာဝကိုတေချာလေး research လုပ်ဖို့လိုတယ်အဲ့ဒါမှသာလေတကယ်ကို effective ဖြစ်တဲ့ social media AD တွေကိုကျွန်တော်တို့ဆွဲနိုင်မှာပေါ့နော်နောက်တစ်ချက်ကဘာလို့ငါတို့ကိုရွေးချယ်ရမှာလဲအဲ့ client တွေကဘာလို့ငါတို့ကိုဒီ client တွေကဒီ orient ငါတို့ရောင်းနေတဲ့လူတွေကဒီ brand ကို sorry ဒီ product ပေါ့နော် brand ဆိုတဲ့ဒီ product လို့ပဲကျွန်တော်သုံးလိုက်ဒီ product ကိုဘာကြောင့်ရွေးချယ်တင်တာလဲဘာကြောင့်ငါတို့ကို why ဘာလို့ငါတို့ကိုရွေးရမှာလဲဆိုတော့ဆိုတော့သူတို့မှာအဲ့ဒီမိကူကတော့တခါလေမှာလဲသူရတဲ့ဈေးနဲ့လို့ခါလေးမှာလဲသူရတဲ့ quality ပိုကောင်းလို့ခါလေးမှာလဲသူတို့ပြောတဲ့
စကလုံးတွေကတော့အများကြီးရှိမယ် client တွေကိုမေးတဲ့အခါမှာကိုယ့် social media AD တခုလာအပ်ပြီဆိုဒါမျိုးတွေကြီးပါကျွန်တော်တို့မေးဖို့လိုတယ်ဒါမှကိုက level တစ်ခုမှရှိနေတဲ့ designer တယောက်ဖြစ်မှာမဟုတ်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့က okay လှအောင်ဆွဲတာပဲ तू လှအောင်ဆွဲတယ် तू ကမလောက်ထင်လို့ပြင်တယ်ကိုကလှမယ်ထင်လို့ပြန်ပြင်ပေးတယ် तू ကမလောက်ထင်လို့ပြန်ပြင်ခိုင်းတယ်ကျွန်တော်တို့လှမယ်ထင်လို့ပြန်ပြင်ပေးတယ်အဲ့ဒါနဲ့ပဲလုံးလိုက်ချလိုက်ရိုက်ပြီးကျွန်တော်တို့ကဘယ်တော့မှအဆင်ပြေတဲ့ state တစ်ခုမှရောက်နေတဲ့ class တစ်ခုမှရောက်နေတဲ့ social graphic designer တွေဖြစ်လာမှာဆိုတော့အဲ့လိုမျိုးကျွန်တော်တို့စဉ်းစားဖို့လိုမယ်အဲ့တော့အဲ့ဒီမေးခွန်း၃ချက်ကိုကျွန်တော်တို့ဖြေဖို့လိုမယ်အဲ့ဒါကိုတေချာစဉ်းစားပြီးတော့ကျွန်တော်တို့ကတည်ရမယ်ပေါ့နော်ဆိုတော့ brand တစ်ခုကိုစပြီးတော့တည်တဲ့နေရာမှာကျွန်တော်နောက်ဘက်ကျရင်ကျွန်တော်စပြီးတော့ဆွဲပြတဲ့နေရာမှာလည်းတကယ်ကျွန်တော်ဆွဲခဲ့တဲ့ post တွေကိုပဲပြန်ဆွဲမယ်တကယ်ဆွဲခဲ့တဲ့ post တကယ် content တွေကိုပဲကျွန်တော်တို့ကြည့်ပြီးဆွဲမယ်အဲ့ဒီနေရာမှာလည်းဒီ brand ဆိုဒီ brand အတွက်ဘာတွေတည်သင့်တယ်ဘယ်လို shape လေးတင်စားသင့်တယ်ဘယ်လိုလေးတွေရှိသင့်တယ်ဒါမျိုးတွေစဉ်းစားပြီးတော့ကျွန်တော်တို့ကသွားမယ်ပေါ့နော်ဆိုတော့brand တွေမှာလည်း brand guideline ရှိတဲ့ဟာရှိတယ်မရှိ SME လုပ်ငန်းတွေရှိတယ်အဲ့ဒါကိုကျွန်တော်တို့ကခွဲခြားပြီးတော့ကျွန်တော်တို့တွေးဖို့လို့ဒါပထမဆုံးအနေနဲ့ကျွန်တော် social media AD ဆွဲမယ်ဆိုပြီးပြီးထိုက်တာ okay social media AD ဆွဲမယ်ဆိုလို့ရှိရင်နောက်ထပ်ကျွန်တော်တို့အချက်တွေသိဖို့လိုမယ်အဲ့ဒါဘာလဲဆိုလို့ရှိရင် social media ADS တွေမှာကျွန်တော်တို့ကအမျိုးအစားလေးတွေကျွန်တော်တို့ခွဲထားဖို့လိုတယ်အမျိုးအစားဆိုတဲ့နေရာမှာကျွန်တော်တို့ကဗျာအခုလေ့ကျင့်ကြရတဲ့ social media AD ဆိုပြီးတော့ကျွန်တော်တို့လေ့ကျင့်ကြတဲ့ဟာတွေအများကြီးရှိတယ်ဆိုတော့အဲ့နေရာမှာကျွန်တော်တို့တစ်ချက်ပြအောင်နော်ဆိုတော့ဒါဒီ social media ADs တွေကိုကျွန်တော်ပြမယ်ဒီမှာဝယ်ထားတဲ့ပုံလေးအများကြီးရှိတယ်ဟုတ်ပါတယ်ဘာထားပါတော့ဒါလေးတွေပေါ့နော်တနေ့တစ်ခွက်မတော့ရရင်မနေနိုင်သူတွေရှိလားဒါမျိုးပေါ့နော်တစ်ခွက်မတော့ရရင်မနေနိုင်သူတွေရှိလားဆိုရဲနေရာမှာကျွန်တော်တို့ကဒါဘာ post လဲဒါဘာ post လဲပေါ့ social media ထဲမှာဘာ post လို့ထင်လဲဘာ post လို့ထင်လဲ Facebook လို့တင်တယ်ဗျ Facebook ဟုတ် okay ကြားလို့ရောဘယ်လိုထင်လဲ engagement engage okay တခြား advertising ကိုတင်တယ်ဗျ okay advertising okay question okayဟုတ်ပြီဆိုတော့ဒုတိယတစ်ဆင့်အနေနဲ့ကျွန်တော်တို့ကဒါကဘာ post လဲဆိုတာသိရဟုတ်လား okay အဲ့ဒါဘာ post လဲဆိုတာကိုကျွန်တော်တို့မခွဲခြားခင်မှာကျွန်တော်အမျိုးအစားလေးတွေပြောပြမယ် social media ADs အမျိုးအစားလေးတွေကျွန်တော်တို့ခွဲလို့ရတဲ့ generally ခွဲလို့ရတဲ့အမျိုးအစားလေးတွေတော့ကျွန်တော်ပြောပြပြီးဒီ post ကိုထပ်ပြီးတော့ခွဲခိုင်းတယ်အဲ့ဒီကိုမခွဲခင်မှာဆွမ်းနာကကျွန်တော်တို့ save post ပြောထားတာရှိတယ် engage လို့ပြောထားတာရှိတယ်ဆိုတော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဘာကြောင့်လဲဆိုတာကိုကျွန်တော်တစ်ချက်ပြန်မေးမယ်ပေါ့နော်ဆိုတော့မေးခွန်းထုတ်ခြင်းဒီကျွန်တော်တို့ကဖြည့်ရှင်းခြင်းဖြစ်တယ်ပေါ့နော်ကျွန်တော်တို့ကမေးခွန်းထုတ်တာတက်တက်ကျွန်တော်တို့နိုင်ကျင့်တာမဟုတ်ဘူးမသိတာကြီးကိုမေးနေတာမဟုတ်ဘူးဆိုတော့ဒါလေးလည်းကျွန်တော်ထည့်ပြီးပြောရင် okay social media ADs တွေမှာဆွမ်းနာပြောသလိုကျွန်တော်တို့က brand ကဘာ brand လဲဘယ်သူ့ကိုရောင်းနေရလဲဘယ်သူ sorry ဘာတွေရောင်းနေရလဲဘယ်သူ့ကိုရောင်းနေရလဲဘာတို့ကိုရွေးချယ်တင်လဲဆိုတဲ့အကြောင်းအရာတွေကိုသိသွားပြီဆိုစစချင်းကျွန်တော်တို့သိရမှာနောက်ထပ်သိရမယ့် step တစ်ခုက social media post အမျိုးအစားတွေသိရ save post ရှိမယ် okay sales ကနေစရင် sales post ရှိ promotion ရှိ engage ရှိ knowledge sharing ရှိလေးခုရှိသွားပြီနော် knowledge sharing ရှိ seasonal ရှိ okay seasonal ရှိပြီးလို့ရှိရင်ကျွန်တော်တို့ကနောက်တစ်ခုကတချို့ကြလည်းလုပ်တယ်ပေါ့နော်ဆိုတော့ basically အနေနဲ့ကျွန်တော်တို့အဲ့ဒီ၅ခုလောက်သိကျွန်တော်တို့ခွဲကြည့်မယ် sale ရယ် promotion ရယ် engage ရယ် seasonal ရယ် knowledge sharing ရယ် brand awareness ရယ် okay 6မျိုးပြောလိုက် okay အဲ့မှာ6မျိုးရှိပြီအဲ့တော့အဲ့6မျိုးတွေကဒီတစ်ခုက sales ဖို့လို့ပြောတယ် okay ဖြည်းဖြည်းလေးပြန်ပြောပြမယ်okay နော်ပထမတစ်ခုက sales ဖို့ okay နော် sales ဖို့ဒုတိယတစ်ခုပြောမယ်နော်ဒုတိယတစ်ခုက promotion အဲ့တော့နှစ်ခုရှိသွားပြီ sale ရယ် promotion ရယ်ပြီးတော့ကျတော့ကျွန်တော် knowledge sharing sale promotion knowledge sharing နောက်တစ်ခုက engage လုပ်တဲ့ post ရှိမယ် okay နော်ပြီးလို့ရှိရင်ကျွန်တော်တို့ seasonal ရှိမယ် seasonal ပြီးလို့ရှိရင် brand awareness 6မျိုးရှိမယ် okay နော် brand awareness 6မျိုးရှိမယ်အဲ့ဒီ6မျိုးကိုကျွန်တော်တို့သိမယ်ဆိုလို့ရှိရင် social media AD ဆွဲတဲ့အခါကိုယ့်အတွက်အများကြီးကျွန်တော်တို့စဉ်းစားလို့ရတယ်အကျိုးရှိတယ် okay အဲ့နေရာမှာဆွမ်းနာပြောရင်ဇွဲပြောလိုက်တာလား sales ဖို့လို့ ဟုတ်ကဲ့ဆရာဟုတ် okay ဘာကြောင့် sales ဖို့လို့ထင်လဲပေါ့နော်ထင်တဲ့နေရာမှာ ဘ
အားကြောင့်လဲဆိုတော့ brand တစ်ခုကိုပြပြီးတော့ဒီဥစ္စာကိုတနည်းတစ်ခွက်အဲ့လိုမတောက်ရရင်မနေနိုင်ဘူးဆိုတဲ့ပုံစံမျိုးရောင်းတဲ့သူက Facebook လို့ထင်တယ် Okay ဒီနေ့တစ်ခွက်မတော့ရရင်မနေနိုင်ဘူးတွေရှိလား Okay အဲ့တော့ product ကိုပြပြီးတော့သူကဒါကိုရောင်းတယ်လို့ထင်တယ်ပေါ့နော် Okay အဲ့တော့နောက်တစ်ယောက်ကဘယ်သူလဲမသိဘူးပြောလိုက်တယ် engage လို့ဟုတ် engage လို့ပြောလိုက်တာလား ဟုတ် Okay အဲ့တော့ engage ဆိုရင်ရောဘာလို့ engage လို့ထင်ရတယ်ပေါ့နော်အဲ့ဒါလေးတစ်ချက်ပြောပြပြပါ တော့ customer နဲ့ဒီ brand နဲ့ကြားမှာအဲ့လိုမျိုး connection မိနေအောင်လို့မေးရဲစာသားမျိုးလို့ထင်တော့ပါ Okay connection မိနေအောင်လို့မေးရစာတာလေး Okay တခြားလူတွေရော engagement လို့လည်းထင်ပါတယ် engage Okay knowledge sharing လားထင် knowledge sharing တော့မဟုတ် knowledge sharing မဟုတ် sales ကတော့နည်းနည်းလေးစတယ် knowledge sharing တော့မဟုတ် knowledge sharing ဆိုရဲသဘောတရားကဥပမာဆိုလို့ရှိရင်ပြောလို့ရှိရင်ကမ္ဘာအကောင်ဆုံး coffee ဈေးကိုဗီယက်နမ်နိုင်ငံကအရင်တော့ကတော့တင်သိပါသလားပေါ့နော်အခုကအဲ့လိုမျိုး border တွေတော့မလုပ်တော့ကမ္ဘာအကောင်ဆုံးကမ္ဘာမှာဒုတိယ coffee ထွက်တော့အများဆုံးကဗီယက်နမ်နိုင်ငံဖြစ်ပါတယ်အစရှိတဲ့ပြင်အဲ့ဒါမျိုးဆိုလို့ရှိရင်တော့ knowledge sharing လို့ပြောလို့ရတယ်ကိုယ့် product နဲ့ link ချိတ်ပြီးတော့သူတွေကိုယ့်ရဲ့ orient တွေကိုဒါနဲ့ပတ်သက်ပြီးတော့သိအောင် knowledge sharing လုပ်တာကိုယ့်ရဲ့ product နဲ့ပတ်သက်ပြီးတော့သိအောင် knowledge sharing လုပ်တာဒါမျိုးဆိုလို့ရှိရင် knowledge sharing လို့ပြောလို့ရတယ်ဒီဥစ္စာကတော့ knowledge sharing တော့မဟုတ်ဘူးနောက်တစ်ခုက sales နဲ့တော့မားနိုင်တယ်ဒီနေ့တစ်ခွက်မတော့ရရင်မနေနိုင်ဘူးလားမနေနိုင်တဲ့သူတွေရှိလားဆိုတော့သဘောတရားကတကယ်တော့ तू ကနည်းနည်းလေး complex ဖြစ်တယ်ဒီနေရာမှာ तू ကဘယ်လိုလဲဆိုတော့တနေ့တစ်ခွက်မတော့ရရင်မနေနိုင်ဘူးလားဆိုတဲ့နေရာမှာဆွမ်းနာပြောတဲ့ engage ပေါ့နော် engage ဆိုရဲသဘောတဘာဝလေးပါတယ်ဒါပေမဲ့ engage တီးတဲ့ကြီးတော့ဟုတ်မနေဘူး engage တီးတဲ့ကြီးတော့ဟုတ်မနေဘူး brand awareness နဲ့ engage တဲ့ကိုရောထားတဲ့ဟာနော် brand awareness သူ့ရဲ့ brand ကိုသူက awareness လေးရစေချင်တယ်ပြီးတော့အဲ့ဒီ brand awareness နဲ့ဆွမ်းနာပြောသလိုပေါ့နော်ကိုယ့်ရဲ့ orient နဲ့ကိုလည်း link ဖြစ်စေချင်တယ် link ဖြစ်နေစေချင်တယ်သူတို့ engage ဖြစ်စေချင်တယ်ပေါ့အဲ့တော့အဲ့တစ်ခုရောပြီးတော့ဆွဲထားတဲ့ content မျိုးလို့ပြောလို့ရတယ်ဆိုတော့တနေ့တစ်ခွက်မတော့ရရင်မနေနိုင်သူတွေရှိလားဆိုတော့အဲ့လိုမျိုးပေါ့နော်ဆိုတော့ပထမဆုံးအနေနဲ့ social media ADs ကိုခန်းခန်းနာနာကောင်းမှုဝင်လဲတက်ရက်ထိထိရောက်ဆွဲနိုင်ခြင်းနေဆိုလို့ရှိရင်ကျွန်တော်ဆွမ်းနာပြောတဲ့သဘောတဘာဝတွေအရင်နားလည်အောင်လုပ်ဖို့လိုတယ်နော် design ဆွဲတာ tools တစ်ခုပဲ just tools တစ်ခုပဲအများကြီးလုပ်လို့ရတယ်ဆိုတော့ဒါဆို AI နဲ့လုပ်ထားတာဖက်ဆိုကောက်ထည့်လိုက်တာနဲ့ဒီမှာမြန်မာသားတော့မှန်တယ် text effect တွေတော့ပါပြီးတော့ကျွန်တော်22လုပ်စရာမလိုဒါပေမဲ့ကျွန်တော်တို့အနေနဲ့ကဒါဘာ brand အတွက်လဲ happy ဆိုလို့ရှိရင်ဘာရောင်လေးတွေသုံးပါလဲ happy ကိုတောက်တဲ့လူတွေကဘယ်လိုသဘောတော်ရှိလဲသူတို့ရဲ့orient တွေရဲ့ lifestyle ကဘယ်လိုပုံစံမျိုးလဲအသက်အရွယ်ဘယ်ပိုင်းခြားနေဘယ်ပိုင်းခြားမှာသူတို့တွေကအများဆုံးအဖြစ်ကြိုက်ကြတာလဲဘယ်လိုလူတွေကိုဥတည်ထားတဲ့ brand မျိုးလဲလူကြီးတွေကိုဥတည်ထားတာလူငယ်တွေကိုဥတည်ထားတာဒါမှမဟုတ်လို့ရှိရင်creator တွေကိုဥတည်ထားတာအစရှိသဖြင့်ကျွန်တော်တို့က target orient နဲ့ဒီ brand ရဲ့အဓိကဘာကိုရောင်းနေရလဲ happy က coffee မှာဆိုလို့ရှိရင်လည်းအများကြီးရှိတယ်လေအဲ့တော့မှကားတွေနဲ့မူတည်ပြီးတော့ပြောပြတယ်ကားတွေမှာဆိုလို့ရှိရင်ဂျစ်ကားကဘာရောင်းတယ်လို့ထင်တယ်ဂျစ်ကားတွေရောင်းတာဂျစ်ကားကဘာရောင်းတယ်လို့ထင်တယ် confident လားဆို confident okay ဟုတ်ပြီဖြည့်ပါလို့ပါပြောပါတွေးများတွေ့အဲ့အမှနောက်ပိုင်းမှာကိုကဒီ 2C ကဘာမှမဟုတ်ဘူးလား ခိုင်ခန့် ဒီ မှု ချိန်တွေ့တယ်ဟမ် ခိုင်ခန့်မှုအကျန်းခံမှု okay အကျန်းခံဟုတ်ပြီဖြည့်ပါတခြားလူတွေရော okay ခိုင်ခန့်မှု confident အကျန်းခံမှု okay ဖြည့်ရောဖြည့်ကြည့်ရပါဦးမရှိတော့လားကျွန်တော်ကားရောင်းတယ်ကားတွေအများကြီးရှိတယ်ကားအမျိုးအစားတွေအများကြီးရှိတယ်ဆိုတော့ coffee မှာလည်းအမျိုးအစားတွေအများကြီးရှိဆိုတော့ကျွန်တော်ပြောတဲ့ဘာရောင်းနေတာလဲဆိုတော့ကိုတကယ်ကိုပိုင်းခြားပြီးတော့ခွဲခြားပြီးတော့သိသွားဆိုကိုကအဲ့နေရာမှာအကောင်ပဲ social media AD ဆွဲတဲ့နေရာမှာအကောင်ပဲကိုလိုပိုင်းခြားပြီးတော့သိဖို့လိုဟုတ်ပြီဘာရောင်းနေတာလဲဂျီကားတွေဘာရောင်းလဲသိလားဂျီကားတွေကဘာရောင်းလဲဆိုတော့ဂျီကားတွေက freedom ကိုရောင်းလွတ်လပ်မှုကိုရောင်းဂျီကားရဲ့ဖွဲ့စည်းတည်ဆောက်ပေါ်လွတ်လပ်မှုကိုကူစားပြီးအော် Ford တွေကဘာရောင်းနေလို့တဲ့ Ford ကျန်းခံတာ ဟမ် ခန္ဓာမှု ကျန်း လို့ထ ခံ င်တယ် တာ ခဏမှု okay အကျန်းခံမှု okay နီးစက်တယ်လောက်ပါပြောပါ
ဒါတွေကိုယူတော့ကျွန်တော်ဒီအဲ့ဒါတွေကိုယူတကယ်ပြောတာအဲ့ဒါတွေယူဆွဲတာကျွန်တော်နဲ့တော်တဲ့လူတွေအများကြီးပဲထူးစီကိုတည်တယ်လူ safety လား Okay ဟမ် safety လားဆို safety okay ဟုတ်ပြီ safety ဟုတ်ပြီ okay အဲ့တော့ ဆွဲဆောင်မှုဆရာဆွဲဆောင် focus စီဆိုမှတ်ရတယ် okay စဲဆောင် okay ဟုတ်ပြီအဲ့တော့ဟုတ်ပါပြီကျေးဇူးတင်ပါတယ်ဖြည့်ပြီးလို့ phone တွေက adventure ကိုရောက်တာ adventure trip adventure ဖြစ်တာကိုရောက်တာခိုင်ခတ်မှုဆိုတဲ့ adventure ဆိုတဲ့ feeling ကိုရောက်တာဆိုတော့ brand တွေတော်တော်များများက brand ဒီ feeling ကိုရောက်ခြင်းဖြစ်တယ် emotion တစ်ခုပေါ့နော် feeling တိကျတင်ကြတဲ့ feeling တစ်ခုကိုရောက်တာပေါ့ Volvo ဆိုလို့ရှိရင် safety ကိုရောက်တယ်ပေါ့နော်ဆိုတော့အဲ့တော့ကားတွေမှာတောင်မှပဲအမျိုးအစားအများကြီး꿰ပြီးတော့သူတို့ရဲ့အမျိုးအစားပေါ်မှာမူတည်ပြီးတော့သူတို့ကြွညာတဲ့အပေါ်မှာလည်းမူတည်တယ်ပေါ့နော်အဲ့ဒါဒါပေမဲ့လူတိုင်းသိမှတခုလောက်မေးကြည့်ပါ iPhone ကဘာရောက်တာ iPhone ဘာရောက် safety ရောက်လာဆရာတို့ကအဲ့လိုတော့အဲ့လိုပြော safety တွေ Okay brand safety ကိုရောက်တာ ဘာရောက်တာ brand ကိုရောက်တာ brand ကိုရောက်တာ security okay okay ပါဟုတ်ပြီတိတိကျကျပြောမယ်ဆိုလို့ရှိရင် iPhone ဒီ creative view ရောင်းခြင်းဖြစ်တယ်ဆိုတော့ရှာကြည့်တော့ရှာကြည့်လို့ရတယ်ပေါ့နော် creative view ရောင်းတာဆိုတော့စနပြောတဲ့ safe တို့စနပြောတဲ့ ဈေးနှုန်းကိုရောင်းတာဈေးနှုန်းရောင်းတာမဟုတ်ဈေးနှုန်းရောင်းတာမဟုတ်ဈေးနှုန်းရောင်းလို့မရအောင်ဆိုတော့ထားပါတော့ security စနပြောတဲ့ safety ဒါတွေကပါတယ်မပါဘူးမဟုတ်ဘူးเนาะပါတယ်ဆိုတော့သူတို့ရဲ့တကယ် feeling ကိုတိဆောက်နေတာ creative view တိဆောက်တာပေါ့နော်ဆိုတော့အဲ့ဒါတွေကတော့ brand ကိုတင်မယ်ဆိုလို့ရှိရင်တော့အဲ့ကိစ္စတွေပြောပြလို့ရတယ်ဒါပေမဲ့ထားပါတော့ဆိုတော့ကျွန်တော်သိစေချင်တာဒီနေရာမှာကဘာကိုရောင်းနေရလဲဆိုတော့တိတိပပသိရဆိုလို့ရှိရင်ကျွန်တော်တို့ design ဆွဲတဲ့နေရာမှာအများကြီးကျွန်တော်တို့အထောက်အကူပြုရဆိုတာသိတယ်နော်ပြီးတော့ကျွန်တော်တို့က social media editing ဆွဲမယ်ဆိုစနလုံး post တွေကိုအရင်ဆုံးခွဲနိုင်အောင်လုပ်ပါ post တွေကိုအရင်ဆုံးခွဲနိုင်အောင်လုပ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့က brand awareness နဲ့ engage ကိုကျွန်တော်တို့ကပေါပြီးတော့ဆွဲထားတဲ့ post အဲ့ဒီနေရာမှာ season နဲ့ promotion ချိန်တာရှိတယ်ဥပမာဆိုလို့ရှိရင်သတင်းကြို promotion တို့ပါတော့အဲ့ဒါ season နဲ့ promotion တွေချိန်တာအဲ့လို season နဲ့ promotion ချိန်တာရှိရယ်ဒီတိုင်းမှာ sales တီးတဲ့ post တွေရှိတယ်အဲ့တော့ sales တီးတဲ့ post တွေ sales ရောင်း sales လို့ပြောလိုက်တဲ့ post တွေမှာအခုသူ့မှာအကုန်လုံးမပြောဘူး80%လောက်ကပါလဲဆိုတော့အဲ့လို slide တစ်ချက်နဲ့မတော့အောင် sales လုပ်မယ်ဆိုရင် okay နော်အဲ့ဒါမှတ်တာ slide တစ်ခုလည်းမတော့အောင် sales လုပ်မယ်ဆိုလို့ရှိရင် at least အနည်းဆုံးတော့ကျွန်တော်တို့က slide ဒါမျိုးသွားတယ်ဒါဆို sales ပို့လို့ခေါ်တယ်ဒါ sales ပို့အသက်30ကျော်သူတိုင်းမဖြစ်မနေတက်ရောက်တဲ့အခမဲ့ကျမ်းမာရေးဟောပြောပွဲကြီးโอเคအခမဲ့ကျမ်းမာရေးဟောပြောပွဲကြီးသူတို့ဟောပြောပွဲနဲ့ပတ်သက်ပြီးတော့သူတို့တက်စီခြင်းနဲ့အဲ့တော့ကျတော့ဘာလုပ်လဲဆိုတော့အပေါ်မှာကျွန်တော်တို့ကဒါနဲ့ပတ်သက်တဲ့ကြောင်တစ်ခုဆွဲတယ်အဲ့ဒီအောက်မှာအဲ့ဒီနဲ့ပတ်သက်တဲ့ data တွေကိုကျွန်တော်တို့ထည့်ဆိုတော့ save post တွေအများတန်းကျွန်တော်တို့ save post တွေတော်တော်များများကအများတန်းနှီးပါတော့ကျွန်တော်တို့ကဒီလိုမျိုး site အချိုးတွေနဲ့သွားရတယ်ပေါ့နော်ဆိုတော့ single graphic တိတ်ပြီးတော့မသွားဘူးကျွန်တော်တို့ကအများတန်းကျွန်တော်တို့ကဒီလိုမျိုး slide တွေနဲ့တွားရတယ်ပေါ့နော်ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့အတွက်ပို့ပြီးတော့ဘယ်လိုပြောရမလဲဈေးရောက်တယ်ဆိုကြတဲ့ကျွန်တော်တို့တိတိကျကျရောင်းဖို့လိုတယ်ဥပမာအင်ကြီးရောင်းဘိုင်းကြီးရောင်းတာ site က site ချက်တွေကဘယ်လောက်လောက်ရှိအယောင်တွေကဘယ်နှမျိုးရမှာလဲ available size ကဘယ်လောက်လဲကျွန်တော်တို့ကဘယ်လိုဝယ်ရမှာလဲဝယ်တဲ့ပုံစံတွေရှိပြောရရင်တော့အဲ့လိုပေါ့တော့အမျိုးမျိုးရှိဆိုတော့အဲ့နေရာမှာရောင်းတဲ့နေရာမှာလဲဒီတိုင်းရောင်းတာမဟုတ်ဘူးလေ sales ဖို့တီးတယ်မဟုတ်ဘူးလေတချို့ကျတော့လေကျွန်တော်တို့က brand awareness နဲ့ချိန်တယ် brand awareness နဲ့ချိန်တယ်တချို့ brand awareness brand awareness ဆိုတဲ့နေရာမှာ sales ကတော့ brand awareness နဲ့တော့နည်းနည်းတော့ချိန်ခဲတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ကအဲ့လိုဒီလိုတစ်ခုတည်း social media မှာ post ကို brand awareness ဆို brand awareness knowledge sharing ဆို knowledge sharing engage ဆို engage promotion ဆို promotion ဒီလိုမျိုးဆွဲတယ်ဆိုတာတဲ့ကျွန်တော်တို့ကချိန်တာများတယ်အဲ့လို post ကိုနှစ်ခုသုံးခုပေါ့နော်အဲ့လိုမျိုးနှစ်ခုလောက်ပဲလေကျွန်တော်နှက်လိုက်ပြီးတော့ချိန်ပြီးတော့ဆွဲတာများတယ်ဆိုတော့အဲ့လိုမျိုးသိပြီဆိုလို့ရှိရင်ကျွန်တော်တို့ကသဘောတဘာဝကိုလေ့လာလို့ရတယ်save post လေးဆိုတော့ဘယ်လိုလေးတွေသွားတာဟာ promotion ဆိုရင်တော့ဘယ်လိုလေးတွေသွားတာဟာပေါ့နော်ဥပမာဆိုလို့ရှိရင်ကျွန်တော်တစ်ခုပြမယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ save လုပ်ထားတာ save လုပ်ထားတာပေါ့နော် save လုပ်ထားရဆိုလို့ရှိရင်ကျွန်တော်တို့က slide တွေကိုကျွန်တော်တို့ကအမြဲတမ်း slide တစ်ချက်တည်းမသွားဘူးပေါ့နော်အဲ့တော့သူ့မှာတိကျတဲ့ data တွေကျွန်တော်တို့တိတိကျကျပါတယ်ဒါဆိုလို့ရှိရင် save လုပ်ထားတာပေါ့နော် save လုပ်တဲ့နေရာမှာဒါဆိုလို့ရှိရင်သူက knowledge sharing နဲ့ save ကိုချိန်ထားတာ knowledge sharing နဲ့ save ကိုချိန်ဘာလို့ knowledge sharing နဲ့ save ကိုချိန်လဲဆိုတော့သူကသူ့စီမှာသွားကြောက်လာပြီးတော့ချစ်စီနေတာသွားကြောက်လာပြီးချစ်စီခြင်းတဲ့နေရာမှာဒီတိုင်းမင်းတို့ငါတို့စီလာပြီးတော့သွားချောက်ချစ်လဲတော့လို့ပြောတာမျိုးမဟုတ်ဘူးဒီ post မှာ6လတစ်ကြိမ်သွားကြောက်မချစ်လို့ရှိရင်ဖြစ်လာနိုင်တဲ့ကျွန်တော်တို့က venom အကျိုးကျေးဇူးsorry
damage တွေပေါ့နော်သူဘလို့တွေကျွန်တော်တို့ဘလို့ပြဿနာတွေဖြစ်လာနိုင်တယ်ဆိုတဲ့ကိစ္စကို knowledge sharing ပေါ့နော်တွားကြောက်မချစ်ချင်းနဲ့ပတ်သက်ပြီးတော့ဖြစ်လာနိုင်တဲ့အကျိုးကျေးဇူးကိုပြောပြီးနောက်ဆုံးကြမှာဒါတွေနဲ့ပတ်သက်ပြီးမင်းတို့လှုပ်ချင်ရင်တော့ငါတို့ရဲ့ Nova Key ကိုလာခဲ့နော်ဆိုတဲ့ဟာမျိုးကိုချိန်တာအဲ့တော့ကြတော့ဗာလဲဆိုတော့ knowledge sharing နဲ့ကျွန်တော်တို့က sales ကိုချိန်တာ sales နဲ့ knowledge sharing နဲ့ချိန်ပဲဘာပဲလုပ်လို့ကျွန်တော်တို့ကအမြဲတမ်းဘာလုပ်ဖို့လိုလဲဆိုတော့ sales မှာကျွန်တော်တို့ကအဲ့လိုပြည့်ပြည့်စုံစုံတဲ့ data တွေပါဖို့လိုတယ်အဲ့ဒါမှကျွန်တော်တို့ကပို့ပြီးတော့ဟိုအဖြစ်မယ်ပေါ့နော်ထိရောက်ပေါ့ဒါဆိုလို့ရှိရင်ဒါတော့ social media ADs မဟုတ်ဘူးထားလိုက်တော့ကျွန်တော်မပြောတော့ဒီကိစ္စတော့ social media ADs ပဲတည်တယ်ပြောမယ်ဆိုတော့အဲ့ဒါနဲ့ပတ်သက်ပြီးကျွန်တော်ဒီနေ့အဓိကပြောချင်တာတော့အဲ့ဒီ post လေးတွေကိုကျွန်တော်ခွဲတတ်စေချင်တယ်ဘယ်ဟာဘယ် post ဘယ်ဟာဘယ် post ဘယ်ဟာဘယ် post အဲ့လိုမျိုးခွဲတတ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဘာလုပ်လို့ရပြီလဲဆိုတော့နောက်ထပ်ဒါကိုခွဲတဲ့ဟာကိုကျွန်တော်ပြီးရင်ဆက်ပြီးတော့ကျွန်တော်တို့ save post ဆိုလို့ရှိရင်ဘာလေးဆိုတော့ကျွန်တော်တို့ခွဲကြည့်ကြမယ်အဲ့ဒါမခွဲခင်အဲ့ဒါမလုပ်ခင်မှာကျွန်တော်နောက်ထပ် step တစ်ခုကိုပြောမယ်ဆိုတော့ပထမ step ကကိုဘာရောက်လဲဆိုတော့မေကိုသုံးခုပေါ့နော်မေကိုသုံးခုကိုမေးစပြီးတော့သိအောင်လို့ဒုတိယ step ကတော့ဘာ post လဲဆိုတော့ခွဲနိုင်အောင်ကြိုးစားတတိယ step ကတော့ content ကိုဖတ်ဖို့လိုတယ် content ဖတ်ဖို့လိုတယ် content ကိုတည်တည်ချာချာလေးဖတ်ဖို့လိုတယ်ဆိုတော့ဘာလို့ဖတ်ဖို့လိုလဲဆိုတော့ခါလီမှာကျွန်တော်တို့ကဆွဲတာကတော့ရေးရတာတစ်မျိုးကျွန်တော်ဆွဲနေရ visual မှာ communicate လုပ်နေတာတစ်မျိုးဥပမာဆိုလို့ရှိရင်အလွယ်ကူဆုံးဥပမာပေးရမယ်ဆိုလို့ရှိရင်မိမိဘဝရည်မှန်းချက်လို့ပြောတယ်ဒါပေမဲ့ तू ကဘာရေးသွားလဲဆိုတော့မိမိဘဝရည်မှန်းချက်လို့ပြောတဲ့ content အောက်မှာ तू visual မှာပေါ်ပြသွားတော့ဟိုစာရေးလိုက်တော့ခေါင်းစဉ်အောက်မှာဘာရေးလဲဆိုတော့ကျွန်တော်ရေခဲမုံကြိုက်တယ်ရေခဲမုံနဲ့ပတ်သက်ပြီးဆိုရေခဲမုံ chocolate လေးကြိုက်တယ်ဗာလေးကြိုက်တယ်ညာလေးတော့ပြောမိမိဘဝရည်မှန်းချက်ဆိုပြီး तू ကြိုက်တာခြိုက်ရေးသွားတယ်ပေါ့နော်ဆိုတော့အဲ့လိုနေရာတွေမှာကျွန်တော်တို့ကဓာကြီးကတစ်မျိုးဖြစ်နေတယ်အဲ့ဒါကြီးအဆင်မပြေဘူးဆိုတော့အဲ့ဒါကြီးဖြစ်တတ်တယ်ဘာလို့လဲဆိုတော့ social media ADs တခုကောင်းခြင်းမကောင်းခြင်းဒီလှခြင်းမလှခြင်းနဲ့အချိုးမကြောက်လှရင်လည်းလှမယ်လှခြင်းမှလည်းလှမယ်အဆင်ပြေမျိုးလုံးထဲမှာကြည့်ရတာအဆင်ပြေလည်းပြင်မှလည်းပြင်ဆိုတော့ကျွန်တော်တို့ကဥပမာထားပါတော့ဗျာကျွန်တော်တခုပြောပြမယ်ကျွန်တော်ရဲ့ target audience ကငါးဖက်သမားတွေရေချိုငါးမွေးမြူလုပ်ငန်းမှာလောက်တဲ့လူတွေပေါ့နော်ဒါကျွန်တော်အခုလက်ရှိအပြင်မှာကျွန်တော် real world project ပဲ real world project ဆိုအပြင်မှာကျွန်တော်တကယ်လုပ်နေတဲ့ project ပဲအဲ့ဒီမှာရေချိုငါးရောင်းတဲ့လူတွေကိုကျွန်တော်တို့ဒီလိုမျိုး design ဆွဲလို့အဆင်ပြေမယ်လို့ထင်လားအဆင်ပြေမယ်လို့ထင်လား တင်ပါဦးဆရာ okay အဲ့တော့ဒါအယိုးရှင်းဆုံးပြောပြတာကျွန်တော်တို့ရဲ့ target audience ကိုမတည်ပဲအေးလှပြီးရောกว่าဆိုချနေလို့မရဘူးကျွန်တော်တို့ကဆွမ်းနာပြောသလိုပဲဒီမှာသူ post ပဲဆိုတော့ဟာပါတော့အဲ့လိုပေါ့နော်ကို orient ကဘာတူလဲဆိုတာကိုတေချာသိမှာအဲ့ဒီလူတွေကြိုက်တဲ့ပုံစံပေါ်မှာမူတည်ပြီးတော့အဲ့ဒီလူတွေကဘလို့ဆိုလို့ရှိရင်တန်းပြီးတော့မြင်တာလေဘလို့ဆိုလို့ရှိရင်တန်းပြီးတော့ဒီ brand ကို awareness ဖြစ်နေတယ်ဘလို့ဆိုရင်တို့ခေါင်းထဲမှာ memorize ဖြစ်နေမယ်ဘလို့ဆိုရင် communicate လုပ်ရတာပို့ပြီးတော့ easy ဖြစ်မလဲဆိုတာကိုတွေးနိုင်မှသာလေ social media ကိုတကယ် social media ADC ကိုတကယ်ဆွဲနိုင်တယ်လို့ခေါ်တယ်မဟုတ်ရင်လှတာတီးတက်မယ်လှတာတီးတက်တော့ပိုလှချင်ပကြီးစရာခေါ်ဆွဲခိုင်းပေါ့နော်အဲ့ဒါဆိုပိုလှတယ်ပို့ပြီးအယောင်လေးသူသဘောအယောင်လေးသူပို့ပြီးတော့သဘောပေါက်ပေါ့နော်ဆိုတော့ဒါဥပမာပြောပြတာဆိုတော့ social media ADC လှခြင်းမလှခြင်းနဲ့ဒါရဲ့အကျိုးသက်ရောက်မှုမရှိဘူးနောက်ပြီးတော့ကျွန်တော်တို့အများအား creative ဖြစ်နေလို့မရတယ်လို့အများတန်းလဲကျွန်တော်တို့ကရိုးရှင်းနေလို့မရဘူးဥပမာဆိုလို့ရှိရင်ဗျာဥပမာကျွန်တော်တခုတက်လိုက်တခုပြောပြမယ်ဥပမာအရာလုံးဖြည့်ဆည်းနိုင်တဲ့လက်နက်ကိုရောင်းပေးနေတယ်ဘာဝရှိတဲ့အရာအလုံးဖြည့်ဆည်းနိုင်တဲ့လက်နက်ကိုရောင်းပေးနေတယ်ဘာရောင်းနေလို့ထင်လဲလက်သေးပါ လက်နဲ့ပေါ့ နိုင်ရောင်းတာအချိန် လက်နဲ့လေ ပြောချင်တာ creative ဖြစ်လိုက်တယ်စဉ်းစားလိုက်တယ်ဝန်ကဝတိအလင်္ကာနဲ့ရေးလိုက်ဝန်ကဝတိဆိုတော့အတိတ်ဝတိလို့ပြောလို့ရတာမင်းဖြစ်တယ်ဖြစ်ကောင်းဖြစ်တယ်ဝန်ကဝတိဖြစ်ဖို့ရတယ်ထားပါတော့ကမ္ဘာပေါ်မှာအရာအလုံးကိုပြည့်စည်နိုင်တဲ့တခုတည်းသောအရာကိုရောင်းပေးနေတယ်နိုင်အချိန်ကိုရောင်းတာဆိုတော့အဲ့လိုမျိုးရေးလိုက်တယ်ဆိုလို့ရှိရင်ဝယ်တဲ့လူကလာလီမှာကျွန်တော်တို့တွေကအဲ့လိုမျိုး creative ဖြစ်နေစဉ်းစားပြီးတော့တစ်ဖက်ကနေပြီးတော့ကျွန်တော်တို့ရောင်းနေတာနိုင်ဒါပေမဲ့ဒါဥပမာပြောပြရနော်အချင်းရဲ့တိုက်စားမှုကိုဘယ်အရာမှမခံစားနိုင်ဘူးဗျာအချင်းရဲ့တိုက်စားမှုအောင်မှာအားလုံးပြိုလဲရတယ်ပျက်စီးရတယ်ထားလိုက်တော့ပြောချင်တာ
အဲ့လိုတိုက်စားမှုမှာမခံနိုင်ကျွန်တော်တို့အဲ့လိုပြောခန်းတကားနဲ့ကိုပြက်ပြီးတော့ရေးရပေါ့ဒါချို့ brand တွေမှာအဆင်ပြေလို့တချို့ brand တွေမှာဒါသူတို့ education level ရှိတယ်ဒါနှိမ့်ချလို့ပြောတာမဟုတ်ဘူးကျွန်တော်တို့ကလည်း education level ရှိတယ် education level ဒီကျွန်တော်10တန်းအောင်ခြင်းမအောင်ခြင်း4တန်းအောင်5တန်းအောင်6တန်းအောင်ဒါတွေကိုပြောခြင်းမဟုတ်ဘူးဆိုတော့သူတို့ရက်တည်နေတဲ့ level သူရှင်တန်နေတဲ့ပတ်ဝန်းကျင်သူသိနေတဲ့ knowledge level နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကသူတို့သိအောင်ကျွန်တော်တို့ရေးရတယ်အဲ့ဒီအချိန်မှာကျွန်တော် social media AD ဆွဲတဲ့နေရာမှာလည်းအဲ့တိုင်းကျွန်တော်အဲ့ဒါတွေမှာချိန်တိုးပြီးတော့စဉ်းစားဘူးဒါပို့လို့တော့ဒီကြတယ်ပေါ့နော်အဲ့တော့ဒါဘယ်လိုလူတွေကိုရောင်းပါလဲခါလေးမှာကျွန်တော်တို့ကအေးကျွန်တော်တို့ဒါရောင်းတယ် coffee ရောင်းတယ်ဟာဆို coffee ရောင်းတယ်လို့တိုင်းရိုက်ပြောလိုက်တာပို့လို့အဆင်ပြေတဲ့ဟာရှိတယ်ဥပမာပြောပြတာတခါလေးမှာလည်းဒါကို꿰ပတ်ပြီးတော့ပြောလိုက်ရင်ပို့ပြီးတော့စိတ်ထဲမှာအဲ့လိုတွေးရတာကြိုက်တဲ့လူတွေအဲ့လို thinking ပေါ့နော်တွေးရတာကြိုက်တဲ့လူတွေကိုရည်ရွယ်ထားတဲ့ product တစ်ခုဆို creative နဲ့ဆိုင်တဲ့ coffee တို့ဘာလို့ရောင်းတယ်ကျွန်တော်တို့ creative ဆန်ဆန်လေးတွေကျွန်တော်တို့ရေးလို့ရတယ် coffee ကို creative ဆန်တဲ့ tab line လေးအဲ့တော့အဲ့ tab line ဆိုတဲ့ကိစ္စမှာလည်းကျွန်တော်တို့စီမှာအလွယ်ကူဆုံးသုံးတာဒါပေမဲ့အဲ့ကိစ္စလည်းထက်လာအောင်ပဲအခုလောလောဆယ်ကကျွန်တော်တို့ရှေ့ကပြောနေတာပဲဆက်ရှင်းအောင်ပဲဆိုတော့ social media 80s မှာလှခြင်းမလှခြင်းနဲ့တိုက်ရိုက်တက်ရောက်မှုမရှိဘူးကျွန်တော်တို့ orient ပေါ်မှာမူတည်ပြီးတော့လှရင်လည်းလှမယ်မလှရင်လည်းမလှ creative ဖြစ်ရင်လည်းဖြစ်မယ်မဖြစ်တဲ့အခါလည်းမဖြစ်ဘူးဆိုတော့ဒါတွေကွဲပြားသွားနိုင်တယ်ဆိုတော့လေကိုကလက်ခံထားဖို့လိုတယ်ဆိုတော့ဟုတ်ပြီနောက်တစ်ဆင့်အနေနဲ့ social media 80s ဆိုတဲ့ process ကိုပြောပြမယ်ဆိုတော့ကျွန်တော်အကောင်ကအဲ့မှာအမျိုးအစားတွေခွဲဖို့လိုတယ်ပထမဆုံးတဲ့ social media 80s မှာဒီ brand က brand guideline ရှိလား brand guideline ဆိုတဲ့နေရာမှာ brand identity ကြီးပဲလောက်ထားတဲ့ brand မျိုးလား brand identity ဆိုတာက brand မှာကျွန်တော်တို့ကပြောလို့ရတယ် identity ရှိ identity ဆိုတာ logo တွေ color တွေ font တွေဘာ font ကိုပဲသုံးမှာဘာ color ကိုပဲသုံးမှာ logo တော့ဘယ်နှမှာပဲသုံးမှာဘယ်လောက်ချိုးစားပဲသုံးမှာတခု height line height တွေကိုဘယ်လောက်ပဲသုံးမှာအစရှိသဖြင့် image ဆိုရင်ဘယ်လို image တွေကိုပဲသုံးမှာအစရှိသဖြင့်အဲ့ဒါတွေကိုဖော်ပြထားတဲ့ဟာဒီ identity ပေါ့နော် brand identity brand ရဲ့ identity တွေ identify လုပ်တဲ့ဟာ logo တွေဒါ brand identity အဲ့ဒါတွေကိုတည်သက်လုပ်ထားတဲ့ guideline တွေရှိတယ်လို့ strategy ပါတဲ့ guideline တွေရှိ strategy ပါတဲ့ guideline တွေ strategy ဆိုတော့ဘယ်လိုမျိုးလဲဆိုတော့ဒီ brand ရဲ့ personality က brand personality ကဘယ်လိုဥပမာပြတစ်ခုပြောပြမယ် brand ကိုလူတစ်ယောက်လို့သဘောထားလိုက်ဒီလူတစ်ယောက်က rock သချင်းတွေကိုသဘောကျတယ် rock သချင်းတွေသဘောကျတဲ့အတွက်သပင်ရှိထားရတာကြိုက်တယ်သပင်ရှိသည် rock သချင်းတွေကိုသဘောကျတဲ့ဟာဒီသူ့ရဲ့ brand personality ဖြစ်တယ်သူ rock သချင်းတွေကိုသဘောကျတယ်ဆိုတော့ personality အဲ့တော့ तू personality က rock သချင်းတွေကိုသဘောကျတယ်ဆို rock သချင်းတွေကိုကြိုက်တဲ့လူတွေကသူ့ကိုအားပေးလေဆိုတော့ဟေးဟောကြိုက်တဲ့လူက rock သချင်းတွေကိုသွားပြီးတော့အားမပေးဘူးအဲ့နေရာမှာကျွန်တော်နားလေတော့ပြောပြတာနော်အဲ့ဒီနေရာမှာကျွန်တော်တို့အနေနဲ့သိရမှာကအဲ့ဒီလိုမျိုးဆိုလို့ရှိရင် rock သချင်းတွေကိုကြိုက်တဲ့လူတွေသိကြတယ်ကျွန်တော်တို့ booking ညက်ထားလို့မရအောင်ဥပမာပြောပြတာနော် rocker တိုင်းကကျွန်တော်တို့ဇမင်ရှိကြီးနဲ့လို့ပြောကြတာမဟုတ်ဒါပေမဲ့တော်တော်များများတော့ဇမင်ရှိနေပဲဆိုတော့သူ့ရဲ့ identity ကကျွန်တော်တို့ကဆွဲမယ်ဆိုလို့ရှိရင်သူ့ရဲ့ identity မှာကျွန်တော်တို့ကဇမင်ရှိပေးရမယ် rock ဆိုပြီးလို့ရှိရင်ကျွန်တော်ဂျင်မောင်း verify ဝတ်မယ်ပေါ့နော်ပြီးတော့ company တွေဘာနဲ့အဲ့လိုမျိုးပုံတယ်ပေါ့နော်အဲ့မှာ rock မှာအများကြီးခွဲသေးတယ်ထားလိုက်ပါတော့ဆိုတော့ပြောချင်တာက hero ကြိုက်တယ်လို့ပြောပြီးတော့ကျွန်တော်တို့ကမြန်မာစံစံဝစားစီလို့လည်းမရဘူးမြန်မာစံစံဝစားစီပြီးတော့ hero ကြိုက်တယ်လို့လည်းပြောနေလို့မရဘူးဆိုလိုချင်တာကသူ့အနေနဲ့သူ fake ပြရမယ်ဗျာ design မှာအဲ့လို strategy ဆိုတဲ့နေရာမှာအဲ့ဒါတွေပါလာပြီ personality ပါတဲ့ brand ရဲ့ story တွေပါမယ် brand positioning ဆိုတော့အဓိကပေါ့နော် brand positioning ဆိုတာကအဓိကပဲသူအဲ့ဒါတွေပါလိုက်ထားလိုက်ပါတော့ strategy တွေပါတယ်အဲ့ strategy တွေပေါ်မှာမူတည်ပြီးတော့ designer ဒီ decision making လုပ်ပြီးတော့ design ကိုဆွဲတာကျွန်တော် followers လုပ်တာမဟုတ်ဒီ brand guideline ထားတော့ brand က strategy ပါတယ်အပြာရောင်လို့သတ်မှတ်ထားတယ်သူ့ရဲ့ primary color အပြာရောင်လို့သတ်မှတ်ထားတယ်ဆိုတော့အပြာရောင်ကျွန်တော်စပြီးတော့စဉ်းစားပြီးတော့ဆွဲတဲ့နေရာမှာဒီ post ကအပြာရောင်အများကြီးသုံးတင်တာလားနည်းနည်းပဲသုံးတင်တာလားဆိုတော့တွေးတောနိုင်တဲ့ပညာကကျတော့ strategy ကိုကြည့်ပြီးတော့ decision making လုပ်တာ strategy ကိုကြည့်ပြီးတော့ strategy ဒီဘယ်လို strategy လဲအဲ့ဒီ strategy ပေါ်ဖတ်ထားပြီးတော့ကိုကဒီ brand ဒီဘယ်လိုလူတွေအတွက်ပဲရောင်းတဲ့ brand အဲ့ဒါကိုမှကျွန်တော်တို့ကဒီ strategy ပေါ်မှာမူတည်ပြီးတော့ဒီ post မှာ color ကိုအများကြီးသုံးတယ်လားနည်းနည်းလေးသုံးတယ်လားသူရဲ့ secondary color ကိုလာပြီးတော့ထည့်တယ်လား secondary color short တယ်လားများတယ်လားဒါတွေကိုစုံဖြတ်ချက်ချတယ်အဲ့လောက်ကြီးနားမလည်ထားလိုက်အောင်ပြောချင်တာကဒါ social media 80ဆွဲတော့မယ်ဆိုလို့ရှိရင်ကျွန်တော်အဲ့လောက်ထိတွေးလို့ရတယ်ဆိုတာပြောချင်တာဒါက brand guideline ရှိတဲ့ဟာ brand guideline ရှိတာမှာ identity ကြီးပဲတည်တဲ့လောက်ထားတဲ့ brand guideline ရှိလို့ strategy ပါရှိ strategy ပါ strategy ပါစဉ်းစားပြီး decision making လုပ်ရမှာဖြစ်တယ်လို့ strategy မပါပဲ identity ကြီးပဲဆိုလို့ရှိရင် identity ကို followers လုပ်ရမှာဖြစ်တယ် logo ကိုဒီဘက် logo ကိုကျွန်တော်တို့အပေါ်ဆုံးထောက်မှာပဲထားမယ်ဒါမှမဟုတ်လို့ရှိရင်ဒီဘက်ထောက်မှာထားမယ်သူ့မှာ clean space ဘယ်လောက်တတ်မှတ်ပေးထားတယ်အဲ့ဒီပေါ်တွေမှာ mood TV ကျွန်တော်တို့က logo သွားပြီးတော့ထားဖို့လိုတယ်ကျွန်တော်တို့အမှထားပါတော့
international brand တွေကိုသွားပြီးတော့ဆွဲတဲ့ကောင်မှာထားပါတော့ဗျာကျွန်တော်တို့iPhone ဆိုရင် iPhone ကဆိုလို့ရှိရင်သူ့ရဲ့ logo ကဘယ်လောက်ထားဖို့လိုတယ်ဘယ်လောက်ထားဖို့လိုတယ်အဲ့မျိုးတွေပေါ့နော်ထားပါတော့အဲ့လိုလေးတွေကျွန်တော်တို့ကစဉ်းစားပြီးဆွဲမယ်ဒါတခဏနာပြပြတာအဲ့လိုပေါ့များသောအားဖြင့်ကျွန်တော်တို့နိုင်ငံမှာတော့ SME လုပ်ငန်းရှင်တွေ SME လုပ်ငန်းရှင်တွေဆိုတော့ကျွန်တော်တို့မှာ brand ကိုင်လိုက်တော့မရှိဘူးဒါပေမဲ့လို့ဒီရောက်တော့သုံးမယ်ဆိုပြီးသူတို့သတ်မှတ်ထားတာရှိတယ်တချို့ကြလည်းအယောင်မပေါဒါပေမဲ့လူပဲလာပြီး logo ကပါတဲ့ကာလာကိုသွားပြီးတော့သုံးတာမျိုးရှိတယ်ဒါကို brand color လို့သတ်မှတ်ပြီးသုံးတာပေါ့ဆိုတော့အဲ့လိုမဟုတ်ဘဲနဲ့ normally ဆွဲတဲ့ brand တွေကြားလို့ရှိရင်တော့ normally ဆွဲတဲ့ SME လုပ်ငန်းတွေကြားလို့ကျွန်တော်တို့ကရှင်းတယ်ဒီ brand နဲ့ပတ်သက်ပြီးတော့စနပြောတဲ့မေကွန်သုံးခုကိုကွက်ကိုအရင်မေးကိုစဆွဲရမယ်ဆိုတော့စနပြောတဲ့မေကွန်သုံးခု client ကိုမေးဖို့လိုတယ် client ကိုမေးမှသူ့ရဲ့သဘောတဘာဝကိုကျွန်တော်အဲ့ဒီမေကွန်သုံးခုအရင်မေးမှကျွန်တော်တို့အနေနဲ့ design ကိုစဉ်းစားရတာပို့ပြီးတော့ effective ဖြစ်မယ်နောက်တစ်ချက် process ကိုစပြီးတော့ပြောနေပြီเนาะနောက်တစ်ချက်ကအဲ့လိုသုံးခုအဖြေရပြီဆိုလို့ရှိရင်ကိုကနောက်တစ်ချက်သိဖို့လိုပဲအဲ့ဒါပါလဲဆိုအဲ့ဒီ product ရဲ့သဘောတဘာဝဟာတော့ကျွန်တော်တခုပြောပြမယ် biosimulation ကျွန်တော် aesthetic clinic တွေအများကြီးရှိတယ် biosimulation ဆိုတာသိလားကြောက်လား biosimulation လုပ်လို့ဆိုတာ social media ads တွေဆွဲတဲ့အခါမှာကျွန်တော်တို့က product ရဲ့သဘောတဘာဝကိုနားလည်ဖို့လိုတယ်ဆိုတော့အဲ့ဒါပြော biosimulation လုပ်ရဆိုတာကကျွန်တော်တို့ကသူက filler ထိုးရရှိတယ် biosimulation လုပ်တာရှိတယ် filler ထိုးရဆိုတာကကျွန်တော်တို့ကအသားအရည်အသက်ကြီးလာတယ်ညာအသားအရည်တွတ်လာline တွေပေါ်လာတယ်အဲ့ဒီအချိန်မှာသူကဘာလဲ filler ထိုးရဆိုတာအဲ့ဒီနေရာမှာရော့နေတဲ့နေရာမှာ filler ဆိုတဲ့ volume တစ်ခုထိုးထည့်ပေးလိုက်တာ volume တစ်ခုထိုးထည့်ပေးလိုက်တော့သူအသားအရည်တင်းလာတယ်အဲ့ဒါဆိုလို့ရှိရင်ဒါကfiller ထိုးတာအဲ့လိုမဟုတ် biosimulation ကကြတော့မဟုတ်ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ cell တွေကိုသူက regenerate ပြန်ဖြစ်အောင် simulate လှုပ်ဆော်ပေးတာလှုပ်ဆော်တဲ့နေရာမှာသူကခန္ဓာကိုယ်ရဲ့နေရာပေါင်းစုံမှာထိုးလို့ရတယ် level နေlevel နေရှိပဲကျွန်တော်တို့အသားတွဲတဲ့နေရာတွေပေါ့ထားပါတော့အဲ့လိုနေရာတွေကိုထိုးတော့ကျွန်တော်တို့အဲ့လိုမျိုး product ရဲ့သဘောတဘာဝကိုသူဘာရောင်းချင်တာလဲတ post တဲပဲဆွဲ brand တစ်ခုလုံးပဲဆွဲကျွန်တော်တို့ကတေချာလေးသိဖို့လို့အဲ့တော့ save ဖို့လုပ်မယ်ဆိုလို့ရှိရင်ခုနပြောလို့ product ရဲ့သဘောတဘာဝဘာ post ပဲဆွဲ product ရဲ့သဘောတဘာဝကိုကျွန်တော်တေချာမေးဖို့လို့ပဲဥပမာထားပါတော့မျက်ရည်ဆက်ရောင်းတယ်အခုမျက်ရည်ဆက်ကဘယ်နိုင်ငံထုတ်တာလဲဘလို့အားသာချက်တွေရှိရလဲဈေးနှုန်းကသူများထက်နည်းနေရတာဒါမှမဟုတ် quality ကသူများထက်ပိုကောင်းနေရတာဒါမှ market ထဲမှာဆိုအခုကဘယ်လောက်ရှိအဆိုင်ရှိရဲ့မေးခွန်းတွေကိုမေးခြင်းအဖြစ်ကျွန်တော်တို့ကကို tools တစ်ခုလို့မခံစားရတော့ tools တစ်ခုဆိုတာ designer တယောက်အနေနဲ့ tools တစ်ခုပဲဗျာ tools ကိုအနေနဲ့ design လေးဆွဲပြီးကျွန်တော်အဲ့လိုမခံစားသေးဘူး tools တစ်ခုလို့မခံစားသေးဘူးပို့ပြီးတော့သိစေခြင်းအဲ့တော့ပို့ပြီးသိတဲ့လူကလုပ်တဲ့ဟာဖြစ်တဲ့တော့ပို့ပြီးတော့ထိအောင်မှုရှိအဲ့တော့ကျွန်တော်တို့အနေနဲ့ product ရဲ့သဘောတဘာဝကိုသိချပြီဆိုတော့ပထမဆုံးเนี่ยမေးခွန်းသုံးခုမေး process အနေနဲ့စပြီးလုပ်ရမယ်ဆိုရင်ပြောတာနော်ကိုတောက်လျှောက်ဆွဲနေကြ brand ဆိုတော့ပြဿနာမရှိတော့အဲ့မေးခွန်းတွေမလိုတော့ဘာလို့ဆိုတော့တည်ပြီးသားဆိုတော့စပြီးတော့မေးခွန်းသုံးခုမေးပြီးလို့ရှိရင် product ရဲ့သဘောတဘာဝကိုနားလည်အောင်လုပ်စပြီးတော့အဲ့နေရာမှာနောက်တစ်ချက်က platform ကိုစပြီးရွေးနောက်တစ်ဆင့်က platform စပြီးရွေး platform ရွေးရဆိုတဲ့နေရာမှာလည်း Facebook မှာပဲတင်ပါလားဒါမှမဟုတ် Instagram မှာတွဲပြီးတော့တင်ကျင်သေးရလားဒါမှမဟုတ်လို့ရှိရင်ရော TikTok မှာရော slide လေးနဲ့တွားကျင်သေးရလားဘယ်လိုတွားကျင်တာလဲသူ့ကိုမေးသူတို့ရဲ့ Facebook only ပဲ okay ရပြီ Facebook only ပဲအဲ့တော့ Facebook only ပဲရဟုတ်ပြီ contact အဲ့နေရာမှာလာပြီ contact platform ရွေးပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့နောက်တစ်ဆင့်အနေနဲ့ contact ကိုကျွန်တော်တို့ contact ကိုဖတ်တဲ့နေရာမှာ content writer ကပြီးတာလည်းဖြစ်နိုင်တယ် agency မှာလုပ်တယ်ဆိုလို့ရှိရင်တော့ AE တို့ content writer တို့ကပေးမယ်ကိုနဲ့ communicate client နဲ့ကြားမှာကို communicate လုပ်ပေးတဲ့လူတစ်ယောက်ရှိတယ်ပဲဆိုတော့သူကပေးပြီ content ကိုဖတ်မယ် content ကိုဖတ်လိုက်တဲ့နေရာမှာဒါကဘာ post လဲလို့ content writer တွေကတခါတည်းပေးတာမျိုးရှိတယ်အဲ့လိုမဟုတ်ဘဲနဲ့ကိုယ်တိုင်ခွဲခြားရတာမျိုးတွေရှိတယ်ဆိုတော့အဲ့ဒါကိုသိသွားပြီဆိုဥပမာ save ဖို့ဒါမှမဟုတ်လို့ရှိရင် brand နဲ့ဒါမှမဟုတ်လို့ရှိရင် promotion ဒါမှမဟုတ် season နဲ့ save နဲ့ချိန်တာလား promotion လားဒါတွေကိုကိုကနောက်တစ်ဆင့်မှာခွဲခြားဖို့လိုတယ်အဲ့လိုခွဲခြားပြီးွားပြီဆိုလို့ရှိရင်ကျွန်တော်တို့အနေနဲ့ဘာလုပ်ဖို့လိုလဲဆိုလို့ရှိရင်တက် line လူတွေအများကြီးပြောနေတဲ့တက် line တကယ်တော့သူ့မှာ social media ads မှာပဲဖြစ် design တွေမှာပဲဖြစ်သူ့မှာ hierarchy order ဆိုတာရှိတယ် hierarchy order ဆိုတာကြားဘူးလားကြားဘူးလားထားပါတော့ okay မကြားဘူးထင်ပါတယ်ဆိုတော့ order လိုက်စီဖို့လိုတယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်ပထမဆုံးအနေနဲ့သူကဘာလာလဲဆိုလို့ရှိရင်ကျွန်တော်တို့ပြောနေတဲ့တက် line လို့ပြောနေတာပေါ့နော်တက် line လို့ပြောနေတယ်တကယ်တော့မဟုတ်ဘူးကျွန်တော်တို့ headline လို့ပြောရတယ် headline တက် line မဟုတ် headline ဆိုတာက social media ads မှာကျွန်တော်တို့အနေနဲ့ frustration လုပ်တာသူတို့ကို hook ပေါ့နော် hook တစ်ခုပေါ့နော်မဖြစ်မနေတက်ရောက်တဲ့နေဆိုတာဒါ hook ပဲအဲ့ဒါကြီးတက် line ပဲ sorry တက် line ပါပဲကျွန်တော်ပြောတာကျွန်တော်တို့ဒီဘက်မှာ used to ဖြစ်နေတယ်တကယ်တော့တက် line လို့ပြောရမှာမဟုတ် headline so headline ကဒီကခေါင်းစည်းကပါလေမဖြစ်မနေတက်ရောက်တဲ့နဲ့မဖြစ်မနေတက်ရောက်တဲ့နဲ့ဒါ hook ပေါ့နော်အဲ့တော့
ဒါဟုတ်မဖြစ်မနေတက်ရောက်တဲ့နေဆိုတာဟုတ်โอเคမဖြစ်မနေတက်ရောက်တဲ့တာဘာကြီးလဲအဲ့ဒါကိုပြန်ပြီးတော့ဖြည့်ရှင်းတာကိုကျွန်တော်တို့အနေနဲ့ title လို့ခေါ်တယ်ကျွန်တော်အဲ့ဒါကိုပြန်ပြီးတော့ဖြည့်ရှင်းတာပထမတစ်ခုကကျွန်တော်တို့က headline ဒုတိယတစ်ခုက title နောက်တစ်ခုကဘာရှိလဲဆိုတော့ကျွန်တော်တို့ကအဲ့ဒီ title ကိုပြန်ပြီးတော့ဖြည့်ရှင်းတဲ့ဟာမျိုးဒါမှမဟုတ်လို့ရှိရင်သူ့ရဲ့အမျိုးအစားတွေကိုဖော်ပြတဲ့ဟာမျိုး save ဖို့ဒီမှာပဲဖြစ်ဖြစ်ဥပမာဆိုဒီမှာဆိုလို့ရှိရင်အခမဲ့ကျမ်းမာရေးဟောပြောပွဲကြီးဆိုတာကဒါက subline မဟုတ်ဘူးเนาะအဲ့ဒါက title လို့ခေါ်တယ်အဲ့ဒါရဲ့အောက်ကမှာကျွန်တော်တို့က subline လို့ခေါ်တယ် subline လို့ခေါ်တယ်အဲ့ဒါရဲ့အောက်ကမှာကျွန်တော်တို့ကဘာလာလဲ subline သုံးခုရှိเนาะ subline ရဲ့အောက်ကမှာကျွန်တော်တို့ကကျွန်တော်တို့ပြောနေတဲ့ caption ပေါ့เนาะ caption ဆိုတာလား caption ဆိုတာကကျွန်တော်တို့အသေးစိတ် detail လေးရေးတဲ့ဟာပေါ့เนาะဆိုတော့အဲ့ဒါ caption ပြီးလို့ရှိရင်ကျွန်တော်တို့ကနောက်တစ်မျိုးရှိတယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်ကျွန်တော် media info လို့ခေါ်တယ်sorry media info မလားဒီ body text ဆိုတာရှိတယ်ပိုင်လဲပါလိမ့်မယ်ဘောနော် body text ကအဲ့လိုစာပိုက်သေးသေးလေးပိုင်လဲဒီမှာဆိုလို့ရှိရင် body text မပါဘူးအဲ့တော့၅မျိုးနောက်တစ်မျိုးက media text လို့ခေါ်တယ် media text ဆိုတော့ခန်းခန်းနားနားခေါ်လိုက်တာတကယ်တော့ကျွန်တော် contact info တွေပဲ address တွေ phone number တွေ email တွေ website တွေအဲ့ဒါတွေကိုကျွန်တော်တို့ media text လို့ခေါ်တယ်ဆိုတော့ကျွန်တော်တို့မှာ6မျိုးရှိတယ်အဲ့ဒီ hierarchy order ကို power order ပေါ့နော်သူတို့ရဲ့ up order ကိုကျွန်တော်တို့ကြည့်ပြီးတော့မှ content writer ကကျွန်တော်တို့ headline ပေးထားတာ title ပါလား subline ပါလား caption ပါလား body text ပါလား okay အဲ့6မျိုးပြန်ပြောပေးမယ်နော်ပထမဆုံးအနေနဲ့ headline ဆိုတာရှိတယ်အဲ့ဒီ headline ရဲ့အောက်မှာကျွန်တော်တို့ title ရှိတယ် okay နော် title ရှိမယ် headline title ပြီးလို့ရှိရင်ကျွန်တော်တို့က subline ရှိမယ် subline ပြီးသွားလို့ရှိရင်ကျွန်တော်တို့ကsubline ပြီးသွားလို့ရှိရင်ကျွန်တော်တို့ caption ပေါ့နော်ပြောရင်တော့မေ့ချင်တယ် caption ရှိမယ် caption ပြီးသွားလို့ရှိရင်ကျွန်တော်တို့ကbody text ရှိမယ် body text ပြီးသွားလို့ရှိရင်ကျွန်တော်တို့ media info ရှိမယ် media info ရှိမယ်ကျွန်တော်တို့6မျိုးရှိမယ်အဲ့ဒီ6မျိုးအစင်လိုက်ကို power order ကိုကနားနေရမယ်အဲ့ဒါမှာ hierarchy စီတဲ့အခါမှာ headline ရဲ့ hierarchy ကဘယ်လောက်ရှိတဲ့လဲအဲ့ဒီ headline ကို 1.62 နဲ့စားမှာလား 0.125 နဲ့စားမှာလားအစရှိတဲ့ပြင်ကျွန်တော်တို့ကအဲ့ဒါတွေကိုကိုကမျက်လုံးနဲ့မချိန်တဲ့သေးဘူးဆိုလို့ရှိရင်တော့အဲ့လို ratio တွေနဲ့ချိန်ပြီးတော့ကျွန်တော်တို့ကသွားလို့ရတယ်အဲ့ဒါမျိုးပေါ့နော်ဆိုတော့အဲ့လိုမျိုးကိုက content ကိုလည်းဖက်ပြီးသွားပြီဘာ post လေးလည်းခွဲခြားပြီးသွားပြီ content ကိုအရင်ဖက်မယ်ပြီးဘာ post လေးခွဲခြားပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကတိသွားပြီပြီးသွားပြီဆိုရင်သူ့မှာဘာတွေပါလဲတဲ့ကျွန်တော်တို့ info တွေကိုကျွန်တော်တို့ info တွေစုတဲ့သဘောပြီးကြကြမှာကျွန်တော်တို့ကသူ့ရဲ့ site အချိုးကိုစဉ်းစား site အချိုးကိုစဉ်းစားတယ်ဆိုတဲ့နေရာမှာကျွန်တော်တို့ကဘယ်ပေါ်မှာမူတည်ပြီးတော့ base ကိုလုပ်ပြီးတော့စဉ်းစားဖို့လိုလဲဆိုလို့ရှိရင်ဒီဘောက sales ပို့လားဒါမှမဟုတ်လို့ရှိရင် engage လားဒါမှမဟုတ်လို့ရှိရင်ကျွန်တော်စနပြောတဲ့ post 6မျိုးပေါ့လေအဲ့ဒီ6မျိုးပေါ်မှာမူတည်ပြီးဟုတ်ပြီငါ single graphic သွားတင်တာလားဒါမှမဟုတ်လို့ရှိရင် ratio ဒီဘက်မှာ portrait သွားပြီးဒီဘက်မှာ3ပုံသွားတင်တာလားဒါမှမဟုတ်လို့ရှိရင်ပုံအများကြီးတင်နေတာလားဒါမှမဟုတ်လို့ case study တွေတင်နေတာလားအစရှိသဖြင့် case study ဆိုတော့တကယ်တော့ brand awareness လို့ပြောလို့ရတယ်ဗျာဆိုတော့ပုံတွေအများကြီးတင်နေတာလားဓာတ်ပုံတွေတင်နေတာလား single graphic ဖြစ်တင်တာလားအဲ့အမျိုးတွေကျွန်တော်တို့ကစဉ်းစားပြီးမှ site အချို့ကိုစဉ်းစားတယ် site အချို့ကိုစဉ်းစားပြီးမှကျွန်တော် design စပြီးဆွဲတယ်တော့ design ဆိုတဲ့ process ကတော့လူတစ်ယောက်နဲ့တစ်ယောက်မတူဘူးအဲ့ဒါကတော့ adaptation ဖြစ်ရမယ် adaptable ဖြစ်ရမယ်ကျွန်တော်တို့အနေနဲ့ကိုယ့်အတွက်အဆင်ပြေတဲ့ system တစ်ခုတည်ဆောက်ထားဖို့လိုတယ် design ဆွဲတဲ့နေရာမှာကျွန်တော်ဆိုဘယ်လိုဆွဲလဲဆိုတော့ကျွန်တော်က tabline ရေးပြီးတော့ဆွဲအဲ့ဒါကျွန်တော် design ဆွဲတဲ့တင်ကြရင်ပြောပြပါမယ်ကျွန်တော်ကဒီတစ်ခုကိုစဉ်းစားလို့မရဒီတစ်ခုခဏထားခဲ့လိုက်ပြီးပုံသွားရှာနေရှာနေနဲ့စဉ်းစားလို့ရဒီဥစ္စာသားဆွဲနေတာဟိုကလားထက်အဲ့ဒါတော့ adaptation နဲ့ဆိုင်တယ်ကိုနှစ်သက်တယ်လို့ဆွမ်းနာပြောတဲ့ system တစ်ခုကိုစဉ်းစားပြီးသွားလို့ရှိရင်ကိုယ့်အတွက် design ဆွဲတဲ့နေရာမှာအလွယ်ကူဆုံးဖြစ်မဲ့ system တစ်ခုကိုယ့်အကိုဖန်တီးဖို့လိုတယ်အဲ့ဒါမှသာလေ design ဆွဲရင်ညံ့လာမှာနော်ဆိုတော့ဘာရောင်သုံးရမှာလဲလို့ color theory နဲ့ပဲကျွန်တော်တို့က design ဆွဲရမှာလို့အဲ့ဒီကပြောလို့ရှိရင် brand မှာ auto တတ်မှတ်ပြီးသားပဲဒီကျွန်တော်တို့ကအခုရှိတာလေclient အနေနဲ့ဒါဂျားဖြတ်ပြီးပြောပြတာ client အနေနဲ့ပြဿနာပါလဲဆိုတော့ဟုတ်ပြီသူများမတဲ့အနီရောကြီးတတ်မှတ်ထားလို့ကျွန်တော်တို့ကအနီရောတော့ရကြရောသွားမှဆိုလို့ပါလို့တကယ်တော့အဲ့မှာကျွန်တော်တို့မှဖြည့်ရှင်းချက်ရှိတယ်ထားပါတော့KFC ကအနီရောပြီးလို့ရှိရင်ဘာပါလဲ KFC ကလည်းအနီရောင်ဖြစ်တယ်လို့ McDonald's ကလည်းအနီရောင်ပါတယ်ဆိုတော့သူများကျွန်တော်တို့ကာလာဘယ်နှမျိုးရှိလဲခေါင်းမှာကာလာဘယ်နှမျိုးရှိလဲ base 3ရောင်မဟုတ် နှစ်မျိုးလားဆရာပြောရရင် primary color ရှိရယ် secondary color ရှိရယ် tertiary color ရှိဆိုတော့ tertiary color ရဲ့ဘောတော့အဲ့ဟာတွေအကုန်လုံးပေါ့ဘယ်နှရောင်ရှိ primary secondary tertiary ဟမ်
အများ 12 ကြီး မျိုးလောက် အများကြီးရှိတယ် မများဘူးလေ ဟမ် ဆိုကာလာတွေအများကြီးရှိရဆိုတာအဲ့ကာလာတွေကိုထပ်ပြီးတော့ပေါင်းပြီးတော့ကာလာ spectrum ကြီးဖြစ်လာမှအများကြီးဖြစ်လာတယ်လေကာလာတွေဂျားရောက်နေအများကြီးရှိတယ်ကွာဆိုတော့အဲ့ဒါဂျားရောက်နေဆိုတော့အပြာတို့အနီတို့အဝါတို့ခရမ်းတို့ဒီမှာဗျာမေ့သွားကြပြီလားကျွန်တော်အဲ့ဒါတွေကိုမမေ့နဲ့လေ 12 မျိုးပါရှင် ဟုတ်တယ်လား12မျိုး1 2 3 4 5 6 7 8 9 10 11 12 12မျိုးပေါ့နော်ဟုတ်လို့လားဆိုမသိတော့ဘူးโอเคကာလာ12မျိုးမှာကျွန်တော်ဆိုလိုချင်တာကဟုတ်ပြီမမှတ်မိဘူးကျွန်တော်လည်းမမှတ်မိထားလိုက်ပြဿနာမရှိဘူးကျွန်တော်တို့သိကြလို့ရတယ်ဒါပေမဲ့တခုသိတဲ့နာကဘာလဲဆိုတော့ဒီကာလာ12မျိုးကတော့ base ကာလာတွေပေါ့နော်ကျွန်တော်တို့ဒီဟိုကထားတော့အစိမ်းရောင်နဲ့ဒီရောင်နဲ့အပြာရောင်နဲ့ဆက်ဆက်လို့ထွက်လာတယ်ထက်အမွှေးနဲ့ထွက်လာတဲ့အရောင်တွေမပြောဘူးဒီအရောင်တွေမှာသူတို့မှာ color psychology ရှိပြီးသား color psychology ဆိုတာဘယ်လိုလဲဆိုတော့အနီရောင်ဆိုလို့ရှိရင်ဘာလို့အစားအသောက်တွေကအနီရောင်သုံးလဲသိလား စားလောက်ကျန် ညီမလည်းစားချင်အောင် အနီရောင်စားကြတယ်ဟုတ်ပြီဟုတ်တယ်စားကြတယ်ဘာလို့စားကြတာလဲဆိုတော့အနီရောင်ဒီ happy ဖြစ်စေတယ်နှလုံးခုန်လို့ကူတော့များအနီရောင်ဘယ်လိုစိုက်လို့ကြည့်ကြည့်အဲ့အနီရောင်ရင်ခုန်တယ်ပေါ့နော်အဲ့တော့ရင်ခုန်တယ်ဆိုလို့ရှိရင်လူတွေကဘိုက်စားတယ်ဆိုတော့အနီရောင်အဲ့ဒါကြောင့်လို့တောင်းတာတချို့လည်းအစိမ်းရောင်တို့ဘာလို့ဒီသုံးတာရှိတယ်တချို့လည်းအနက်ရောင်တို့ဘာလို့သုံးတာရှိတယ်အဲ့လိုနည်းနည်း glory ဖြစ်တဲ့အစားအသောက်တွေဘာတွေမီနူးတွေဆိုလို့ရှိရင်အဲ့လိုရွှေရောင်တို့အဝါရောင်ရွှေရောင်နဲ့ဆက်ပြီးသုံးတာအဲ့လိုမျိုးရှိတယ်ထားပါတော့ဆိုလိုချင်တာ basically color တွေရှိတယ်ဆိုတော့သူများအစားအသောက်ရောင်းတာအနီရောင်သုံးထားလို့ကိုကအစားအသောက်သုံးတာအနီရောင်မသုံးဘူးလို့များကဘာပေါ်မှာဒီရောင်တွေပဲရှိတာလေလောကကြီးမှာဒီရောင်တွေမရှိတယ်ကျွန်တော်ဒီရောင်တွေကိုသုံးအောင်ပါပဲဆိုတော့အဲ့တော့မတော်တွေကအနီရောင်သုံးလို့ KFC ကလည်းအနီရောင်မသုံးအောင်လို့မရှိတာ KFC လည်းအနီရောင်သုံးတော့ပါဘူးဟုတ်တယ်မလားအဲ့လိုပေါ့နော်ဆိုတော့တများနဲ့ကွဲပြားတော့တခြား brand differentiation လုပ်တဲ့နေရာမှာ color တွေမဟုတ်တခြားသော mood တွေ feeling တွေကိုကျွန်တော်တို့က differentiate လုပ်လို့ရတယ်အဲ့ဒါပြဿနာမဟုတ်ဘူးအဲ့တော့ line တွေကအဓိကပြဿနာပါလဲဆိုတော့သူများနဲ့တူမှာဆိုတော့သူများနဲ့တူမှာဆိုတဲ့နေရာမှာတခြားပုံစံမျိုးနဲ့ differentiate လုပ်လို့ရတယ်အကြောင်းတွေဘာတွေကတော့ကျွန်တော်တို့ကဟုတ်ပြီ trust ကိုတိစောက်ချင်ဘာရောင်တွေသုံးလဲအပြာရောင်သုံးတယ် deep blue တို့ဘာလို့သုံးလဲ navy blue တို့ဘာလို့သုံးလဲဆိုတော့ဒါမျိုးပေါ့နော်ပြီးလို့ရှိရင်ပညာရေးအတွက်ဆိုလို့ရှိရင်ဘာတွေသုံးလဲအပြာရောင်တို့အနီရောင်တို့သုံးလို့ရတယ်အဆိုင်ရှိပြီအဲ့လို generally ကိုသိထားရဆိုလို့ရှိရင်တော့တစ်ခါလေလည်းအစိမ်းရောင်တို့ဘာလို့သုံးတယ်ပေါ့နော်မြန်မာနိုင်ငံမှာအဲ့တော့အရောင်တွေသုံးထားတဲ့ပုံစံပုံမှာမူတည်ပြီးလူရဲ့ psychology ကလည်းကိုကြီးပြီးရ data နဲ့ပတ်သက်ပြီးတော့ကိုကြီးပြီးရနေရာနဲ့ပတ်သက်ပြီးတော့လည်းလွယ်မ influence ရှိပေါ့နော်ဆိုတော့ဟုတ်ပြီမြန်မာနိုင်ငံမှာဆိုလို့ရှိရင်အစိမ်းရောင်ဆိုလို့ရှိရင်ကျွန်တော်တို့ကအဖြူနဲ့အစိမ်းဆိုចောင်းသားတွေလို့သတ်မှတ်ပြီးမယ်ចောင်းသားတွေလို့သတ်မှတ်ပြီးမယ်ကျွန်တော်တခြားနိုင်ငံတွေမှာအဖြူနဲ့အစိမ်းကចောင်းသားတွေမှာမဟုတ်တာဟုတ်တယ်မလားဆိုတော့အဲ့တော့အရောင်တွေကကိုသားပြုတဲ့ influence လုပ်တဲ့ပုံစံတွေအများကြီးရှိတယ်ဆိုတော့အရောင်ကိုကျွန်တော်တို့သုံးတဲ့နေရာမှာသူ brand က auto သတ်မှတ်ပြီးသားဖြစ်ရမယ်အဲ့လိုမဟုတ်ဘူးဆိုလို့ရှိရင်ထားပါတော့အဲ့ဒါတော့ကျွန်တော်တို့မဆိုင်ဘူး logo ရှိပြီးသား brand တစ်ခုကိုကျွန်တော်တို့ကဟုတ်ပြီမင်းကာလာကြီးကမကောင်းညောင်ငါ design တစ်ခုပြောင်းလို့မယ်လို့ကျွန်တော်တို့ပြောလို့ပါများဟုတ်ပြီအမှ logo အရောင်ပြန်ပြောင်းပါလားအခု logo အရောင်ပြန်ပြောင်းပါလားအခုရဲ့ logo အခုရဲ့ brand ကကိုကပို့ပြီးတော့သိရဆိုပြောအခုရဲ့ brand ကလူငယ်တွေကိုစားပြုတာဖြစ်ပြီးတော့အခုရဲ့ brand ကြီးကလူငယ်တွေကိုလည်းကိုစားပြုတယ် modernize ဖြစ်တဲ့ဟာမျိုးဖြစ်ရမယ်အဲ့ဒါကြီးကိုအခုအနီရောင်ကြီးသုံးတာ technology ဘက်ကိုသွားတာကိုလေအဲ့ဒါဆိုတော့အခု navy ဟိုဆောက်တော့ light blue တို့ပါတော့ sky blue တို့ပါတော့သုံးကြည့်ပါလားဒါမှမဟုတ်လို့ရှိရင်ကျွန်တော်တို့ဒီဘာခေါ်ရလဲ neo တို့ဘာလို့သုံးမလား neo တို့ဘာလို့ဆိုလို့ရှိရင်အဲ့လိုဘားတို့ဘာလို့မှသုံးတယ်ကွာဆိုလို့ကျွန်တော်ဟိုတိုက်ပုံကြီးနဲ့ဂျင်းမောင်းကြီးနဲ့ဝတ်လို့မရဘူးကွာသိရကွာဝတ်လို့မရငါပတ်ဆက်ရှိလို့ငါပတ်ဆက်နဲ့ငါဝတ်တာဘာဖြစ်ဘူး view ဆိုင်ရမှာလို့ရှိတာကွာအဲ့ဒါ creative လို့ပြောလို့မရအဲ့ဒါ match မဖြစ်ဘူးသိရကွာအဲ့တော့ကျွန်တော်တို့ကသူ့ brand မှာအဲ့လိုဖြစ်နေရဆိုရင်ကျွန်တော်တို့အဲ့လိုပြန်ပြီးတော့သူ့ကိုအကြံပေးလို့အဲ့လိုမှမဟုတ်ဘူးဆိုလို့ရှိရင်သူ့အယောင်တွေပဲဆွဲပြီးပေါ့ကျွန်တော်စဉ်းစားကြရအောင်အဲ့ဒီပိုင်းဆိုတော့အဲ့လိုပုံစံမျိုးကျွန်တော်တို့သွားလို့ရတယ်ဒါက brand နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကစဉ်းစားတာ color နဲ့ပတ်သက်ပြီးတော့စဉ်းစားတာပြီးလို့ရှိရင်ကျွန်တော်တို့စနာပြောရဲဘယ်လိုမျိုးထိုင်တဲ့နေဘယ်လိုမျိုး layout ဖြစ်တဲ့နေဆိုတာက post ပေါ်မှာမူတည်ပြီးတော့စဉ်းစားမယ်ပေါ့နော်ဆိုတော့ဒါက social media AD ဆွဲတဲ့အကြံဉာဏ် process တစ်ခုပဲ design စဆွဲတဲ့ခါကြလို့ရှိရင်တော့ကျွန်တော်တို့က save ဖို့ကျွန်တော်တို့ဆွဲမယ်ဟုတ်နော်အဲ့တော့ save ဖို့နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကစဉ်းစားမယ်ပေါ့နော် okay အဲ့တော့ social media AD တွေကိုကျွန်တော်တို့စပြီးတော့ post လေးတွေခွဲကြည့်အောင်ဒီနေ့ post ခွဲတာကြီးလုပ်တော့ post ခွဲတာကြီးလုပ်မယ်ဆိုတော့ကျွန်တော်မှာ social media agency ကအများကြီးရှိတယ်အဲ့တော့ကျွန်တော်တို့ real world project တွေပဲသွားတယ် real world project တွေပဲသွားမယ်ဆိုတော့ကျွန်တော်ရဲ့ designer တွေဆွဲထားတဲ့ကျွန်တော်တို့ post တွေကိုကျွန်တော်တို့ကြည့်မယ်ပေါ့နော်
အဲ့တော့ကျွန်တော်ပြောခဲ့တယ် save post တွေဆိုရင် slide တွေအများကြီးနဲ့သွားရတယ်ကျွန်တော်ပြောခဲ့တယ်အကုန်လုံးလို့ကျွန်တော်မပြောခဲ့ဘူးเนาะတချို့သော brand တွေမှာ slide နဲ့မသွားတာရှိဆိုဟုတ်ပြီအဲ့တော့ကျွန်တော်တို့စပြီးတော့ခွဲကြည့်ကြမယ်ဒီဥစ္စာလေးကကျွန်တော်တို့ဟိုပါပေါ့နော် campaign တစ်ခုလုပ်ဖို့ရှိရယ်အဲ့ဒီကျွန်တော် KB လေးချိုးထားတာ KB version ပေါ့နော်အဲ့တော့ KB အကြောင်းတွေလေးကျွန်တော်နောက်ကြောက်လို့ရှိရင်ပြောပြမယ် KB ဘယ်လိုချိုးလဲ KB ဆိုတာဘာမျိုးကိုစဉ်းစားတယ်လဲဒါမျိုးတွေပေါ့နော်အဲ့တော့ကျွန်တော်တို့ပြီဒီ post လေးရစကြည့်အောင်ရန်ဖောက်တာတွေအတွက်အကောင်းဆုံးအခွင့်အရေး so ဒါဘာ post ဖြစ်မယ်လို့ထင်လဲ brand ကြော်ညာလားဆရာ ပေးဖို့ပဲ ရောင်းမှာ စေးဖို့ စေးဖို့တမျိုးနဲ့ပြောတယ်ဘာလို့ချိတ်ထားတယ်စေးဖို့နဲ့ဘာနဲ့ချိတ်ထားတယ်လို့ထင်တယ်အဲ့လိုမျိုးလေးပြောအဲ့ဒါမှမှန်ဒီရှယ်ခွဲကြတယ်စေးတစ်ခုလည်းပဲလား ဆေးနဲ့ brand ကြော်ညာလားဆရာ brand နဲ့ okay ကျွန်တော်နာမည်ခေါ်ပေးမယ်နာမည်ခေါ်ပြီးတော့ကျွန်တော်မင်းမယ်ပြီးလို့ရှိရင်ဘာကြောင့်အဲ့ဒါကိုထင်နေဆိုတာပြောပြီးရင်ကျွန်တော်ပြန်ပြီးတော့ရှင်းပြမယ်အဲ့ဒါဆိုရင်ပို့ပြီးတော့ခွဲတတ်သွားလိမ့်မယ် okay အဲ့တော့ကျွန်တော်မျိုးလုံးထဲမှာမြင်တဲ့လူကိုခေါ်မှာဘယ်သူရဲ့ပဲသွားရင်မဟုတ်ကျွန်တော်ဒီဘက်မှာကြည့်မယ်ဘယ်သူမြင်တဲ့လူကိုခေါ်လို့ကျွန်တော်ခွဲကြည့်မယ် okay အဲ့တော့လောလောဆယ်ကျွန်တော်ပြဖြိုးအောင်မြင်တယ်ပေါ့နော်ပြဖြိုးအောင်ဖြည့်လို့ရလား ဟုတ်ဆရာ okay ဘာပို့ဆိုထင်လဲ စေးပို့လို့ထင်ပါဆရာ okay ရန်ဖောက်တာတွေအတွက်အကောင်းဆုံးအခွင့်အရေးစေးဖို့ဆိုထင်တယ် okay ဘာကြောင့်စေးဖို့ဆိုထင်လဲအကြောင်းအရာလေးရှင်းပြ ဟာခွေဒီမှာပြောထားတော့ဆရာရန်ဖောင်နိုင်တော့အကောင်းဆုံးခွင့်တာသူတို့ဒီချိန်မှာဝယ်လို့ရှိရင်ပေါ့နော်ဟိုအကောင်းဆုံးခွင့်အဲ့လိုအခွင့်အရေးတစ်ခုရမယ်ဆိုတဲ့ပုံစံမျိုးလို့ထင်နေကြ okay ဒီokay ကျေးဇူးတင်တယ် okay အဲ့တော့နောက်တစ်ယောက်ထပ်ပြီးတော့မေးမယ်တပိုးချို2ယောက်3ယောက်လောက်တော့မေးမယ်လွန်မင်းခန့်ဖြည့်ကြည့်ပါဦးဘာပို့ဆိုထင်လဲ okay လွန်မင်းခန့်ဖြည့်လို့မရဘူးလားအဲ့တော့ထက်လင်းဖြည့်ကြည့်ပါဦးထက်လင်း ဟုတ်ကဲ့ဗျာဒီတော့ဟာပေါ့ business နဲ့ဟို promotion ပြီးတဲ့ post မျိုးလို့ထင်တယ် okay promotion ပေးရပို့အဲ့ဘာလို့ promotion လို့ထင်လဲဒီစလောက်ကျွန်တော်ဖြည့်ပေးကြည့်ပါလား promotion ဆိုတာသူကဒီမှာပေါ့နော်ဒီပွဲတော်ကြီးပါဗျာခွင့်ရေးကြီးတွေကိုဒီမှာ၄ရက်တိုင်ရယူနိုင်မယ်တော့ဒီရန်ဖောင်တာကနေပြီးတော့အဲ့လိုမျိုး promotion နဲ့ချိတ်ဆက်ပြီးတော့ဒီ business လုပ်ငန်းပိုင်းကိုကြော်ညာတယ်လို့ပဲကြော်ညာတဲ့ post ဆိုတော့ပြီးတယ်ဟုတ်ကဲ့ဒီတော့ okay ဟုတ်ပြီအဲ့တော့ကျေးဇူးတင်ပါတယ်ဆိုတော့ဒီနေရာမှာကဒီပုံလေးကိုကြည့်ပြီးတော့ပဲကျွန်တော်တို့ကခွဲတာတော့ next level တစ်ခုပေါ့နော် next level တစ်ခုဆိုတာအရင်တော်နေတက်နေတယ်လို့ပြောချင်တာမဟုတ်ဘူးဘယ်လိုလဲဆိုတော့ state တစ်ခုကိုရောက်နေပြီပေါ့နော် post တစ်ခုကိုကြည့်ရတယ်ကျွန်တော်တို့ကခွဲနိုင်နေပြီဆိုလို့ရှိရင်ဒါကတော့ senior level လောက်ကိုတေချာကိုရောက်နေပြီပေါ့နော်ဒီချာလဲကို DI နဲ့ပတ်သက်ပြီးတော့ကျွမ်းကျင်ထားတယ်လို့ပြောလို့ရတယ်ဒါကြီးကိုကြည့်ုံနဲ့တော့လွယ်လွယ်ကူကူတော့ခွဲလို့မရဘူး content ကိုဖတ်ရတော့ပို့ပြီးတော့လွယ်လွယ်ကူခွဲလို့ရတယ်ဒါက content ဖတ်တာမဟုတ်ဘူး tab line ကိုကြည့်လိုက်တာ tab line ကိုကြည့်ရပုံဆွဲထားတာကြည့်ရဆိုတော့ဒီနေရာမှာအလွယ်ကူဆုံးခွဲလို့ရတာရှိရရန်မော်နာတွေအတွက်အကောင်းဆုံးအခွင့်အရေးဟုတ်တယ်ရောင်းထားတာဒါ save boost ပဲလွယ်လွယ်ကူကူပဲ save boost သူဘာတွေရောင်းထားလဲ business networking ရောင်းတယ် business advice ရောင်းတယ် business အကြံဉာဏ်တွေသူတို့ဒီမှာယူလို့ရတယ် business opportunity ရဲ့ other profit တွေသူတို့ရတယ်ဆိုတော့ဒီနေရာမှာကျွန်တော်တို့ကပထမဆုံးကြည့်လိုက်တာပထမဆုံး post ကိုခွဲတော့မယ်ဆိုအရင်ဆုံးကြည့်ဘာကြည့်ရမလဲဆိုတော့ဒီဥစ္စာကတစ်မျိုးတည်းလားအရင်ဆုံးတစ်မျိုးတည်းလားကြည့်လိုက်စိတ်ထဲမှာသူ့ရဲ့ခံစားချက်ကရှင်းနေနော်ရန်ဖော်ရာတွေအကောင်းဆုံးအခွင့်အရေးလို့ပဲပြောတာအခွင့်အရေးလို့ပြောပြီးတော့အကောင်းဆုံးအခွင့်အရေးလို့ပြောပြီးတော့သူတခြားအားသာချက်အကောင်းဆုံးအခွင့်အရေးဘာကြောင့်အခွင့်အရေးအကောင်းဆုံးအခွင့်အရေးဖြစ်တာလဲဆိုတော့သူပြောထားတာမဟုတ်အဲ့တော့ကျတော့ brand awareness မှာပါ
တခြားသောဟာတွေသူ့တခြား supporting ရောင်းတဲ့နေရာမှာတခြားသောဥမာဘယ်လိုမျိုးလဲဆိုတော့အလွယ်ကူဆုံးစဉ်းစားကြည့်အေးငါဒီနေ့သွားတိုက်ငါဒီမှာသွားတိုက်စီတွေရတယ်ဟိငါဒီမှာအကောင်းဆုံးသွားတိုက်စီငါဒီမှာသွားပြူစီတဲ့သွားတိုက်စီငါဒီမှာသွားကြောက်တွေကိုလွယ်ကူဆုံးသွားကြောက်တွေကိုလွယ်ကူကွာကြနိုင်တဲ့သွားတိုက်စီရောင်းတယ်ဆိုတော့အဲ့လိုမျိုးပါလာပြီဆိုလို့ရှိရင်တော့ပြောရရင်တော့ benefit ပါလာပြီဆိုလို့ရှိရင်တော့တမျိုးပြောလို့ရတယ် brand awareness brand ရဲ့အားသာချက်ကိုထည့်ပြီးတော့ရောင်းတာဖြစ်တဲ့အတွက်brand awareness ပါတယ်လို့လည်းပြောလို့ရတယ် brand ရဲ့ awareness ကိုထည့်ပြီးတော့ရောင်းတယ်လို့လည်းပြောလို့ရတယ်ဟိုကဆိုလို့ရှိရင်အဲ့တော့ကြတော့ဆိုလိုချင်တာက benefit ပါလာကြည့်သူကျင်ညာတဲ့နေရာမှာ benefit မပါဘူးဆိုလို့သိရတယ်ဒါ stage တစ်ခုလေးပဲဥပမာဆိုရန်ဖော်လိုက်တဲ့အကောင်းဆုံးခွင့်ရဘာကြောင့်အကောင်းဆုံးဖြစ်တယ်ဆိုတာသူပြောမထားဘူး business networking ကိုရောင်းတယ် business advice ကိုရောင်းတယ်လူဘိန်းနည်းနဲ့မှတ်ပဲဆိုတော့မှ +3 လို့ပါတယ်တွေ့လားအဲ့ဒါ slide တွေအများကြီးလုပ်ထားတာအဲ့ဒါသိကြတယ်အဲ့ဒါ save ဖို့ပဲ save ဖို့သိကြတယ်ပထမဆုံးခွဲလိုက်တော့ save ဖို့ပဲဒါပေမဲ့နောက်တစ် step တစ်ခုအနေနဲ့ကဒါ benefit ပါလား benefit မပါဘူးလေ benefit ပါလားဆိုတော့ဘယ်လို benefit လဲဆိုတော့အခွင့်အရေးဟုတ်ပြီအကောင်းဆုံးအခွင့်အရေးကတော့ benefit ဒါပေမဲ့ဘယ်လိုပြောရမလဲဘာကြောင့်ဆိုတဲ့ဟာမျိုးသိကြတဲ့ benefit တစ်ခုပါမလို့အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့အနေနဲ့ကဒါ save post only ပဲလို့ကျွန်တော်တို့သတ်မှတ်လို့ရတယ်ပေါ့နော်ဆိုတော့ဒီနေရာမှာဒီလိုလေးတွေကိုက trade ပြီးရဆိုလို့ရှိရင်ကိုအောင်တော့က use to ဖြစ်လာမယ်အသားကျလာပေါ့ဒါကြောင့်မို့ကျွန်တော်ကဒီနေရာမှာဒါကိုအရင် trade ပြီးတာဆိုတော့ကျွန်တော်ဇိုင်းစာဆွဲပြတဲ့အချိန်ကြာလို့ရှိရင်ကျွန်တော်တို့ content ဖတ်မယ်ဒီ content ကဘာလဲဆိုတော့ထပ်ပြီးတော့ခွဲရမယ်ပေါ့နော်အဲ့တော့ process တိုင်းဒီတက်လေးကျွန်တော်တို့ထပ်ပြီးတော့သွားမယ်အဲ့ဒါမှတကယ် social media AD ကိုဆွဲတတ်မှာမဟုတ်ဘူးဆိုလို့ရှိရင်သူများလှတယ်အဲ့တော့မှကိုကဒီဟာတခုကဘာလို့နေလဲဆိုတာကောင်းကောင်းသိပါပေါ့နော်ဆိုတော့ဟုတ်ပြီOkay လွယ်လွယ်ကူကူလေးကျွန်တော်မေးကြည့်မယ်ကိုဝေအောင်ဖြေကြည့်ပါဦးဒါပါဘူးကိုဝေအောင်ကြားလားမသိโอเคဟုတ်ကိုဝေအောင်တယောက်ဖြေရအခုဖြေလိုက်ဒါကြတော့ promotion ပို့လို့ထင်တယ်ကျွန်တော်ဟုတ်ထင်တော့ဝဲရှိသေးရလားတေးကြတယ်လို့ပြောလိုက်ပါပြောမှာမလို့90 promotion ပို့ဒါကြတော့ promotion ပို့လို့ Okay မတင်တဲ့တော့တကယ် promotion promotion ပို့ပါ Okay promotion တစ်ခုလဲလို့ထင်လားနောက်ထပ်ဘာပါသေးလို့ထင်လဲflower skin တကယ် real project တွေနော်ကျွန်တော်စိတ်ကူးရင်နေရပါဘောရက်အကတ်တွေပါဆရာရက်အကတ်တွေပါ promotion ပို့နေဒီ brand နဲ့တွေ့တာပါဆရာ brand မဟုတ်ဘူးထင်တယ် promotion ရဲ့ free ရ Okay promotion လုပ်တယ်ဆိုတော့ sales ပေါ့နော် sales promotion ပေါ့နော် okay sales နဲ့ promotion promotion လို့ပဲပြောလိုက်ပါ promotion ပေါ့နော်အဲ့တော့ 50% off နဲ့တင်းရင် check ကက်နေပြီတင်းရင် check ကက်အဲ့မှာတင်းရင် check ကက်ဆိုတာဘာလို့အဲ့မှာ debt လေးတွေခံထားရင်ထည့်တယ် knowledge တစ်ခုအနေနဲ့ကျွန်တော်မေးကြည့်ဒါ promotion post နော်သိလား ကလုံးကြီးကြီးခွဲဖက်အောင် ဒီလေဒီတွေကမတူလို့ ၄မျိုးရတယ်ဆိုတဲ့ feeling အတွက်ဆရာ၄ခုလုံးအတွက်ကောင်းတယ် brand awareness အတွက်ဆရာ brand awareness ဆို okay ဟုတ်ပြီ okay တခြားလူရောအဲ့တော့ဘာအတွက်မှမဟုတ်ပါဘူးတကယ်တော့ Facebook က ban ထားလို့တင်းရင် check ခဲ့ဆိုတာဟုတ် okay နော် aesthetic လေးနေ့တွေက page တွေကအဲ့လိုမျိုးသွားရေးလို့မရအောင်ဆိုတော့အဲ့လိုလေးရှိတယ်အဲ့ဒါကြောင့်မို့ကျွန်တော်တို့ကဟမှာ high food မှာလည်းတွေ့တာတက်လေးတွေခံထားတွေ့တာအဲ့တော့ media buy run တဲ့ခါကြလို့ရှိရင် Facebook ကနေပြီးတော့ဒီဥစ္စာတွေကိုမင်းတို့ကငါတို့ရဲ့ community guideline တွေကိုမင်းတို့က followers မလုပ်ဘူးဆိုတော့အဲ့ဒီ page ကြီးချပလိုက်တယ်ဆိုတော့ဘာဖြစ်လဲဆိုတော့တိုင်ဘက်တော့ပြန်ပြီးတော့ page ကြီးကိုပြန်ဆဲရတယ်အဲ့လိုမဖြစ်စေဖို့အတွက် media buy ဘက်ကလာတဲ့ကျွန်တော်တို့ကသူတို့အတွက် needs and what တွေကိုကျွန်တော်တို့လိုက်နာပေးရတယ်တင်းရင် check ခဲ့ဒီတိုင်းရေးလို့မရဘူးအဲ့တော့တက်လေးတွေခံပြီးတော့နားလည်းပါရရတာပေါ့နော်တင်းရင် check ခဲ့ငါတို့တင်းရင် check ခဲ့လို့ရေးထားမှာမဟုတ်ဘူးဂျာထဲမှာတက်လေးတွေပါတယ်ဆိုတဲ့ဟာမျိုးတုံးတဲ့အနေနဲ့ media buy အတွက်လုပ်ထားတာပေါ့နော် okay ဒီဥစ္စာက promotion တစ်ခုတည်းလို့လည်းပြောလို့ရပါတယ်တင်းရင် check ခဲ့ဝင်းလက်တောက်ပါလို့ရပြီတော့ဆိုတာဒီဥစ္စာ just a benefit ပေါ့နော်သူ benefit ကိုပြောရဲဆိုတော့ဒါ brand awareness တစ်ခုပါတယ် brand awareness ဆိုတာတိတိတတ်တာထင်ရှားပါတယ်ဆိုတာဘယ်လိုမျိုးလဲဆိုတော့အဲ့ brand ရဲ့အားသာချက်တွေထည့်ပြောထားရဲဆို brand awareness လို့ပြောလို့ရတယ်နော်အဲ့ဒါလေး okay နောက်တစ်ယောက်ကျွန်တော်မေးမယ်အဲ့တော့ဘယ်သူ့မေးမယ်ဒီကယောက်ျားလေးမေးရများပါတယ်မိန်းကလေးနည်းနည်းဦးစားပေးမိန်းကလေးနည်းနည်းလေးကျွန်တော်တစ်ဖက်လဲလိုက်အောင်အိမ်မူးမေဖြေလို့ရလားမအိမ်မူးမေဒါဘာဖို့ဆိုထင်လဲ
ယောက်ျားလေးကြီးပဲလိမ့်မေးနေဖြစ်မှာဆိုလို့ကြားရလားမသိဘူး Okay map မေတင်တာဖြည့်ပြီးလို့ရလားခုနဖြည့်လိုက်တယ်မဖြည့်ရကြလားမကြားရလားမသိ Okay အဲ့တော့ထားလိုက်ပါတော့ Okay တူတာဖြည့်ကြည့်ပါ ဟုတ်ကဲ့ဆရာဆေးဖို့လို့ထင်ပါတယ်ဆရာ ဆေးဖို့ ဟုတ် ဆေးဖို့လို့ထင်တာလား ဟုတ် ဘာလို့ဆေးဖို့လို့ထင်တာလဲတူတာ ဝယ်ခြင်းလှပြီးမပြေးသေးဘူးဆိုတော့အသက်ဝယ်ဖို့အဓိကကတော့သူတို့ရဲ့ brand ကိုပြောပြခြင်းလို့ထပ်လက်ပြီးတော့လာဝယ်စေခြင်းလို့ဆိုရပြောတဲ့အကြောင်းအဓိကထင်တယ်ဆရာ Okay ဟုတ်ပြီ Okay ကျေးဇူးပါအဲ့တော့ဇွဲပြေကြီးကို ကျွန်တော်ကတော့ brand awareness လို့ပဲထင်အဲ့တော့သူ့ brand ရဲ့ခိုင်ခန့်မှုအဲ့လိုမျိုးဒီကောင်းတဲ့အဟာကိုပို့ပြီးတော့ပြောတယ်လို့ထင်တာပဲ Okay ဟုတ်ပြီအဲ့တော့ပိုင်သူပြုဖြည့်ကြည့်ပါ ဟုတ်ဆရာ brand awareness ပါဆရာ ဘာလို့ brand awareness လို့ထင်လဲ သူတို့ရဲ့ brand ကောင်းတယ်ပေါ့နော်ကောင်းတယ်အဲ့လိုမျိုးကောင်းမွန်ကြောင်းသူတို့ပြောချင်တာမပြဲသေးဘူးဆိုတော့အဲ့လိုမျိုးပေါ့နော် brand awareness တော့သူတို့ကအဲ့လိုရေးထားတာပါဆရာ Okay ဟုတ်ပြီအဲ့တော့နေဖြည့်ကြည့်ပါ NAY နေစလုံးကပေါင်းပြီးမှရဘယ်သူမေးမှဖြစ်နေလဲဘာလို့မဖြေကြလဲရှက်နလားဘယ်ကိုင်မျိုးရှိလားကိုင်မျိုးမရှိဘူးအဲ့တော့ကျွန်တော်တို့ဒီညတွေမှာဒီလိုတွေမှကျွန်တော်တို့မတင်ဘူးဒီလိုတွေမှကျွန်တော်တို့တွေကမလုံနိုင်ဘူးမခွဲခြားနိုင်ဘူးမသိနိုင်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့အနေနဲ့ခက်ခဲတယ်ပေါ့နော်ဆိုင်ရာတယောက်ဖြစ်ကျွန်တော်တို့တွေအလုံးလို့ဖို့ခက်ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့အများနဲ့သူများခိုင်းတာပဲလုပ်နေရတယ်အများနဲ့အေးဒါဆွဲလိုက်ဟေးဒါဆေးဖို့ဟေးဆိုတော့ဘာလို့အဲ့ဘဝမှာနေခြင်းပါနေပေါ့နော်လှအောင်ဆွဲတဲ့ဘဝအခုချိန်မှာကျွန်တော်တို့ tools တွေမလို့ပေါ့ AI ရှိတယ်ပေါ့နော် free AI နေလည်းရှိတယ် လေးတစ်ချက်နေုံနဲ့လှအများကြီးလှတာဆိုတော့ဟိုဖြစ်ပေါ့နော်ဒါထပ်ပြီးတော့ပြောပြပေးတာဘာကြောင့်ဒီလိုတွေတင်ရသလဲဆိုတာကိုဘာကြောင့်ဒီလိုတွေတစ်ဆင့်မြင့်ပြီးတော့ပြောပြပေးနေလဲတင်ပေးနေလဲဆိုတာကိုကျွန်တော်ကပြောပြပေးတာပေါ့နော်ဆိုတော့ဟုတ်ပြီဝယ်ချလိုက်မပြေးသေးဘူးဟုတ်ပြီဒါ brand ရဲ့သူ့ရဲ့အားသာချက်ကိုပြောတယ်ဒီ brand က Tiger ဆိုရဲအစိုးကအမြဲဝင်နေလေတဲ့အယောင်မင်းကြီးမရှိဘူးတဲ့ရေဘလောက်လျှော်ရည်ချင်းမရှိဘူးဒါတွေကသူ brand ရဲ့အားသာချက်တွေကိုပြောတာအဲ့တော့ဒီကောင်က brand awareness လို့ပြောလို့ရတယ်ပေါ့နော် sales ဆိုတာတော့ direct sales မဟုတ်ဘူးပေါ့နော် just awareness ဖြစ်စေချင်တာပေါ့နော် okay အဲ့တော့နောက်တစ်ခု knowledge တစ်ခုပြောပြမယ် knowledge တစ်ခုပြောပြမယ်ဆိုတာတကယ်အသုံးဝင်နေတာပေါ့တကယ်အသုံးဝင်တဲ့ဟာဘယ်လိုရှိလဲဆိုတော့လူတွေကပစ္စည်းတစ်ခုကိုဝယ်တော့မယ်ဆိုလို့ရှိရင်စိတ်3ခုဖြတ်တန်းပြီးတော့မှဝယ်အဲ့တော့ဘယ်လိုမျိုးလဲဆိုတော့ပထမဆုံးအနေနဲ့လူတွေကကျွန်တော်တို့ကfear ပေါ့နော်နိုင်မကောင်းလို့မကြားရအောင်ဆရာโอเคပါဟုတ်ကဲ့ပါဆိုတော့ fear ပေါ့နော်ကြောက်တယ်ပထမဆုံးကြောက်တယ်ပြီးလို့ရှိရင် desire လိုချင်မှုရှိတယ်ကြောက်ရမှုနဲ့လိုချင်မှုကဒါ psychology ကြီးပါလာပြီနော်ကျွန်တော်ဒါ agency မှာကျွန်တော်ညီညီမတွေအတွက်ကျွန်တော်သင်ပေးဖို့ရှိတယ်အဲ့ဒါပါလဲဆိုတော့ branding course တစ်ခုသင်ပေးဖို့ရှိတယ်အဲ့ဒီထဲမှာလည်းပါတယ်ဒါကျွန်တော်ကျောင်းသားတွေကိုကျွန်တော်ပြပြပေးတာဆိုတော့အဲ့အချက်တွေမှာသိစေတယ်လူတွေကပစ္စည်းတစ်ခုဝယ်တော့မယ်ဆိုလို့ရှိရင်သူက fear ပေါ့နော်ကြောက်တယ်ဆိုဘာလို့ကြောက်လဲမလှမှာကြောက်တယ်မလှမှာကြောက်လို့လှတဲ့ပစ္စည်းကိုပဲရတယ် desire ဘာလို့သူကသဘောတဘာဝရတော့ဗျသူကအရင်ဆုံးကြောက်တဲ့ဟာတွေကိုကြောက်တဲ့ဟာတွေမဖြစ်အောင်ပစ္စည်းတွေကိုလိုက်ဝင်နေကြတာဗျဒီလားနောက်တစ်ခုက desire
fear နဲ့ desire state ကိုဖြတ်တန်းပြီးမှ तू ကဘာလုပ်လဲဆိုတော့ fear နဲ့ desire ဖြစ်နေရုံနဲ့မရဘူး trust ဖြစ်မှာဝယ်တယ်လူတွေက trust ဖြစ်မှာယုံကြည်မှဝယ်ဆိုတော့ fear desire ကိုဖြတ်တန်းပြီးမှ trust ကိုဝယ်ဒါတွေကိုအသေးစိတ်ပြင်ဖို့ကတော့ကျွန်တော်မှအချိန်မရှိဘူးဒါတွေက branding အတွက်တည်တံ့သွားတဲ့ကိစ္စတွေပေါ့နော်ဆိုတော့ထားလိုက်ပါတော့ဒါ knowledge တစ်ခုအနေနဲ့ပြောပြတာဆိုတော့ဒီနေရာမှာဝယ်ချင်လိုက်မပြေသေးဘူးဒီကောင်က diversity မဟုတ်ဘူးဒါကဘာကိုတိဆောက်နေတာလဲဆိုတော့သူတို့ရဲ့ fear အစိုးလေးဝယ်လိုက်တယ်ရေချိန်သုံးရေလျှောလိုက်တာနဲ့ရိပြီးတော့ပြဲသွားမှာဆိုတဲ့သူတို့ရဲ့ခေါင်းထဲမှာရှိနေတဲ့ fear ကိုချိန်ဖြတ်ပြီးတာ brand awareness တဲ့ငါတို့ကမင်းတို့ထင်တယ်လို့မဟုတ်ဘူးငါမင်းထင်တယ်လို့မဟုတ်ပါဘူးကွာဆိုတော့ချိန်ဖြတ်ပြီးတာငါမင်းထင်တယ်လို့မဟုတ်ပါဘူးကွာဆိုတော့ချိန်ဖြတ်ဖို့အတွက်ကျွန်တော်တို့က social media မှာ digital marketing လုပ်တဲ့အခါကျတော့ digital marketing လုပ်တဲ့အခါကျတော့ Facebook မှာ digital marketing ကျွန်တော်တခါတည်းသွားပြီးတော့အေးရဒါရောင်းနေဟင်းဆိုရောင်းလို့မရဘူးကျွန်တော်တို့ကဘာလုပ်လဲဆိုတော့ဖြည်းဖြည်းချင်း brand ကိုတည်ဆောက်တယ် brand ကိုတည်ဆောက်ရဲဆိုတဲ့နေရာမှာ brand awareness လေးတွေလုပ်တယ် awareness ဆိုတာဆွမ်းနာပြောလို့သူတို့ရဲ့ fear ကိုချိန်ပြတ်ပြီ design အဖြစ်လာဖို့အတွက်ကကျွန်တော်တို့က knowledge sharing လေးတွေလုပ်တယ်သူတို့ design အဖြစ်လာအောင်လိုချင်လာအောင် knowledge sharing လုပ်တယ်ဘယ်လိုပြောလဲဆိုတော့နေ့စဉ်မနက်တိုင်း coffee တောက်ခြင်းလူရဲ့ခန္ဓာကိုယ်မှာရှိတဲ့ဗာတက်ညာတက်တွေကိုအဆင်ပြေစေပြီးတော့ creation တွေကိုပို့ပြီးတော့မြင့်တယ်ပြီးပါဒါ design ဟိုဒီစင်ငါ့ရဲ့ design လိုချင်စိတ်ဒီ coffee လေးဝယ်တောက်ချင်တယ်ဆိုတဲ့ design အဲ့ဒါအောင်မှ तू ကအဲ့လို post လေးတွေတင်ပေးတယ်ဒါ design ဖြစ်လာဖို့ post ကိုတင်တာနောက်နဲ့အဲ့လိုချက်ချင်း तू ကတန်းပြီးတော့တင်တာမျိုး brand awareness နဲ့ဆက်ပြီးတော့ထောက်ပေးလိုက်တယ် तू က design ရှိလာပြီလိုချင်လာပြီဆိုတဲ့အခါကျ तू ကသူ့စိတ်ထဲcoffee တော့ဝယ်ချင်တယ်ဒါပေမဲ့အဲ့ coffee ဝယ်လိုက်တဲ့ဆိုလို့ရှိရင်ရောတခြား brand တွေရောရှိသေးတာလေဆိုတော့ဒီဥစ္စာဘာလို့ကောင်းနေတာလဲသူ့မှာကြောက်ရတယ်ပတ်ဆက်ကုန်သွားမှကြောက်နေတာဆိုတော့လဲတော့လူကသူ့ရဲ့ fear ပတ်ဆက်ကုန်မှကြောက်တယ်လက်သက်ဖြစ်သွားမှဆို तू အဲ့မှာပြန်ပြောတယ်သူ့ရဲ့ fear ကို short ချဖို့ brand ကတင်ပေးလိုက်တယ် coffee brand ကအေးကျွန်တော်ရဲ့ဒီ coffee brand ဆိုလို့ရှိရင်ကျွန်တော်ရဲ့ဒီ coffee ပေါ့ဘာ coffee ဆိုလို့ရှိရင်ဒီဗီယက်နမ်နိုင်ငံကနေပြီးတော့တင်သွင်းထားတဲ့ raw ကိုတုံးပြီးတော့ထုတ်လုပ်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဘယ်လိုပြောရမလဲ quality ကောင်းတယ်ဆိုတဲ့အကြောင်း brand awareness နဲ့သူ့ရဲ့ raw နဲ့ပတ်သက်ပြီးတော့ရေးပြီးတော့တင်လိုက်အဲ့ဒါဆိုသူကဘာဖြစ်လဲ fear ကိုခြေဖြတ်ပေးတာသူ့စိတ်ထဲကကြောက်နေတဲ့ဟာကိုခြေဖြတ်ပေး fear နဲ့ desire ကိုခြေဖြတ်ပြီးတော့ငါစေးဖို့တင်လိုက်တယ် ban ဆိုကောက်ပြီးတော့ copy ကလက်နေလက်ကားရပါတယ်ဘာဖြစ်နေညာဖြစ်တယ်ဝယ်လို့ရတယ်လက်နေလည်းရတယ်လက်ကားလည်းရတယ်ထုတ်ဘလောက်ဝါညာပေါ့နော်အဲ့လိုမျိုးတွေသူ့ရဲ့ data တွေအကုန်လုံးကိုတင်လိုက်ပြီးအထုပ်ကိုအသေးရတယ်ကြီးရတယ်လက်ရတယ်ဆိုင်ရအဲ့လိုတွေတင်လိုက်ပြီးတော့ तू ကရှေ့မှာ fear နဲ့ desire ကိုတောက်လျှောက် brand ကနေတီးဆောက်လာတာဖြစ်တဲ့အတွက်ကြောင့် तू ကအဲ့ဒါပေါ်မှာ तू ယုံကျင်လူဖြစ်လာယုံကျင်လူဖြစ်လာဒီကိစ္စယုံကျင်လူဖြစ်လာတဲ့အချိန်မှာဒီ post ကိုတွေ့လိုက်ပြီဆိုတော့အဲ့ဒီဝယ်ကြည့်လိုက်အောင်ပဲပါဆိုပြီးတော့သွားတာအဲ့မှာအများကြီးစဉ်းစားလို့ရတယ် buying circle တွေပါရှိတယ် buying circle ဆိုတာ buying journey တွေရှိတယ် buying circle တွေရှိတယ်ဆိုတော့ buying circle ဆိုတာလူတစ်ယောက်က buying journey ဆိုတာ base state ပြီးမှ base state awareness ရှိရဲအဲ့လိုပေါ့နော် तू အဲ့လို state တွေရှိတယ်ကွာအဲ့ဒါပြီးမှဝယ်တာလားဒါမှမဟုတ်လို့ buying circle ဆိုတာကဥမာ buying circle ဆိုတာကို product က buying circle ဘယ်လောက်ထိမြင့်လဲ buying circle မြင့်တယ်ဆိုလို့ရှိရင်ဥမာအစားအသောက်တွေက buying circle မြင့်တယ်လေဥမာစားပြီးလို့ရှိရင်ကျွန်တော်တို့ကတိန်းထားမှာမဟုတ်တာဥပမာဆိုလို့ရှိရင်ကျွန်တော်တို့မုံကဝယ်တောက်လိုက်တယ်မုံကတိန်းထားလို့မရတာဘယ်နည်းတိန်းထားလို့ရအောင်မုံကတောက်လိုက်နေတာဘယ်သူမှတော့ကျွန်တော်တို့က2ရက်3ရက်စာဆိုပြီးဝယ်ပြီးတော့မထားဘူးစားလိုက်စားတော့တယ်ဆိုတော့ buying circle မြင့်တဲ့ဟာတွေကကျွန်တော်တို့ကကျောင်းဝယ်တာမြင်တယ်ဒါဘက်ဝယ်လိုက်အဲ့တော့မှတော့တိုက်စီတာတရက်ထဲဘယ်သူမှအဲ့တော့တိုက်စီတဘူးလုံးညှစ်ပြီးတော့မတိုက်ဘူးဆိုတော့အဲ့ဒါ buying circle နေတယ်ဟောဘယ်နည်းကတစ်လားလောက်နေမှတိုက်မှလားမိသားစုနေမှာအဲ့လိုမျိုးတွေစဉ်းစားလို့ရတယ်ဒါ marketing ကိုတည်တဲ့ concept တွေမှာစဉ်းစားပြီး designer တယောက်ကအဲ့ဒါတွေမှာစဉ်းစားပြီး design ဆွဲတဲ့အခါကျတော့ just စင်ကြီးဖြစ်တာပေါ့လေဒီမှာကျွန်တော်တို့ just စင်နဲ့စင်ကြီးကိုပြောတာမဟုတ်ဘူးကျွန်တော်စဉ်းစားတဲ့ idea မှာ mindset ကိုပြောတာအခုချိန်မှာ AI တွေဘာတွေပေါ်လာပြီကျွန်တော်ဘာလို့အဲ့လိုတစ်စစ်ချိုးကိုရောက်နေပြီလဲဆိုတော့ကျွန်တော်အဲ့ဒါတွေကိုပြောချင်တာတစ်စစ်ချိုးရောက်နေပြီမပြောင်းလဲရင်တော့နေရဲပေါ့နော်မပြောင်းလဲနေရဲကျွန်တော်တို့ကပြောင်းလဲမှာပဲကျွန်တော်တို့လိုက်သွားလို့ရအောင်ဆိုတော့ဟုတ်ပြီထပ်ပြီးတော့မယ်ကျွန်တော်ဒီဥစ္စာတွေကโอเคကျွန်တော်တို့ရောက်မေးကြည့်မယ်အဲ့တော့DGD 24 DGD 24ကျွန်တော်ဖြေပြီးတော့ဒါဘာဖို့ဆိုချင်तो knowledge awareness ပြီးတဲ့ post လို့ထင်တယ် knowledge awareness လို့ရှိရင် knowledge sharing လား brand awareness လားအဲ့လိုဖြစ်ပြီ knowledge sharing နဲ့ brands awareness ပေါ့နော် knowledge sharing နဲ့ brand awareness နှစ်ခုရောထားတယ်ထင်တယ်ပေါ့နော် okay အဲ့ဆိုရင်ဘာကြောင့်အဲ့လိုမျိုးတွေဘာကြောင့်အဲ့လိုမျိုးတွေးလဲဆိုတာကျွန်တော်တစ်ချက်ရှင်းပြပြပါလား brands awareness ကကြတော့သူ့အပေါ်မှာသူ့ရဲ့ brand တစ်စိတ်ပါတယ်
နောက်တစ်ခုကဒီ brand ကဟိုပေါ့ဒီ EV ပေါ့ EV တွေကိုစီးမယ်ဆိုလို့ရှိရင်ဒီ EV ဒီစီကိုဝယ်ဖို့ရွေးချယ်တော့မယ်ဆိုလို့ရှိရင်ပေါ့နော်ဘယ်လိုချက်တွေကိုဦးစားပေးရွေးချယ်မလဲဆိုတာကကျတော့ဒါက knowledge အောက်မှာ knowledge လေးတွေ sharing လုပ်ပေးထားလေးတွေ့တယ်ပေါ့နော်အားသွင်းတဲ့အခါမှာအားသွင်းမြန်ပြီးတော့အားတစ်ခါသွင်းထားအောင်နဲ့အကြာကြီးအသုံးခံတာကိုသဘောကျတာလားလို့ပြောတော့ကြတော့ Okay okay ပါအဲ့တော့ကျေးဇူးတင်ပါတယ်ကျွန်တော်နောက်တစ်ယောက်ကိုထပ်ပြီးတော့မေးကြည့်ပါမယ်ဇူးသစင်နောက်ကကျွန်တော်မမြင်အောင်ဇူးသစင်လေဖြေလို့ရလားမသိဘူးဇူးသစင်မောက်ဟုတ်တယ်မောက် DGD 05 Okay ကြားလားမိန်းကလေးတွေမရှိရဘူးကြလိုက်မကောင်းကြရလားထွက်ပြေးနေကြရလားမသိ Okay okay ရတယ်ကျွန်တော်တို့ထပ်ပြီးမယ် ဖြည့်ပြီးတော့ မိန်းကလေးတွေဖြေချင်ဦးတဲ့အော် DGD 19ရွန်းလက်လက်မူတဲ့ Okay ဖြေလို့ရလား ဟုတ်ရပါတယ် Okay ဖြေကြည့်ပါဦးအဲ့ဒါဆို knowledge sharing ဦးစားပေးထားရပို့ပါ knowledge sharing ဦးစားပေးထားရ Okay Okay ဟုတ်ပြီအဲ့တော့ဆိုရင်ဘာလို့ knowledge sharing လို့ထင်ရလဲပေါ့နော်အဲ့ဒါလေးတစ်ချက်ပြောကြည့်ပါဦး ဒီဟာကျတော့ EB ကိုအဓိက target ထားပြီးတော့ပြောထားပြီးတော့သူ့ရဲ့ brand ကိုကျတော့အဓိက focus လုပ်မထားဘူး Okay ဖုန်းတက်လုံးမထားဘူး Okay brand knowledge sharing လို့ထင်တယ်ပေါ့နော်အဲ့တော့ knowledge sharing knowledge sharing လုပ်ပေးထားဒီ brand နဲ့ပတ်သက်ပြီးတော့ဒါတွေနဲ့ပတ်သက်ပြီးတော့ဒါလေး knowledge sharing လို့ထင်နေတယ်ပေါ့နော် Okay Okay ကျွန်တော်နောက်တစ်ယောက်မေးကြည့်မယ်ဗျာနော်ကျေးဇူးတင်ပါတယ် Okay မိန်းကလေးတွေမှာတပြောက်ဖြည့်တယ်နော်ဆိုင်နဲ့မနော်ဆိုင်လားယောက်ျားလေးလားမိန်းကလေးလားတော့မသိဘူးနော်ဆိုင်နဲ့ကျွန်တော်တကယ်လို့ရှေ့မှာမောင်နီကိုရီမထည့်လိုက်တာဟိုဟာဒီတိုင်းပဲကျွန်တော်ဘယ်လိုခေါ်ပဲမသိလို့ပေါ့နော်ဆိုတော့စိတ်ထဲတော့မရှိပါနဲ့မနော်ဆိုင်လားကိုနော်ဆိုင်လားဖြည့်လို့ရလား Okay ရှင်းထက်ကိုရှိုင်းထက် sorry ကိုရှိုင်းထက်ပြန်ဖြည့်ကြည့်ပါဦး ဟုတ်ဆရာကျွန်တော်က not in sharing post လို့ပဲထင်တယ်သူက brand နဲ့သူ့ brand နဲ့ပတ်သက်ပြီးတော့ဘာမှလည်းမပါထားဘူးPVကားတွေဝယ်တော့မယ်ဆိုရင်ဟိုပေါ့ရွေးရမယ်အချက်လေးပဲဘယ်ချက်ကိုဦးစားပေးတယ်လဲဆိုတာကိုပဲပြောထားကြ knowledge sharing လို့ပဲ knowledge sharing Okay ဗျာ Okay ကျွန်တော်ဘာလို့ဆက်မင်းနေရလဲဆိုတော့မှန်သေးလို့ပေါ့နော် Okay Okay အဲ့တော့ဘိုင်သူပြဖြေရောပါဘိုင်သူပြအဲ့ဒါလည်းမေးကြည့် ဆရာအဲ့ဒါ stay post လို့ထင်ပါတယ်ဆရာ sales နဲ့ knowledge sharing လည်းရောထားတဲ့ဟာလို့ထင်တယ်ဆရာsay ဟုတ် EB ကိုရောင်းတာပေါ့နော် EB ကားကိုရောင်းချင်တာပေါ့နော်ပြီးရင်သူ့ရဲ့အားသာချက်တွေကိုသူကပြောထားပြီးတယ်အဲ့ဒါကြောင့်မလို့ပါ sales နဲ့ knowledge sharing နှစ်ခုတွဲထားလို့ထင်တယ်ဆရာ Okay ဟုတ်ပြီကျေးဇူးပဲပြီးတော့ထပ်မေးကြည့်အောင်မမှန်သေးဘူးဗျာထပ်မေးကြည့်အောင်ဇွဲမှန်ထွန်းဖြေကြည့်ပါဦးဘာ post လို့ထင်လဲ ဟုတ်ကဲ့ဆရာbrand awareness ထင်တယ် brand awareness လို့ထင်တယ် ဒီမှာဒီဟုတ်ဆရာဒီကားမှာလေဒီအားသွင်းမြန်တယ်ပေါ့ပြီးရင် driving feeling ကောင်းနဲ့လည်းစီးလို့ရမယ်ဆိုတော့ဒီ brand อ่ะပေါ့စာသေးကြပဲကြတော့ခံစားဖို့ဒီအချက်ဟုတ်ကဲ့ဆရာဒီလိုမျိုးအချက်လက်တွေကိုခံစားစေတယ်ဆိုပြီးတော့ဒီ brand ရဲ့အောက်တော့ကြော်ညာထားရလို့ Okay ဒါကျွန်တော်ထပ်မေးကြည့်မယ်မမှန်သေးဘူးဗျာကျွန်တော်ထပ်မေးမယ်မှန်တဲ့တိကျွန်တော်မေးကြည့်မယ်မမှန်သေးဘူးဘာလို့လွဲနေရလဲဆိုတော့စာသေးချမဖတ်လို့ပေါ့နော် Okay ပိုင်ဆိုးကိုဖြေကြည့်ပါဦးကိုပိုင်ဆိုးကိုဒါမဟုတ်ဆိုထင်တယ် knowledge sharing နဲ့ engagement လို့ထင်တယ်ဆရာ Okay ဟုတ်ပြီဘာလို့ knowledge sharing နဲ့ engagement လို့ထင်ရလဲ knowledge sharing က तू e-week ကဝယ်မယ်ဆိုရင်လိုအပ်တဲ့ຢာတွေကို तू က share ပြထားတာဗျာဘယ်ຢာတွေကိုကြိုက်တာလဲလို့ तू မေးतू မေးထားတာဆရာ Okay ဟုတ်ပြီအဲ့တော့ bro အောင်ကျော်စိုးဖြေကြည့်ပါဦးဗျာလက်ထောက်ထားရလို့ပြီးရင်မေးမယ်နော် bro အောင်ကျော်စိုးဖြေကြည့်ပါ promotion post
product promotion မဟုတ်သေးဘူးကုတူတိုင် bro ကျော်ဆိုဖြည့်ကြည့်ပါဦးဘာ post လို့ထင်လဲ bro ကျော်ဆို branding post လို့ထင်တယ်ကားကြော်ညာ branding ဟုတ်တယ် ကားကိုကြော်ညာ EV လိုက် က တယ်ဟုတ်ပြီဒီ bro ကျော်ဆိုလဲမှတ်မှန်သေးပါဘူးအဲ့တော့ကျွန်တော်လက်ထောင်ထားတဲ့တောင်ကိုထပ်မေးကြည့်မယ် HB ဖြည့်ကြည့်ပါဦးကို HB ဟုတ်ကဲ့ဗျာကျွန်တော်သုံးခုပေါင်းထားလို့ထင်တယ်ဗျာအဲဒီ brand awareness ရယ် ပြီးတော့ knowledge share ရယ်လို့ရှိရင် engagement သူကအဲဒီ knowledge share မှာ knowledge share နဲ့ဒီ brand awareness ကိုရောထားရလို့ပဲထင်တယ်ပြီးလို့ရှိရင်ဟောပေါ့ဒီ brand ဒီ brand ရဲ့ဒီ other ချက်တွေကိုလည်းသူကဒီ knowledge လို engagement လိုနဲ့ရောချထားတဲ့ဟာလည်းပါတယ်ဟောတယ်သုံးခုပေါင်းထားရလို့ထင်တယ် okay ဟုတ်ပြီနီးတဲ့တယ်ပေါ့နော်မစိုးနောက်တစ်ခုကမှန်များလာအောင်လုပ်တဲ့ post လို့ထင်တယ်သူဖြေတာမှန်တယ်ဒါပေမဲ့ तू ကဟောမဖြစ်သေးရကဲဟိုကဒီ20လေးလက်ထောင်တာလို့ဖြေကြည့်ပါဦး ဦးသေချာဖတ်ကြည့်လိုက်တော့သူကဟိုပါပေါ့နော်ဒီ brand awareness ကိုမှသူကမေးခွန်းလေးတွေမေးထားတာဆိုတော့ brand awareness ဒီ brand awareness quiz post လိုမျိုးလို့ပြောလို့ရတယ်ပေါ့နော် brand awareness ပေါ့နော် brand awareness အဲ့တော့ နောက်တစ်ခုကကျတော့သူကပညာပေးကျင်တာလို့ထင်တယ်အဲ့တော့ဒီ education engagement post လို့ပြောရင်လည်းရမယ်ထင်တယ်ဟုတ် okay education engagementလုပ်တယ် okay ဒီနေရာပေါ့နော်ဒီနေရာမှာကျွန်တော်ပြောချင်တာကကျွန်တော်ဘာလို့ brand awareness လို့ထင်ကြတာလဲဆိုတော့ဒီ brand ရဲ့ EV လေးရဲ့သူရဲ့အားသာချက်လေးတွေဗာလေးတွေပြောထားတယ်ဆိုတော့ brand awareness ဆိုတာတခုရှိရတယ်ဒီ brand ရဲ့ EV တွေရဲ့အားသာချက်အားနည်းချက်ကိုပြောတာဟို brand awareness လို့ပြောလို့မရဘူး brand awareness ဆိုတော့ကျွန်တော်တို့စွမ်းနာပြောသလိုပဲကားတွေမှာလည်းကားတွေအများကြီးရှိတယ်ဟုတ်ပြီ EV တွေမှာမှကျွန်တော်တို့ကဒါအများကြီးရှိတယ် EV တွေမှာ EV ထုတ်တဲ့ကားတွေ brand တွေအများကြီးရှိတယ်ဆိုတော့အဲ့တော့ brand တစ်ခုနဲ့တစ်ခုမှာလည်းသူတို့ရဲ့အားသာချက်အားနည်းချက်တွေကမတူဘူးဘယ် brand မှာဆိုလို့ရှိရင်ဘယ်ဟာအားသာဘယ်ဟာအားသာလားသူရဲ့ design ဘိုင်းကိုအားပြုထားတာလားဘယ်ဟာကိုအားပြုထားရဲဆိုတော့အဲ့လိုသူတို့ brand မှာအားပြုထားတဲ့ design ဘိုင်းကိုပြောတာပဲဖြစ်စေသူတို့ရဲ့နည်းပညာဘိုင်းကိုပဲပြောတာပဲဖြစ်စေဒါမှမဟုတ်လို့ရှိရင်အခက်အကျတာလား white ဖြစ်တာလားပြီးလို့ရှိရင်နည်းပညာမြင့်မြင့်ကိုသုံးထားတာလားဒါမှမဟုတ်လို့ရှိရင်သူရဲ့ quality ကိုပဲမြင့်ထားတာလားအစရှိတဲ့ဖြစ်ပေါ့နော်ဥပမာပြောပြတာဒါမျိုးတွေသူ brand ရဲ့အားသာချက်အားနည်းချက်တွေကိုပြောရဲဆိုလို့ရှိရင်တော့ကျွန်တော်တို့က brand awareness ကိုပြောလို့ရတယ်ဒါမဲ့ဒီဥစ္စာက brand awareness post တခုမဟုတ်ဘူးဘာလို့လဲဆိုတော့ဒီ EV ကဒီ BIC ဆိုတဲ့ EV ကရဲ့အားသာချက်အားနည်းချက်ကိုပြောထားတာမဟုတ်ဘူးအဲ့တော့ brand awareness တခုမဟုတ်မှားနေတာကတွေးတာမှားနေတာကဒီကားရဲ့ EV ရဲ့အားသာချက်ကိုပြောတယ် EV ရဲ့ knowledge တွေကိုပြောထားတယ်အဲ့လိုမျိုးတွေးပြီးတော့ brand awareness ကိုထင်နေကြတာအဲ့တော့ brand awareness မဟုတ်ဘူးဒီနေရာမှာနောက်တစ်ခုကအားသွင်းမြန်ပြီးအားတခါသိရုံနဲ့အကြာကြီးအသုံးခံတာကိုသဘောကျတာလားဆိုတော့ဒီ post ကိုစဉ်းစားကြည့်လိုက်ကဒီ post တက်လာပြီဆိုကိုကမဖြစ်မနေကိုမှတ်ရတော့မယ်ကြည့်ရတော့မယ်ဆိုလို့ရှိရင်ဟောထားပါတော့ reaction လေးတစ်ခုပေးပြီးကျွန်တော်ကတော့အားသွင်းမြန်တဲ့ကားတွေကိုသဘောကျတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်ကခီးသွားတဲ့အခါမျိုးမှာ highway တွေမောင်းတာဆိုတော့ခါလီမှာခီးသွားလို့ရှိရင်ကျွန်တော်တို့ဒီမှာ charging ထည့်ရတဲ့နေရာတွေကလည်းတိတ်ပြီးတော့များများစားစားမရှိတော့ကျွန်တော်တနေရာနဲ့တနေရာသွားတဲ့အခါတော့အားသွင်းမြန်လေးသုံးမှရမယ်ပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်အားသွင်းမြန်တဲ့ကားကိုသဘောကျတယ် comment လေးမှတ်လိုက်ပြီတချို့ကြတယ်fashion နေဆောင်တာကိုကြိုက်တယ်ဗျာကျွန်တော်က driving feeling ကိုသဘောကျတာဒါကြောင့်မလို့ကျွန်တော် fashion မြင်တဲ့ဟာကိုကြိုက်တယ်ကျွန်တော်ကတော့အားသွင်းမြန်လည်းကိစ္စမရှိဘူးဆိုပြီးမဲ့တဲ့လူလည်းရှိမယ်ကျွန်တော်ကတော့မိသားစုနဲ့နေတာကျွန်တော် family နဲ့အဆင်ပြေတဲ့ကားမျိုးကိုကျွန်တော်က comfort ဖြစ်တဲ့ဟာမျိုးကိုကြိုက်တယ်ပေါ့ design ဘက်ဦးစားပေးတာကိုကျွန်တော်သဘောကျတယ် quality ကတော့တိတ်ပြီးတော့ပြဿနာမရှိဘူးကျွန်တော်တို့ကအားလုံးကတိတ်ပြီးတော့ကွာတာမဟုတ်ဒါမျိုးတွေဝင်မှန်း engage လုပ်တာလေကျွန်တော်ရဲ့ဒီ EV ဆိုတဲ့ business EV ဆိုတဲ့ product EV ဆိုတဲ့ product နဲ့ engage လုပ်တာ awareness state ကိုသွားတာawareness state ကိုသွားတယ်ဆိုတော့ကျွန်တော်ပြောတဲ့ fear ရဲ့ desire ရဲ့ trust မှာ तू က desire ကိုဖန်တီးပေးတာလူချင်းလာအောင်ပေါ့နော် comment တွေ man ချင်းအပြင် engage လုပ်ချင်အပြင် desire ကိုဖန်တီးပေးတာဆိုတော့ဒီဥစ္စာက engage ဖို့ပြောလို့ရတယ်နောက်ပြီးတော့နောက်တစ်ခုက knowledge sharing လို့ထည့်နေကြတာအားသွင်းမြန်ပြီးကအားတစ်ခါသွင်းရုံနဲ့ EV ကအားသွင်းတဲ့အခါဘလို့တွေသွင်းရတယ်ညာလို့တွေသွင်းရတယ်ဘာတွေကိုကျွန်တော်တို့ဆောင်ရန်ရှိရဘာတွေကိုရှောင်ရန်ရှိရဆိုပြီးပြောထားတာမဟုတ်ဘူးအဲ့ဒါမှ knowledge sharing ဒီ brand နဲ့ပတ်သက်ပြီးတော့ပြောတာဒီကားတွေနဲ့ EV တွေကိုပထမဆုံးအရင်တော့လို့ပြောရင်အရင်တော့ဟိုတော့ post တွေ EV တွေကိုပထမဆုံးဒီလိုထုတ်လုပ်ခဲ့တာဘယ်သူဖြစ်တယ်ညာလို့ဖြစ်တယ်ပေါ့နော်အဲ့ဒါတော့ဘလူလည်းစိတ်ဝင်စားပါဘူးဟိုတော့ထားတော့ EV တွေမှာဆိုလို့ရှိရင်EV တွေမှာဆိုလို့ရှိရင်ကျွန်တော်တို့ကရှေ့
ရှေ့ရဖုန်းထဲမှာကျွန်တော်ထားပါတော့ engine ကိုအကြီးနေရာယူစရာမလိုတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့က design ဘိုင်းကိုဦးစားပေးလို့ရတာဖြစ်တဲ့အတွက်ကြောင့် EV တွေက design ဘိုင်းမှာအရင်မိုက်တယ်အဲ့လိုမျိုးတွေပြောတယ်ဆိုတာဒီ brand နဲ့ပတ်သက်ပြီးတော့သူ့ knowledge sharing လုပ်တာ knowledge sharing ဆိုတာဒီ brand နဲ့ပတ်သက်ပြီးတော့ဒီ brand နဲ့ပတ်သက်ပြီးတော့ knowledge sharing လုပ်တဲ့နေရာမှာတော့ကျွန်တော် knowledge sharing ပြောလိုက်လို့ရှိရင်ဒီ BIC ဆိုတဲ့ brand ကြီးကိုသူက knowledge sharing လုပ်နေတာမဟုတ် knowledge sharing ဆိုတာသူရောင်းတဲ့ product ရဲ့ industry နဲ့ပတ်သက်ပြီးတော့သူက knowledge sharing လုပ်နေတာကျွန်တော်ဆိုလို့ရှိရင် graphic design နဲ့ class ဖွင့်ထားတယ်ဆိုတော့ graphic design နဲ့ပတ်သက်ပြီးတော့ design ဘက်မှာဘယ်လိုတွေရှိရညာတွေရှိရဆိုပြီးကျွန်တော်တင်ပြတာအဲ့ဒါ knowledge sharing ဆိုတော့အဲ့လိုလေးနည်းနည်းလွဲနေတာပေါ့နော်ဆိုတော့ဟုတ်ပြီကျေးဇူးတင်ပါတယ်ကျွန်တော်နောက်တစ် post ထပ်ပြီးတော့သွားမယ်ဗျာ okay โอเคဒီ post ကိုကျွန်တော်မေးကြည့်အဲ့တော့ကိုကြီးဆောင်ဒီ post ကိုဘာ post လို့ထင်လဲဗျာ post အယောင် post ဟမ် knowledge share တယ် knowledge share တယ် okay knowledge sharing okay ဟုတ်ပြီအဲ့တော့ကျွန်တော်တယောက်မိတ်ဆက်ပေးပါမယ်အမှ KK ဆိုပြီးတော့အောက်မှာတယောက်ရှိပါတယ်သူကတော့ဒီ class ရဲ့ manager လည်းဖြစ်တယ်ပြီးတော့ကျတော့ကျွန်တော်တို့ဒီမှာအဲ့လိုကျွန်တော်လုပ်နေတဲ့ agency မှာလည်းသူကအဲ့လိုဒီ brand တွေနဲ့ပတ်သက်ပြီးကျွန်တော် strategy တွေဘာတွေလုပ်တယ်ပေါ့နော်ထားပါတော့သူကအဲ့ဒါအိမ်နဲ့ပတ်သက်ပြီးတော့media buying တွေလုပ်တယ် media planning တွေလုပ်တယ်အစရှိသဖြင့်သူကအဲ့လို strategy buying တွေလုပ်တာဆိုတော့ဒီအိမ်နဲ့ပတ်သက်ပြီးတော့သူကပို့ပြီးတော့ကျွန်တော်တို့တဲ့ပို့တည်တယ်ပေါ့နော်ဒီအိမ်မှာကျွန်တော်တို့တဲ့ပို့တည်တယ်ဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့ကြောက်ကြည့်တယ်လို့လည်းကျွန်တော်ပြီးလို့ရှိရင်နည်းနည်းလေးထပ်ပြီးတော့ရှင်းပြခိုင်းမယ်ကျွန်တော်တို့အခုလောလောဆယ်တော့ဒါလေးကိုထပ်ပြီးတော့မေးကြည့်လိုက်မယ်ပေါ့နော်နောက်ပြီးတော့ပြီးလို့ရှိရင်ဘာကြောင့်ဒီဥစ္စာကိုသူတို့ perspective ကနေပြီးတော့ media buyer perspective ကနေပြီးတော့ဒီဟာ design တစ်ခုကိုသူဘယ်လိုမြင်လဲဆိုတဲ့ကိစ္စတစ်ခုကိုလည်းကျွန်တော်မေးပေးမယ်အဲ့ဒါဆိုလို့ရှိရင်နည်းနည်းလေးပို့ပြီးတော့ knowledge ကိုရမယ်ပေါ့နော်ဆိုတော့ဟုတ်ပြီကိုပိုင်သူဖြိုးဖြည့်ကြည့်ပါအောင်ပါသူဖြိုးဟုတ်ဆရာ information နဲ့ဟို awareness လို့ထင်ပါတယ်ဆရာဟုတ်ကျွန်တော်ပြပြမယ်လေကျွန်တော်6မျိုးရှိရလေဟိုအများကြီးမစင်သားနဲ့အဲ့6မျိုးတွေကပဲစင်သားဘာလို့လဲဆိုတော့အခေါ်အဝေါ်တွေကွဲလိမ့်မယ်ဒါပေမဲ့အခုလောလောဆယ်ကျွန်တော်တို့ကဟို fit ဖြစ်တဲ့အခေါ်အဝေါ်တွေကိုသတ်မှတ်ထားလိုက် knowledge sharing လား promotion လား sales လား engage လား seasonal လားဟုတ်တယ်မဟုတ်လား awareness လား brand awareness လားအဲ့6မျိုးတွေကနေပြီးပြောလိအဲ့6မျိုးတွေကနေကျွန်တော်ပြောပြီဘာလို့လဲဆိုတော့ education လုပ်တယ်ဆိုတာလေဒါ knowledge sharing ပေးတာဟော educational post လို့ပြောလိုက်လေဒါ knowledge sharing post လို့ပြောရတယ်အတူတူပဲအခေါ်အဝေါ်လေးလွဲသွားတာပဲရှိအဲ့ဒါကိုလက်ခံတယ်ပြဿနာမရှိဘူးဒါပေမဲ့ကျွန်တော်ဖြစ်စီချင်တာဒီ6မျိုးတွေကနေဖြည့်ကြည့်ပေါ့နော်ဒီ6မျိုးတွေကဘာဖြစ်မလဲ knowledge sharing ပါဆရာ knowledge sharing ဘာလို့ knowledge sharing လို့ထင်လဲသူက C-show နဲ့ပတ်သက်ပြီးတော့အသက်အရွယ်မြေဖြစ်နိုင်တယ်ပေါ့နော်အသက်အရွယ်မြေဖြစ်နိုင်ရဆိုတော့အဲ့ဒါကိုသိအောင်ပြောပြထားတာပါဆရာ okay ဟုတ်ပြီပြီးတော့သူက brand လေးပါထည့်ထားပြီးပေါ့နော် brand လေးပါထည့်ထားပြီးတယ်ဒီ C ကဘယ်လိုပြောမလဲကာကွယ်နိုင်တယ်ဆိုတဲ့ feeling ပေါ့နော်အဲ့လိုမျိုးပါဆရာ okay thank you ပါပြီးကို HB ဖြည့်ပါဦးကို HB ဖြည့်လက်ထောက်ရတယ်ဟုတ်ဆေးနဲ့ knowledge share ရည်ပါလေ ဘာလို့ series ပါတယ်လို့ထင်ရဆေးပါတယ်လို့တော့ပြောမထားဘူးဒါပေမဲ့သူ့ရဲ့ဆေးကဒီဖီဂျိုယောဂပျောက်တယ်ဆိုတဲ့ဟာကိုပြောထားတယ်ဖီဂျိုသမားတွေအတွက်ရောင်းတဲ့ post မို့လို့ okay ဟုတ်ပြီ C plus promotion မဟုတ်ဘူးလေ promotion percentage တွေပါမှာပေါ့ promotion ပဲ sub promotion okay ဟုတ်ပြီအဲ့တော့ဒီ post နဲ့ပတ်သက်ပြီးတော့ဘာ post လဲဆိုတာခွဲပြီးတော့ဘယ်လိုလေး design မှာဘာလေးတွေမြင်မိရဆိုတဲ့အကြောင်းရယ်နည်းနည်းလေးကြောက်ကတဲ့အနေနဲ့နည်းနည်းပြောပြလိုက်ပါဦးပြီးလို့ရှိရင်တော့ကျွန်တော်တို့နောက်တစ် post ဆောက်ပြီးတော့ကျွန်တော်တို့နားမယ်ပေါ့နော်ဟယ်လိုကြားလားအမှန်တော့လေဟိုမှာမဟုတ်ဘူးအမှန်တော့ဟိုမှာပိုင်ကြီးစောပြောလွဲနေပြီဘာလို့ဆိုတော့တော်နေကြတကယ်ပဲအကုန်လုံး strategy ဘိုင်းတွေအကုန်သိရထင်းနေမှာဆိုလို့အမအဲ့လိုရောင်60အကုန်လောက်တာဆိုတော့ဟိုကလောက်ဒီကလောက်အကုန်ဆက်ဆိုတော့ကြတော့ဟိုဘာ share ပြမှာလဲပြောချင်တာဟုတ်ဒီ post ကငါတို့ကဟိုပါပေါ့နော်ဘာ post လဲပေါ့နော်အခုက social media ADC တင်ဖို့အတွက်ငါတို့ခွဲနေတာဒါ knowledge sharing လား save ဖို့လားသူတို့ပြောနေရလေတချို့ကလေသူတို့
တွေးနေရလေလွဲတာလေးရှိတယ်ကွာဆိုတော့အဲ့ဒါကိုငါတို့အနေနဲ့ကပြန်ပြီးတော့တက်မှတ်တဲ့သဘောပေါ့နော်တက်မှတ်တဲ့နေရာမှာလည်းဘာကြောင့်ဆိုတာမျိုးကိုပြောပြီးတော့တက်မှတ်တာပေါ့နော်ဒီမှာဆိုသူတို့ကပြောတယ် knowledge sharing လို့ပြောတယ်တချို့က promotion plus စေးဖို့လို့ပြောတယ်တချို့က knowledge sharing နဲ့ promotion လို့ပြောတယ်အဲ့လိုပေါ့နော်ဆိုတော့အဲ့လိုအဖြစ်လေးရှိတယ်အဲ့တော့ကျတော့ဘာလို့ခွဲပြီးတော့မှသူတို့ဂျာကြီးတွေလဲဂျာကြီးကဲပါအောင်လဲနေပြီတဲ့အဲ့တော့ဘာလို့ဒါအောင်ဒီလိုခွဲပြီးတော့ဒီဇိုင်းမှာလည်းခွဲတဲ့အပိုင်းကိုပဲပြောပြီးတော့ဒီသူတို့ဘာလို့ဒီလိုခွဲရတယ်ဆိုတဲ့ဟာလေးကိုသူတို့ detail share ပေးစီနေတာဘာလို့ဆိုတော့ကိုရီးယား designer perspective ကနေပြီးတော့ခွဲတဲ့ဟာကိုပြောပြတယ်ပေါ့နော်အဲ့တော့ဒီဘက်ကနေလည်းဘယ်လိုမျိုးခွဲလို့ရတယ်ဆိုတာကိုသူတို့နည်းပညာလေးပေးစီနေတာပေါ့ခွဲတဲ့နေရာမှာ content အဖိုင်တော့တည်ကြတယ်ကွာရတယ်ကွာလွယ်လွယ်ကူကူရလိမ့်မယ်ဒါပေမဲ့ content မရှိဘဲနဲ့ဒီလိုမျိုးကြည့်ပြီးခွဲတဲ့ဟာသူတို့နည်းပညာပေးစီနေတာပေါ့နော်ကိုရီးဘက်ကကျတော့တမျိုးလို့ဆိုအဲ့ဒါကြောင့် Okay okay အဲ့တော့ဟိုပါလေအဲ့ဒီ frame တော့ဟုတ်ချင်မှာဟုတ်လိမ့်မယ်ပေါ့နော်အခုဟိုကပိုင်ကြီးပြောတဲ့ frame တော့ဟုတ်ချင်မှာဟုတ်လိမ့်မယ်ပေါ့အမကကြတော့ဟိုဘယ်လိုပြောမလဲဒါကြိုပြီးတော့ disclaim လုပ်တာပေါ့နော်ဟိုကြိုပြီးတော့ဝန်ခံတာမီဒီယာဘိုင်ယာ perform မီဒီယာဘိုင်ယာထားပါတော့ performance marketer ဟုတ်လားဆိုတော့လေအမမီဒီယာဘိုင်ယာအစ်စ်မဟုတ်ဘူး strategy ဟုတ်လားဆိုတော့လေ strategy အစ်စ်မဟုတ်ဘူးဟိုပြောရရင်ကအဲ့လို content ရေးတတ်လားဆိုတော့လေ content လည်းရေးတတ်တယ်အစ်စ်မဟုတ်ဘူးဒါပေမဲ့ website ပိုင်းသွားတတ်လားဆိုတော့လုပ်တတ်တယ်ဒါပေမဲ့အစ်စ်မဟုတ်ပြောချင်တာအမဘယ်လမ်းကြောင်းမှာ professional အနေနဲ့သွားနေရမဟုတ်တော့လေဟိုပြောရရင်တော့အဲ့လိုမျိုးကြီးပြောရထက်အမကကြတော့ဘလူနေရနေရလဲဆိုတော့ဒီတစ်ခုလုံးကြီးကအလုံးဖြစ်လားမဖြစ်လားဆိုတော့ decision ချတဲ့နေရအဲ့တော့ဘာဖြစ်လဲဆိုတော့ designer တွေဆွဲလာတဲ့ဟာတွေဆိုရင်ကြည့်လိုက်တာနဲ့ကွာဥမာဒီ post ဆိုရင် okay အမဒီလိုပန်းကြီးဘယ်နှမိနစ်လောက်အချိန်ရလဲဘာလို့ဆိုတော့မဟုတ်နှစ်ခုကွာနှစ်ခုချွေးပါပြန်နေတယ်ဟိုပါလေဘာလို့လဲဆိုတော့လေအချိန်ဘာလို့မေးရလဲဆိုတော့ဒီကအလုံးလှုပ်စားရမယ်အလုံးလေလှုပ်စားရမှာကွာပြောချင်တာလှုပ်စားရမှာဆိုတော့အချိန်ဒါအရေးကြီးရပေါ့နော်ပတ်စံလက်ရှိနောက်ပိုင်းမှာတခြား root graphic design မှာတခြားအပိုင်းတွေကိုမသွားချင်ဘူးဆိုရင်ပတ်စံဝင်တဲ့အပိုင်းဆိုရင်တော့ဒီကနေလည်းသွားလို့ရတာကိုအဲ့တော့ကျတော့စသွားကြရလေဒီနောက်ပိုင်းကလည်း social media design တွေပဲသွားတော့ဟိုခြုံမိအောင်တော့ပြလိုက်မယ်ဆိုလိုချင်တာကလေဥမာ10မိနစ်5မိနစ်10မိနစ်လောက်ပဲဆိုရင်တော့ဟိုကွာနော်10နာရီတော့5မိနစ်10မိနစ်လောက်ပဲဆိုရင်လည်း5မိနစ်10မိနစ်အတွင်းဝင်အောင်ပြောပေးမှာအရေးကြီးတဲ့ဟာပဲပြောလိုက်တော့မှာကွာအဲ့လိုမဟုတ်ဘူးဆိုရင်တော့နမူနာပြပြီးတော့ဒါဆိုရင်ဘာကြောင့်ဆိုတာပြောပြပေးလို့ရတယ်ရှင်းသွားအောင်ပေါ့နော် Okay အဲ့တော့သူတို့အဲ့ရနဲ့ပတ်သက်ပြီးတော့တရက်ကတော့စီစဉ်ထားရရှိတယ်ကွာအဲ့လိုမျိုးတွေပတ်သက်ပြီးတော့စီစဉ်ထားရှိတယ်အဲ့ကြရင်တော့သူတို့အကျယ်တဝင်းရှင်းပြလိုက်ပါတော့အခုကတော့ maybe အချိန်ရလဲကတ်နေတယ်ဆိုတော့ကွာဥမာဒါတော့အမကဘယ်လိုခွဲတယ်ဆိုတဲ့ဟာပဲဟိုခွဲပြီးတော့အဲ့လို5မိနစ်လောက်အတွင်းမှာဝင်အောင်ပြောပေးလိုက်ပေါ့ကွာအဲ့လိုနည်းနည်းသူတို့လည်း knowledge ရအောင်ပေါ့နော်နားထောင်ခြင်းနဲ့နားထောင်အောင်ပဲတော့တရက်သူပြောတာကိုတက်ခေါ်ပြီးမယ်အမတက်တရက်ကျွန်တော်မသိဘူးသူတို့ကိုကျွန်တော်လုပ်ပေးဖို့ရှိတယ်ပေါ့နော်ဆိုတော့ designer တွေနဲ့သူရယ်ပြီးတော့တင်တန်းသားတွေပေါ့နော်ဆိုတော့ okay ပြောပြလိုက်ပါဦးOkay okay ဥမာဒါပေါ့နော်ဟိုလေဒါကတော့ designer တွေအနေနဲ့ကတော့သူတို့ကတော့ technically designer တွေရော writer တွေရောကတော့သူတို့ technically ခွဲတယ်ပေါ့နော် knowledge sharing post ဖြစ်တယ် engagement post ဖြစ်တယ်ပြီးရင်ထားပါတော့ branding post အမားကကြတော့အဲ့လိုစဉ်းစားတဲ့နေရာမှာ strategy မှန်းကမတူဘူးသူကဥမာ visual မှာပုံဖော်မယ်ဆိုရင်တော့ခုန frame ထဲမှာစဉ်းစားပြီးမှစဉ်းစားရင်တော့ပိုလွယ်ကူလို့ဒါရှေ့က format တစ်ခုအနေနဲ့ theory တစ်ခုအနေနဲ့ထုတ်ပြီးတော့သင်တာပေါ့နော်အဲ့တော့အမားတို့ကစဉ်းစားရင်ကြတော့ဘယ်လိုတွဲစဉ်းစားလဲဆိုတော့ဥမာဒီ post ဆိုရင် knowledge sharing post ပေါ့နော်ဒါပေမဲ့ knowledge sharing ဆိုပေမဲ့ तू ကဘယ်လိုမျိုးပြန်ချိတ်တာလဲဆိုတော့ knowledge sharing နဲ့ sales နဲ့ချိတ်တဲ့ post တချို့ကြတော့ဒီ post ဆိုရင်ကွာပေါ့နော်ဒီ post ဆိုရင် knowledge sharing ဒီ visual အရာဆိုရင်တော့ knowledge sharing ဒါပေမဲ့ content မှာသိကြတယ် तू ကအောက်မှာကွာ call to action လို့ခေါ်မှာပေါ့နော် CTA ပေါ့ call to action ကသူတို့ကသိကြတယ် sales ကိုဒီတိန့်တော်ဝင်ရဲ့အကြောင်းပြောလိမ့်မယ်သူတို့ကအဲ့တော့ကျတော့အမတို့က knowledge sharing ပေးရတယ် knowledge sharing ပေးရင်းနဲ့မှရောင်းတာဈေးရောင်းတာတခါလေကြာရင်ကျတော့ तू က knowledge sharing ပေးရင်းနဲ့မှ engage လုပ်ခိုင်းတာပေါ့အဲ့ဒါဘယ်နေရာမှာစကားပြောသွားလဲဆိုတော့ call to action မှာစကားပြောတာ okay အဲ့ point ကိုအမတခါဒီနေ့မှာကွာဟိုသိသွားအောင်ခေါင်းထဲမှာမှတ်မိသွားအောင်ဒီဟာကိုပြလိုက်မယ်အဲ့ဒါဆိုရင်နောက်ပိုင်းတစ်သက်လုံးအသုံးဝင်တယ်ကွာအဲ့ဒါဘယ်လိုလဲဆိုတော့ဥမာပေါ့နော်အမတို့က knowledge sharing post အဲ့မှာ content မှာဖတ်လိုက်လို့ तू ကအယောင်းမှာသူ့ရဲ့ call to action ကကွာ call to action ဆိုတာကလေဒီ content ကိုဖတ်ပြီးသွားပြီဒီ visual ကိုကြည့်ပြီးသွားပြီဆိုရင်ဘာလုပ်စေချင်လဲဆိုတော့ရည်ရွယ်ချက်ကိုပြောတာ call to action ဆိုတာကွာဥမာမောင်လေးတို့အနေနဲ့ဒီ design ကို social media Facebook user တယောက်ကနေကြည့်လိုက်တာနဲ့
ဒီဒီဇိုင်းကိုကြည့်လိုက်တာနဲ့ဘာဖြစ်စီချင်တာလဲဒီဒီဇိုင်းကိုကြည့်ပြီးတော့ knowledge sharing ဖြစ်တဲ့အတွက်အမတို့ကဒီဒီဇိုင်းကိုကြည့်ပြီးတော့စာသွားဖတ်စီချင်တာရည်ရွယ်ချက်ကအဲ့ဒါကြောင့်မို့အမတို့စာဖတ်အောင်ကိုလုပ်ရမှာဒီဇိုင်နာတယောက်အနေနဲ့ပေါ့နော် visual ကနေအဲ့တော့အမတို့က okay အမတို့ရဲ့ဒီဒီဇိုင်နာတယောက်ဒီဇိုင်နာတွေအနေနဲ့ဒီ post ကိုပေါ့နော်ဘာလုပ်မလဲဆိုတော့အမတို့စာတော့ဖတ်အောင်လုပ်မယ်စာတော့ဖတ်အဲ့တော့ဒီမှာဆိုကြည့်လိုက်ကွာစီးကြိုတွေအတန်အကန့်တက်ချက်မရှိပေါ့နော်အဲ့ဒါကိုအမတခါလေးပြောပြလိုက်မယ်အဲ့ဒီဇိုင်းကအမပြင်ထားတဲ့ဒီဇိုင်းပြင်ခိုင်းတဲ့ဒီဇိုင်းကွာအဲ့တော့ဘာလို့ပြင်တာလဲဆိုတာရှိရကွာအဲ့ပိုင်ကြီးဟိုကလေ screen share လို့ရလား screen share လေးဖွင့်ပြပါလားဒီဇိုင်နာကွာဆက်စာချင်းဆွဲတုန်းက तू ကဘာဆွဲလဲဆိုတော့ဒီဒီဇိုင်းကိုဆွဲတော့ဒီဒီဇိုင်းပဲကွာအတူတူပဲဒါပေမဲ့အမပြင်တာပေါ့နော်ပြင်နေဆွဲနေရမှာဘလို့ပြင်လဲဆိုထားပါတော့ဒါကတော့စီးကြိုမှာစလုံးပေါင်းကြံခဲ့တာတော့ထားတော့အဲ့ဒါမပြောလို့ပေါ့နော်စီးကြိုလိုပဲမှတ်လားအဲ့မှဆိုကြည့်လိုက်ဒီဟာကိုဖတ်ကြည့်လိုက်ကွာစီးကြိုတွင်အကန့်အသတ်စီးကြိုတွင်အကန့်အသတ်မရှိအရွယ်သုံးပါးမျိုးဖြစ်လာနိုင်သောယောဂဖြစ်သည်အဲ့တော့ဒီဇိုင်နာတွေကတော့စာဖတ်ရင်ကိုသိတာတယ်လေဟိုဖတ်လာမဖတ်လာတော့မှလည်းမပြောတတ်တော့လေဒါပေမဲ့အမားတို့ကြတော့ဘယ်လိုဖတ်လိုက်လဲဥမာစီးကြိုတွင်အကန့်အသတ်မရှိအကန့်အသက်ကန့်သက်ချက်မရှိအရွယ်သုံးပါးမျိုးဖြစ်လာနိုင်သောယောဂဖြစ်သည်အဲ့တော့စီးကြိုတီအကန့်အသတ်မရှိအရွယ်သုံးပါးမျိုးဖြစ်လာနိုင်သောယောဂဖြစ်သည်ဆိုတဲ့စာကိုတက်လိုင်းအနေနဲ့ထုတ်တယ်ဆိုရင်တော့စီးကြိုတီလို့ပြောင်းရမယ်ပေါ့နော်တက်လိုင်းကဒါပေမဲ့အမသိရကွာကြည့်လိုက်တာနဲ့ဒါကြီးကပေါ့နော်အဲ့လိုအရှိကြီးတော့မဟုတ်သေးဘူးပေါ့နော်မဟုတ်သေးဘူးဆိုတော့အဲ့တော့အမကပြောရပေါ့နော်အဲ့မှာဒီဇိုင်နာကိုပြောတယ်အမဘာပြောလဲဆိုတော့ဒီရဲ့တက်လိုင်းပေါ့နော်သူတို့ဘာပေးထားတာလဲဆိုတော့ writer ဘာပေးထားတာလဲဆိုတော့တကယ်တော့စီးကြိုတွင်အသက်ကန့်သက်ချက်မရှိသူကအဲ့ဒါ main အဲ့ဒါအမပြလိုက်မယ်တစ်ချက်အဲ့တော့မောင်လေးတို့အဲ့ဒါဆိုကွာဟိုဒီပုံမှာနည်းနည်းလေးတစ်ခုတည်းကိုသိသွားတော့ပိုကောင်းပါတယ်ဟိုလေအများကြီးပြောလိုက်တာထက်လေဆိုတော့ဒီမှာစီးကြိုတွင်ကန့်တက်မှာဒါတက်လိုင်းပေါ့နော်ဒီမှာအမဒီစာကိုဖတ်လိုက်တဲ့အချိန်မှာကွာအဲ့ပေါ့ဒီလိုအရှိကြီးတော့မဖြစ်နိုင်ဘူးဆိုတော့သိရအဲ့တော့သူတို့တွင်နဲ့တီနဲ့မှားတာလားဘလို့လဲမသိဘူးပေါ့နော်အမအဲ့မှာတက်လိုင်းပြခိုင်းတယ်ကွာပြခိုင်းတော့စီးကြိုတွင်အတန်ကန့်တက်ချက်မရှိသူကပြောချင်တာကသူကတက်လိုင်းကစီးကြိုတွင်အတန်ကန့်တက်ချက်မရှိအောက်ကစာသေးသေးလေးနဲ့တဲ့အရွယ်သုံးပါးမျိုးဖြစ်လာနိုင်တော့ယောဂဖြစ်သည်လို့သူကရေးချင်တာကွာဆိုလိုချင်တာကဒီအကြောင်းနဲ့ဒီအကြောင်းနဲ့ကမဆက်ဆက်ဘူးဆိုတာကဲ့ရေးလို့မရဘူးပေါ့နော်ဒါပေမဲ့ဒီဇိုင်နာက typography မှာ၄ယောက်ကိုsorry typography ကိုစီတဲ့အခါမှာ arrangement လုပ်တဲ့အခါမှာ तू ကဒီလိုကြီးလုပ်လိုက်တော့ဒီတိုင်းကြည့်ရင်တော့မှန်တယ်လို့ထင်ရပါမယ်တကယ်အမတို့မီဒီယာပိုင်းလောက်တာပဲဖြစ်စီပေါ့နော်ဟိုဒီ Facebook မှာတက်သွားတယ်ဆိုလူတွေကဖတ်လိုက်ရင်ကစီးကြိုတင်အကန့်အသတ်ချက်မရှိအရွယ်သုံးပါးမျိုးဖြစ်လာနေရောပဲမှန်နေတယ်ကွာဒါပေမဲ့ထောက်နေတာပေါ့နော်အဲ့တော့ငါစီးကြိုတီကိုပြင်ခိုင်းရမှာလားဆိုတော့တွေးတာတကယ်တော့အဲ့မှာမှားနေတယ်ဆိုတာအမမြင်သွားတော့အဲ့မှာကွာဟိုကလောက်ခိုင်းနေပေါ့နော်တိုက်ပိုလေးပြန်စီလိုက်မယ်ဗျရတယ်အမှတွေ့လားသူတို့ဒီဇိုင်နာတွေသိရကွာတန်းပြီးတော့တိုက်ဟုတ်တယ်တိုက်ပိုစီကလွဲတာဆိုပြီးပြောကြတယ်ပေါ့နော်ပြောကြတော့အမှသူနောက်ဆုံးခုနဒီဇိုင်းပေါ့နော်ဖြစ်သွားတယ်အဲ့ဆိုဒီမှာကွာရှင်းသွားပြီကွာစီးကြိုတွင်အတန်ကန်တက်ချက်မရှိဒါကြီးကမရှိဆိုတာယူသူကြီးလိုက်တယ်ကွာ typography ကောင်းကောင်းပြန်စီအဲ့တော့စီးကြိုတွင်အတန်ကန်တက်ချက်မရှိဆိုတာပို့ပေါ်သွားရပေါ့နော်ပြီးတော့အရွယ်သုံးပါးမြေဖြစ်လာနိုင်တော့ယောဂဖြစ်သည်ဆိုတာလေးကအောက်ကနေကွာတက်လေးလို့ဖြစ်သွားတယ်ဆိုလိုချင်တာကွာဒီဇိုင်နာတယောက်က typography ကိုသာကောင်းကောင်းကစားတတ်မယ်ဆိုရင် marketing မှာအရန်သုံးဝင်တယ်အမားတို့ကကွာစာမှန်နေုံနဲ့ဒီဇိုင်းတစ်ခုကလှနေုံနဲ့ကောင်းနေုံနဲ့အမားတို့စဉ်းစားလို့မရဘူးတကယ် effective ဖြစ်ဖို့ဆိုတာလေအဲ့တော့ဟိုအဲ့လိုမျိုးတွေးနိုင်မှရမှာပေါ့နော်အဲ့တော့ဒီမှာဆိုရင်အမားတို့ typography ကိုပြန်ပြီးတော့ arrange လုပ်ခိုင်းတယ်အဲ့တော့စီးကြိုတွေအတန်းကသက်ချက်မရှိအဲ့တော့ဒါလေးကတက်ဖြစ်သွားတယ်ပေါ့နော်အဲ့တော့ဒီတွင်ဆိုတာမှားမနေဘူးပေါ့နော်အဓိကတော့ဒီနေရာမှာဆိုရင် writer က content writer ကမလွဲနေဘူးပေါ့နော်သူစလုံးသုံးတာမလွဲဘူးဒီဇိုင်နာ typography arrangement မှာလွဲတယ်လို့ဒါအမားတို့ကမြင်တော့ဒါမျိုးကိုပြန်ပြင်နေပေါ့နော်အဲ့တော့ခုနကဟာလည်းပြောရရင်တော့ဒါ knowledge sharing post ဒါပေမဲ့ဒီမှာကြည့်လိုက်သူ့ရဲ့ concept ကိုဖတ်ကြည့်လိုက်ကွာသူ့ရဲ့ concept ကတဲ့ဒီမှာပေါ့နော်
စီးကျိုအမျိုးအစား2မျိုးရှိတယ်စီးကျိုအမျိုးအစားတွေဖြစ်တဲ့တိုက်ဝမ်နဲ့တိုက်တူခွဲခြားရေးပြရင်အသက်ကြီးမှစီးကျိုဖြစ်တာလားလို့ထင်းနေတဲ့လူတွေအတွက်အသက်ငယ်ရတဲ့လူတွေပါဖြစ်တတ်ကြောင်းတဲ့ဒီမှာကြည့်လိုက် notes တဲ့ knowledge sharing နဲ့သူတို့ကဒါကတော့သူတို့ဘက်ကပေးတဲ့ brief ပေါ့နော်အဲ့တော့ဒါကအမတို့ agency မှာဒီလိုပေးတယ်ဆိုပေမဲ့ agency တခြား agency တွေမှာအဲ့လိုပေးခြင်းမှာပေးမှာပေးခြင်းလည်းပေးမယ်ဒီထက်ပြည့်စုံတာလည်းဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့တခါလေးမှဘလို့ပဲရောက်လာနိုင်လဲဆိုတော့လေစီးကျိုတွင်အတန်ကန့်သက်ချက်မရှိဆိုရယ်ဒီတက်လိုင်းလေးတစ်ချောင်းပဲရောက်လာတာဖြစ်နိုင်တယ်ကိုယ့်စီကိုပေါ့နော်ဒီဇိုင်နာတယောက်စီကိုအဲ့ချိန်မှာကိုကစဉ်းစားရမှာကွာဒါထည့်မလားမထည့်ဘူးလားဒါကတော့ထားပါတော့ကိုယ့်ကိုထည့်ခြင်းနဲ့ထည့်ပေါ့နော်သူတို့မပေးရင်အဲ့မှာဒီဟာကိုကြည့်ပြီးတော့ knowledge sharing man သိရတာပေါ့နော်ဒါကတော့အမတို့ကဒီမှာဟိုလောက်တာဟုတ်အဲ့တော့ဒါဟို post အနေနဲ့ share ပြတာပေါ့ဒီဟိုကျန်တဲ့လေဘာ post လဲညာ post လဲခွဲပြတာကြတော့မောင်လေးတို့အလုံးလုံရင်းနဲ့တော့ပိုသိလာလိမ့်မယ်အခုချိန်မှာမခွဲတတ်လေအမမြင်တာတော့ပြဿနာမရှိဒါပေမဲ့ဒီဇိုင်နာတယောက်က arrangement မှာတော့ typography ပဲဖြစ်စေ4ယောက်ပဲဖြစ်စေ composition ပဲဖြစ်စေ arrangement မှာတော့ကောင်းကောင်းစီနိုင်ရမယ်ပေါ့နော်အဲ့ဒါကြောင့်မို့ဆိုလိုချင်တာကရှေ့က technique တွေကျွမ်းတယ် theory တွေကျွမ်းတယ်ဆိုရင်အမားတို့ပြောလိုက်တာနဲ့တန့်ပေါက်တယ်ကွာဒီလားခုနကဆိုကြည့်လိုက်လေဒီဇိုင်နာဆိုအမဒီမှာတက်လိုင်းပြပါအောင်လို့ပြောတာ ਨੇ ဒီလိုဒါကိုဒီလိုစီထားပြီးဒါကိုဒီလိုစီဖက်ကြည့်ပါအောင်ဆိုပြီးအမတို့ပြောရကွာအဲ့တော့ तू တန်းတည်တယ်အဲ့တော့ तू arrangement ပြန်အမကျွန်တော် type ကို arrange ပြန်စီလိုက်မယ် okay ပေါ့ဒါမျိုးပေါ့နော်အဲ့တော့အဲ့ရကြုံရင်းနဲ့လေအမဒီတစ်ခုပြောပြမယ်ဒီတစ်ခုမေးချင်တာအမကလည်းကြုံတဲ့ချိန်လေးနည်းနည်းဟိုပါပေါ့နော်အားချောင်းတာပေါ့နော်ဒီမှာကဒါအခုလေးမှပို့တာအမထိုင်ကြည့်နေရဒီ तू ဆွဲတာဆိုရင်ကွာ तू ကဘယ်လိုသဘောဆွဲထားလဲဆိုတော့ +1 နဲ့ဆွဲထားဒါထိတ်ဆုံးမှာပုံမဲ့ပုံထိတ်ဆုံးမှာကာဗာနဲ့ပုံမဲ့ပုံပေါ့နော်ပြီးရင်ထားပါတော့ဒါနောက်ထပ်ကြည့်လိုက်ကွာ4ယောက်ယူထားတာဘယ်လောက်မိုက်လဲပေါ့နော်တော်တော်မိုက်တယ်လို့ပြောလို့ရတယ်ဘာလို့လဲဆိုတော့ तू ကစာတွေကအများကြီးပဲကွာဒါပေမဲ့ तू ကအမတို့မီဒီယာပိုင်း run တဲ့ခါကြရင်ကွာ तू ကထိတ်ဆုံးပုံကစပြီးတော့ပုံမှာမီဒီယာပိုင်းရာတွေကမီဒီယာပိုင်း run တယ်ဆိုရင်ပေါ့နော် तू က boosting ပဲထားပါတော့လွယ်လွယ်ပြောရရင်တော့ boosting လုပ်တဲ့ခါကျ तू က placement ဒီထိတ်ဆုံးပုံကစပုံမှာဒီပုံကိုကြည့်ပြီးတော့မှနောက်ကပုံတွေကို तू ကဟိုမီဒီယာပိုင်းအရာပုံမယ်ပေါ့နော်ဒါမှမဟုတ် new feed မှာဆိုရင်တော့ तू ကဘယ်လိုပုံမလဲဆိုတော့ဒီလိုပုံမှာပေါ့ဒီမှာဖြတ်ထားတာလေအမတို့ Facebook မှာဆို13 site ဆိုဒီလိုသွားတာမလားအဲ့တော့အမဆိုကဒီဟာကိုကြည့်တဲ့အချိန်မှာအော် तू ကပေါ့နော်ဒီလောက် information တွေအများကြီးကိုဒီ graphic ထဲမှာမြင်အောင်ပေါ့နော်ရှင်းရှင်းလင်းလင်းလေးပြထားနိုင်တယ်ပေါ့နော်ဟို၄ယောက်တော်တာ၄ယောက်တော်မိုက်တယ်ပေါ့နော်အမကြည့်နေတာဒါပေမဲ့ဒါဆိုဒီမှာကွာကြည့်လိုက်ဒီဟာလေးကဖြတ်ချထားဒါနဲ့အောက်ကလည်းချိတ်ဆက်ထားပြီးသားဒီဇိုင်နာအနေနဲ့ကွာဒါပေမဲ့၄ယောက်ခုံမလားတော့မသိဘူးပေါ့နော်ဒါတော့အဲ့တော့အမသဘောကျတယ်ဒါပေမဲ့ကွာအမတို့ကဘလို့ဒါဆိုအမပြန်ခိုင်းပါဒါပြန်ခိုင်းမှာကောင်းတယ်ပေါ့နော်ကောင်းတယ်ဒါပေမဲ့ကောင်းဝင်မယ်ဟာအဲ့ဆိုအမဘာလို့ပြန်ခိုင်းမှာလဲမသိဘူးပေါ့နော်အဲ့ဒါဆိုရင်ဒီမှာကြည့်လိုက်ပါမောင်လေးတို့ဒီဟာကိုဖတ်လိုက်ရုံနဲ့လေဒီစာလေးတွေမှာတော့ဒီမှာကြည့်လိုက်ရေခဲချဆက်လီများဝန်ဆောင်မှုကားရေခဲချဝန်ဆောင်မှုငါးတင်ချစိတ်ဒီစာအရတော့တိတာတယ်ပေါ့နော်ဟိုအမှန်ရေခဲလုပ်ငန်းမှန်ကားရေခဲချမှန်ငါးတင်ချမှန်တော့ဒီစာအရတော့တိတာတယ်ဒါပေမဲ့ဒီပုံ3ပုံကိုကြည့်ရုံနဲ့ကွာဘက်ဆိုကြည့်လိုက်တာ marketing အရာကွာငါးတင်ချဆိုတာကိုတန်းပြီးတော့မပေါ်လွင်စေဘူးမပေါ်လွင်စေတော့ဘာဖြစ်လဲဆိုတော့ရည်ရွယ်ချက်ကိုမှတော့ပြန်စဉ်းစားပါဘောနော်โอเคပေါ်လွင်ငါဒါကြီးကို ADS 1မယ်ပဲဖြစ်စီပေါ့နော် new feed မှာတက်သွားရင်လေမဟာမိတ်ရဲ့ဒီလိုဝန်ဆောင်စိတ်ချမ်းသာစေရမယ်ဗျာဆိုတဲ့နေရာမှာမဟာမိတ်ကိုလူတိုင်းကလည်း new feed Facebook သုံးနေတဲ့လူကလည်းသိချင်မှသိမှာကွာအမတို့ကြီးညာပြတဲ့လူတွေကလည်းသိချင်မှသိမှာအဲ့တော့ဒါဆိုရင်အမပြန်ခိုင်းမှာဘလို့ပြန်ခိုင်းဖို့စဉ်းစားထားလဲဆိုတော့ဥမာငါအတင်ချလူမန်းမန်းရေဟိုဟယ်လိုကြာโอ้ยသူကဖြစ်နေတယ်ချက်မြူလေးကြားလာတယ်ဒီနဲ့ကတည်းကကြည့်တာအဲ့တော့ဒါဆိုရင်ကွာဒါဆိုရင်ပေါ့နော်အမားဆိုရင်ဒါပြန်ပြီးတော့ကြည့်မှာကဘာလဲဆိုတော့ဟိုဒီနာဒီဘက်မှာပေါ့နော်ဒီကာဗာမှာကွာငါးတင်ချလုပ်ငန်းမှန်ရေခဲအချလုပ်ငန်းမှန်တိတာစီမဲ့ attention point တခုအမပြန်ထည့်ခိုင်းမှာပေါ့နော်ဒါအမဘက်ကအမြင်ပေါ့နော်ဒါကတော့သူတို့ညတွေထိလှုပ်နေကြတော့အဲ့တော့အဲ့ဒါပါပဲကြုံလို့ပြပြတာပေါ့နော်ခုနဟာဆိုရင်ခုနစီးကျူဟာဆိုရင်ဒါခုနအမပြင်တဲ့ဟာပါပြလိုက်တာလေပြလိုက်တာပေါ့နော်အဲ့တော့ဘာမေးချင်တာရှင်တော့မေးလို့ရတယ်တက်တရက်တွေးမှာပဲအကုန်ပြောပြရင်လည်းရတယ်ပေါ့နော်အခုကနောက်ကျနေတာဆိုတော့လေအမားတော့ဘာမှဖြစ်ပါဘူးပြောပြလို့ရတယ်အဓိကတင်တန်းချိန်အရင်ကြော်အောင်မှာဆိုโอเคပါဆိုတော့ပါနော်ဒါတော့သူတို့ဘက်ကဒီ design နဲ့ပတ်သက်ပြီးတော့သူတို့ကြုံတွေ့ရတဲ့ဟာဒီပြောပြတာဆိုတော့ knowledge အနေနဲ့မှတ်ထားပါဒါတွေကတကယ်လုံးတဲ့ချိန်ကျတော့အသုံးဝင်ပါတယ်ဆိုတော့
ဆွမ်းနာပြောတဲ့ဟို design set ပဲဆိုတော့ဆွမ်းနာပြောတဲ့ post ခွဲတာတော့ physically စပြီးတော့လုပ်ရမယ့်ကိစ္စဆိုတော့ဒီနေ့ကတော့ကျွန်တော်နားမယ်ပေါ့နော်ဆိုတော့နောက်ဘက်ကျရင်တော့ကျွန်တော်စပြီးတော့ဆွဲမယ်အဲ့တော့ process တွေလည်းပြောထားပြီးပြီဘယ်လိုဆွဲရမလဲဆိုတာကိုdesign ဘယ်လိုဆွဲမယ်ဆိုတော့ process တွေလည်းပြောထားပြီးပြီဆိုတော့ကျွန်တော်စဆွဲတာနဲ့ထပ်ပြီးတော့ခွဲပြမယ်ဟို content ကိုဖတ်ပြီးတော့ထပ်ခွဲပြမယ် content ဖတ်တယ်ဆိုတော့ဆွမ်းနာပြောသလိုပေါ့နော်maybe ကျွန်တော်တို့တည်တည်ချာချာလေးခွဲလို့ရမယ်ဘာကြောင့် report လွယ်သွားမယ်ပေါ့နော်ဆိုတော့အဲ့ဒီအပိုင်းကြီးနားမယ်တော့ဒီနေ့ကတော့ကျွန်တော်ပြောတယ်စပြီးတော့ social media ADSD နဲ့ပတ်သက်ပြီးတော့စပြီးတော့အစပြုမှလို့ပြောခဲ့တယ်နောက်ကြလို့ရှိရင်တော့ကျွန်တော်တို့ကလာမယ်ပေါ့နော်လာမယ်ဆိုတော့တခြား live ဆွဲပါတခြားလေးကျွန်တော်သွားပြီးမယ်ပြီးတော့ကျွန်တော်ဆက်ပြီးတော့လို့ပြီးတော့လောလောဆယ်လက်အခုဆွဲနေတဲ့ designer တွေလို့ကျွန်တော် content writer တွေလို့ကျွန်တော်ပေးတွေ့ပြီးဖို့ရှိတယ်ဘာလို့လဲဆိုတော့ဒါအလုပ်လုပ်တဲ့နေရာမှာတကယ်ကိုမှအဲ့လိုမျိုးလူတွေစီကနေပြီးတော့ကျွန်တော်တို့သိကြရရှိတယ်စဉ်းစားကြရရှိတယ်ပေါ့နော်ဆိုတော့ရှေ့ကကျွန်တော်သိခဲ့တဲ့အပိုင်းတွေကတော့ theory ပိုင်းတွေရှိမယ်ပြီးလို့ရှိရင်မဖြစ်မနေကိုကျွန်တော်တို့အနေနဲ့သိရမှာဟာလေးပေါ့နော်အဲ့လိုတိုလီမုတ်ဆပြောစာပြင်တော်ပြီးကျွန်တော်သင်ခဲ့ရရှိတယ်အဲ့ဒါကြီးမလုတ်တက်ခဲ့ဘူးဆိုလို့ရှိရင်တော့မှပဲကျွန်တော်တို့ social media ADC ဆွဲတော်မယ်ဆိုလို့ရှိရင်ဆွမ်းနာပြောတဲ့ကျွန်တော်ပြောတဲ့ဟာတွေကိုပြန်တွေးပါပြန်စဉ်းစားပါတခြားစဉ်းစားပါအဲ့ဒီဟာတွေကိုသိမှသာလေကျွန်တော်တို့ကဒီအခုဖြစ်နေတဲ့ graphic designer အရွေးတစ်ခုမိအောင်လိုက်တယ်ပေါ့နော်ဆိုဟုတ်ပါပြီကျေးဇူးတင်ပါတယ်ကျွန်တော်တို့ဒီနေ့တော့ကျွန်တော်ဒီလောက်နဲ့နားပါမယ်ကျွန်တော်ဟိုဟာလေးလှုပ်ရှားရှိလို့ပေါ့နော်ကျွန်တော်လည်းလှုပ်ရှားလေးအလုပ်လေးထက်ရှိနေလို့ပေါ့နော်โอเคပါ thank you ပါကျွန်တော်တို့နောက်တစ်ပတ်ပြန်တွေ့ပါမယ်ကြည်ညအောင်ကျွန်တော်တို့ပြန်ကြည့်ခဲ့ပါ